sắc điên bá a hi hi chúng ta rồi đi nếu đòi lại mà bảo vệ ra chúng ta sao biết đó luôn tại biết đó bảo vệ ra ở quên ra đấy thứ gồm nhiều đấy đi đòi lại à đâu tiêu vậy cao chú đấy mà không bảo nhưng mà bây giờ sẽ chọn bộ hoa cái này lồng nhau bộ đấy chúng ta rồi đi đòi lại mà bảo vệ ra chết đấy thứ là gồm nhiều đấy chúng ta rồi bộ hoa mà về mà không bu chúng ta rồi ta sẽ mi sẽ cái này đi đòi lại mà chúng ta rồi ba cái đấy tu đồ là sắp pi rồi gồm nhiều chứ mà phải bảo đấy đi đòi lại chứ à đâu tiêu vậy ta vẫn mà không bu nhưng mà pi tu pi ta lâu vậy ta vẫn phải đấy mà bảo vẫn lại ra đấy lưu đấy ta này chơi nó nòng ta ya mà phải bảo đấy nếu đòi lại bê can chen à luôn muốn biết đâu bê can chen bê lu chen phải bảo đấy Babylonian captivity Babylon này mà Israel là lưu miêu đi chung bùa anh ấy còn sẽ đánh đánh từ lúc khang cái gì ấy chung bùa anh ấy lưu miêu sẽ đấy tu học cái số attention nó phải vềဖြစ်đó Israel là lưu miêu đi chung bùa anh ấy lưu miêu sẽ đấy phải tất cả dân này cho nó cho mà rồi này tu sĩ đó phải vềဖြစ်bảo đấy đi đòi lại mà cho mà rồi bảo vệ ra lâu quá cháu sẽ không xí vào luôn gồng như sẽ cao đấy bảo vệ trên phía bảo đấy chắc sao bàပြောလဲဆိုတော့ if God be for us who can be against us ဖျားသခင်ကကျမတို့နဲ့အတူပါတဲ့အတွက်ကျမတို့မှာဘာမှကြောက်စရာမရှိပါဘူးမပေးကမ်းခဲ့ဘူးမကူညီခဲ့ဘူးမပါဝင်ခဲ့ဘူးဆိုရင်နောင်မှာအလွန်ရနောင်တရမှာတေချပါတယ်ဒီနေ့အထူးအစီအစဉ်မှာပါဝင်ဥဆောင်ပေးတဲ့လူကြီးမင်းမြတ်အပေါ်မှာလည်းအထူးကျေးဇူးတင်ရှိပါတယ်ဖခင်ဟာကျမတို့နဲ့အတူရှိပါတယ်ຫນွေဦးတော်လှန်ရေးအောင်ရမည်မဟုတ်တော့ပါဘူးຫນွေဦးတော်လှန်ရေးအောင်မြင်နေပါပြီသူတောင်းရအောင်အသက်ရှင်တော်ဖခင်ဤအချိန်တိုင်းအမှုအလုံးစုံအတွက်ကိုရောကိုအထူးကျေးဇူးတင်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဖခင်ပါဝင်ပို့ဆောင်တော်မူပါမြမပြည်ကြီးငြိမ်းချမ်းဖို့အတွက်သားသမီးများအထူးဆုတောင်းကြပါ၏လက်နဲ့ကင်ပြီးပါဝင်သောသားသမီးများအထူးလိုအပ်သောအရာများကိုချပေးသနာတော်မူပါဤအစီအစဉ်ကိုဥဆောင်ပါဝင်မိကိုရောဤသားကြီးများသမီးကြီးများကိုလည်းအထူးကောင်းချီးပေးပါဘုန်းတော်ထင်ရှားစေတော်မူပါဤအချိန်တိုင်းအားလုံးကိုအလုံးစုံကိုယေရှုနာမအားဖြင့်ဆက်ကပ်ဆုတောင်းကြပါ၏အဖဖျားသခင်အာမင်အာမင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမငိုင်လျံကိုအင်မတန်မှ powerful ဖြစ်ပြီးတော့မှကျမတို့အတွက်ပေါ့နော်အင်မတန်မှခွန်အားဖြစ်ပါတယ်အခုချိန်မှာကျမတို့ပထမဦးဆုံးအနေနဲ့ဒီဆရာမအနေဆုတောင်းပေးပြီးသွားပြီးတော့မှကျမတို့ Zolan Slide Action Project ခန္ဓာစတင်ကြောင်းကိုကျမအနေနဲ့ပထမဦးစွာကြေညာလိုပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့ဒီ Zolan Slide Action Project Online Fundraising မှာခန္ဓာမှုဖြင့်ပါဝင်ဆောင်ရွက်သွားမယ်မညံ့ညံ့ဖြစ်ပြီးတော့မှကျမနဲ့အတူကူညီပြီးတော့မှပါဝင်ပတ်ပိုးပေးမဲ့သူကတော့ဟုတ်ကဲ့ကျွန်တော်ကတော့ကိုခန့်ပြီပါ
ဟုတ်ကဲ့ပါကျမတို့နှစ်ယောက်ကနေပြီးတော့အခမ်းအနားများကိုဦးဆောင်သွားမှာဖြစ်ပါတယ်ဒီကနေ့ဟာကျမတို့ Zoland Slide Action Project ရဲ့ online fundraising ဖြစ်ပါတယ် online fundraising ဆိုတဲ့အတိုင်းပဲဒီ project မှာပါဝင်ရှင်တဲ့မိဘပြည်သူများကနေပြီးတော့မှကျမတို့ဒီကျမတို့ဒီအခု live လွှင့်နေတဲ့ screen ပေါ်မှာပေါ့နော်ကျမတို့လှူဒန်းရမယ် Zelle number တွေကိုကျမတို့ထားရှိထားပေးပါတယ်ဒါကြောင့်မို့လို့အရောက်စီတိုင်းပါဝင်ပေးဖို့ရန်နဲ့ဒီ live ကိုတွေ့တယ်ဆိုလို့ရှိရင်ကျမတို့မိမိတို့ရဲ့ community မှာပဲဖြစ်ဖြစ် group တွေထဲမှာဖြစ်ဖြစ်ထပ်မံပြီးတော့မှ share ပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ပထမဦးဆုံးအနေနဲ့ပေါ့နော်အခွင့်တခြင်းကိုဖိတ်ခေါ်ဖို့ရန်အတွက် battalion 1နဲ့ battalion 2ပေါ့နော်အခွင့်တခြင်းကိုကျမတို့တခါတည်းစက်တိုက်ဖိတ်ခေါ်ပြစီရှင်အခွင့်တခြင်းပြီးသွားတဲ့အခါမှာကျမတို့ရဲ့လေးစားရပါတော့ director ကိုပေါ့ကနေပြီးတော့မှကျမတို့အတွက်ကိုmain ခွန်းနဲ့အမှားစကားပေါ့နော်အားပေးစကားတိုက်တွန်းစကားတွေကိုပြောကြားပေးတော့မှာဖြစ်ပါတယ်ကျမတို့ပထမဦးဆုံးအနေနဲ့အခွင့်တခြင်းနှစ်ပုဒ်ကိုနားဆင်ကြရအောင်နော်ဒီရက်ကိုလည်းဘာသာလည်းဒီပန်နာလေတုံတွန်တော်မအောင်ကမ္ဘာ့ကိုဟုတ်ပြီဟိအပူအပါတဲ့အလောစာအဆာစာဣဇောကမလေတန်ခန်းစွန်ပိတပ်တဲ့အလောဒီအလေတန်တူနီနာဆက်င်းဇောင်စီလန်နိုင်အလောလာတဲ့Izogam letang agun dingle zogam letang on ke dingin leitung un tom toma om zo mi khen pe hila to tunina thala khomina izolei zum khomi
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်
ဒါကတော့ကျမတို့မြေပြင်ကနေပြီးတော့မှကျမတို့ရဲ့သူရဲကောင်းကလေးတွေကနေပြီးတော့မှကျမတို့ Zolan PDF Battalion 3နဲ့ Battalion 4ကနေပြီးတော့1နဲ့4ကနေပြီးတော့မှကျမတို့တည်ဆိုသွားပေးတာဖြစ်ပါတယ်ဒီတချင်းတွေကဆိုလို့ရှိရင်တော့ကျမတို့မြန်မာလိုဆိုလို့ရှိရင်တော့ပေါ့နော်ကျမတို့ဘိုးဘွားတွေပိုင်တဲ့မြေကျမတို့ရဲ့ရေမြေပေါ့နော်ဒါကိုတည်ဆိုသွားတာဖြစ်ပြီးတော့မှနောက်တချင်းတစ်ပုတ်ကတော့ကျမတို့ရဲ့နဲ့အတူပေါ့နော်ကျမတို့ရဲ့ဖျားသခင်ကအတူပါရှိတယ်ဆိုတဲ့တခြင်းလေးနဲ့ဒီကျမတို့ရဲ့ project အဖွင့်တခြင်းနေနဲ့ပေါ့နော်ဒီဆိုပါဝင်ဖြောပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြေပြင်မှာရှိတဲ့သူရဲကောင်းတွေအားလုံးကိုကျမတို့ကနေပြီးတော့မှအင်မတန်မှလေးစားပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျမတို့ဒီအမှားစကားပြောကြပေးဖို့ရန်အတွက်ကျမတို့ကံပလက်မြို့နယ်ကောင်စီဥက္ကဋ္ဌပြီးကြလို့ရှိရင်ကျမတို့ ICNCC ရဲ့အလှည့်ကျတဘာပကြီးဖြစ်တဲ့ဆရာထွန်းဟောင်းကိုဖိတ်ခေါ်ပါတယ်ရှင်ဆရာထွန်းဟောင်းနေရာယူပေးပါရှင်ဆရာကိုဖိတ်ခေါ်ပါတယ်โอเคอารมณ์แบบไม่กลับมันขึ้นมาคุโลดีจะได้ฟิว PDF Zolan ดีพิลุกเตดี Zolan Slide Action Project Fundraising Campaign มาป่าวคนรายยาเรตัวอยากเจสุทุติชิจอมปฐมอุจราตัวจับเปียเจจนว่าเราดีกำเล่นอยู่ในကောင်စီရဲ့ဥက္ကဋ္ဌနောက်ဒီသာကလာချေမျိုးသားတိုင်ပေခံကောင်စီ ICNCC မှာလည်းအလှည့်ချတဘာပရိတာဝန်ထမ်းဆောင်တဲ့ဒီကံပလက်မျိုးနဲ့ကစလိုင်းထုံးဟုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ project campaign ဟာဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ Federal Democracy နိုင်ငံထူထောင်ရေးအတွက်ကျွန်တော်တို့တိုက်ပွဲဝင်ကြတဲ့ချင်းပြည်နယ်မြို့နယ်နဲ့ဒေသအသီးသီးကဒီလက်နက်ကင်တွေထဲကဒီ PDF Zolan အတွက်ကျွန်တော်တို့ကဒီ fundraising ပြုလုပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ fundraising ဘာလို့ပြုလုပ်ရတယ်လဲဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီလက်နက်ချင်းကျွန်တော်တို့ရှင်ပြိုင်တိုက်ခိုက်ရတဲ့ဒီစစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီမရအောင်ခိုင်ဥဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီကိုကျွန်တော်တို့ဖြုတ်ချဖို့အတွက်ပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီအကြမ်းဖက်မရအောင်ခိုင်နဲ့ကျွန်တော်တို့တိုက်ခိုက်ရတဲ့အချိန်မှာကျွန်တော်တို့ကနဦးကာလတွေကဆိုရင်ကျွန်တော်တို့ဒီတူမီနဲ့စားခဲ့တယ်တူမီနဲ့နောက်တူမီနဲ့တိုက်ခိုက်ခဲ့ပြီးမှတော့ကျွန်တော်တို့ဒီနည်းနည်းကျွန်တော်တို့လည်းအင်အားကိုဖြစ်တဲ့အနေနဲ့ကျွန်တော်တို့ကကျွန်တော်ခါချိုးတွေကင်ပြီးမှတော့တိုက်ခိုက်ခဲ့ကြပါတယ်ခါချိုးတွေကင်ပြီးတိုက်ခိုက်ခဲ့တယ်နောက်ကျွန်တော်တို့တူမီတွေခါချိုးတွေနဲ့ပြီးတော့ကျွန်တော်တို့ဒီခက်ကလာခက်ချီနေတော်ထိုင်ရေးအခြေအနေရဲ့တောင်းဆိုမှုကြောင့်ကျွန်တော်တို့ကဒီတူမီခါချိုးတဲ့အဆင့်မြင့်နဲ့လက်နက်တွေကလိုအပ်လာတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလက်နက်လိုအပ်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီတော်လှန်ရေးမှာပါဝင်ထောက်ပို့ကြတဲ့မိဘပြည်သူတွေရဲ့အားကပိုပြီးမှတိုးပြီးမှကျွန်တော်တို့ကလိုအပ်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒေသမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီရှင်းနေအကြောင်းအရာအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလက်နဲ့တလက်ရဖို့ဆိုတာကတခြားဒေသတွေထက်ကျွန်တော်တို့အများကြီးခက်ခဲပါတယ်ကျွန်တော်တို့ဒီလက်နဲ့တလက်ဖြစ်လာဖို့ဆိုတခြားဒေသတွေထက်ကျွန်တော်တို့3ဆလောက်အထိကျွန်တော်တို့ကဈေးနှုန်းမြင့်တင်ပြီးမှကျွန်တော်တို့ကဒီအကြမ်းဖက်မဲအောင်ဟိုင်ရဲ့စစ်တပ်ကိုကျွန်တော်တို့ကခုခံတွန်းလှန်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးချိန်ကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့သွားနေတဲ့ချိန်နှင့်တင်နေတဲ့ချိန်မှာကျွန်တော်တို့ဒီပုံမကောင်းမွန်ပြီးမှတော့ပုံမအင်အားပြည့်ပါတဲ့ပုံမဆွေးနွေးကောင်းမွန်တဲ့လက်နက်တွေကိုလိုအပ်လာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီတော်လှန်ရေးမှာပါဝင်ပေးကြတဲ့
ဒီမြေပြင်သူရဲကောင်းနေရဆိုရင်တခါတလေရှေ့တန်းကိုသွားချင်လို့သွားဖို့အတွက်လက်နဲ့မရှိလို့မြင့်ရီတော့ကြာပြီးမှတော့ကျွန်တော်တို့ရှေ့တန်းမသွားရတဲ့ရဲဘော်တွေရဲမေတွေကကျွန်တော်ချင်းတောင်ဒီချင်းလက်နဲ့ကြိုက်ဖွဲ့စည်းတွေကြားမှာရှိတာဖြစ်ပါတယ်ကျွန်တော်တို့ရည်မှန်းချက်ဖြစ်တဲ့ဒီစစ်အာဏာရှင်ကိုအမြင့်ဖြုတ်ခြေဖုံးပြီးတဲ့ချိန်မှာကျွန်တော်တို့အိမ်ကိုကျွန်တော်တို့ပြန်တဲ့ချိန်မှာကျွန်တော်တို့ကဒီအိမ်ပြန်နိုင်ဖို့အတွက်ကျွန်တော်တို့အေးချမ်းပြန်နေနိုင်ဖို့အတွက်ကျွန်တော်တို့ဒီတိုက်ပွဲဝင်တဲ့ချိန်မှာဒီကျွန်တော်တို့ဒီကျွန်တော်တို့ဒီရဲဘော်ရဲမေတွေအတွက်ရှေ့တန်းကပါဝင်ပြီးမှတော့ဒီတိုင်းပြည်နယ်လူမျိုးအတွက်ရှေ့တန်းကပါဝင်ပေးတဲ့ရဲဘော်ရဲမေတွေအတွက်ကျွန်တော်တို့ဒီတော်ထမ်းပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့ကိုဒီချွေးနဲ့သွေးနဲ့ရင်းပြီးမှတော့ရထားတဲ့ဒီကျွန်တော်တို့ဒီဗဏ္ဍာငွေထောက်ပို့ထဲကနေဖြည့်ဆည်းပေးကြဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်တို့ဒီတော်လှန်ရေးကာလမှာကျွန်တော်တို့မြေပြင်ကရဲဘော်တွေကတော့ကျွန်တော်တို့ဒီအသက်ကိုကျွန်တော်တို့ကတော့ပေးလှူပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အသက်ကိုပေးလှူပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့သွားနိုင်တဲ့ကျွန်တော်တို့ခြေလှမ်းကိုမြင့်တင်ပေးကြပါကျွန်တော်တို့လက်မောင်းလက်ယုံကိုအားရှိအောင်ဖြည့်ဆည်းပေးကြပါကျွန်တော်တို့စိတ်ဓာတ်ကိုကျွန်တော်တို့မြင့်တင်ပေးကြပါကျွန်တော်တို့ကိုဆူတောင်းပေးကြပါကျွန်တော်တို့ကိုမေတ္တာပို့ပေးကြပါကျွန်တော်တို့ကအသက်ကိုပေးလှူပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်ရှူနေတဲ့အသက်ကာလတစ်လျှောက်လုံးမှာဒီတော်လှန်ရေးအတွက်ဆိုတဲ့ဟာကိုကျွန်တော်တို့ကရည်မှန်းထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီမိဘပြည်သူတွေအနေနဲ့လဲဒီ Zolan Slide Action Project မှာပါဝင်ပေးကြပါကျွန်တော်တို့တွေ့တဲ့နေရာကနေပြီးမှတော့အချိန်အများကြီးမတောင်းဆိုကျွန်တော်တို့10စက္ကန့်လောက်စာကိုကျွန်တော်တို့ဒီမြစ်တာကိုညှပေးကြပါဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တောင်းဆိုတို့တူပဲသွေးနဲ့ချွေးနဲ့ရင်းထားတဲ့ကျွန်တော်တို့ရဲ့ဒီအားစိုက်ထုတ်ထားတဲ့ဟာထဲကနေပြီးမှတော့ကျွန်တော်တို့ဒီတက်နိုင်တဲ့ထဲကနေကျွန်တော်တို့လူကြီးမင်းတို့ရဲ့စိလိတ်တလိတ်ဖိုးကနေစလို့ဝင်းရတရားဖိုးကနေစလို့နောက်ဆုံးထမင်းတနတ်ဖိုးလောက်အထီကိုမှကျွန်တော်တို့ပူပေါင်းပေးကြဖို့ပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ခွန်အားပေးကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်ချင်ပါတယ်ပါဝင်ပြောကြားခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိကြောင်းပြောကြားရတဲ့ကျွန်တော်ပြောကြားမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီအားလုံးကျေးဇူးထူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကျမတို့ဒါကတော့ကမ်ပလက်မြို့နယ်ကောင်စီဥက္ကဋ္ဌ ICNCC ကနေပြီးတော့မှအလှည့်ကျတဘာပတိဆရာထွန်းအောင်ကနေပြီးတော့မှကျမတို့မြေပြင်မှာရှိတဲ့ကျမတို့ရှင်းတောင်မှာရှိတဲ့ကျမတို့ရဲ့ရဲဘော်တွေဟာပေါ့နော်သူတို့ရဲ့အသက်ကိုပေါ့နော်ပြန်မရနိုင်တဲ့သူတို့ရဲ့အသက်ကိုပမာဏမထားဘဲနဲ့ပေးလူထားပြီးဖြစ်တော်လဲပဲပေါ့နော်တိုက်ပွဲဝင်ဖို့ရန်အတွက်လက်နက်မရှိတဲ့အတွက်ကြောင့်မို့လို့သူတို့မှာမျက်ရည်ကျရတဲ့အထိဖြစ်ရတဲ့အတွက်ဒါတွေဒီဖြစ်စဉ်တွေဟာတောင်ပေါ်မှာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့ဒီ live ကိုတွေ့တယ်ဆိုလို့ရှိရင်ကျမတို့ဒီ live ရဲ့အောက်လေးမှာပေါ့နော်ကျမတို့လှူဒန်းနိုင်မဲ့ Zelle number ပေါ့နော်ရှိပါတယ်အဲ့ဒီမှာနှိပ်ပြီးတော့မှ20ဖြစ်ဖြစ်50ဖြစ်ဖြစ်ပေါ့နော်အားလုံးပေါ့နော်ပါဝင်ပေးကြဖို့ပါဝင်ပတ်ပေးကြဖို့ရန်လည်းမြစ်တာရက်ခံပါတယ်ဒီ project ကျမတို့ဒီနေ့ Zolan Slide Action Project ရဲ့ target amount ကတော့ကျမတို့ဒီထဲမှာလက်နက်ခင်းရင်းနေတဲ့အပြင်ကျမတို့လိုချင်တဲ့ sniper တွေလည်းဝယ်ယူမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါကတော့ကျမတို့ရဲ့ဒီ target amount ကတော့ဒေါ်လာ3သိန်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အရောက်စီတိုင်းပါဝင်ပေးပါအနေအများမဆိုပါဝင်ပေးပါလို့မြစ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ကတော့ကျမတို့
မြေပြင်မှာရှိတဲ့ကျမတို့ရဲ့ရဲဘော်လေးတွေကိုကျမတို့ဒီနေ့သူတို့ရဲ့အဆူကျွမ်းကျင်မှုကိုပေါ့နော်အားလုံးပြည်သူတွေကိုပေါ့နော်ပြည်သူတွေကလည်းတောက်လျှောက်တော်လိုင်းရေးကာလအစကတည်းကပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီနေ့အချောအလှလေးတွေရဲ့ဒီဆိုဖျော်ဖြေမှုတွေကိုပြည်သူများကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှကျမတို့ Battalion 1နဲ့4ရဲ့ပေါ့နော်သရှင်နှစ်ပုတ်ဖြင့်ဖျော်ဖြေမှုကိုကျမတို့နားဆင်ကြရအောင်နော်Asesa zo kamle asesa zo kamle zo le so kinna dingin tunina ko min atin khat pe ine le tunga nun ta na khat khamin zo kamle zo le po ding le zo dingin ki thoyong le tung mun tom to ma om ulena ko ma hen to iso gam so le po na dingin non pyak sau bana tunina sinai pa kisam hang sinai pa to ile tam tuma ungna abu mi te ki ho kha so na dingin tunin no tengin tha sanin no tengin bom ko na to asol in sinai pa le na ile tam asesa so gam asesa ile tam tuma khát về tu ni na khut kilenin na sen thongin ipo hop tingin himun sampanin na le na to kong nga ko hi noma ri pan pina kungulin tu ni na ta na te un lamen na to kong nga ko hi
sung khát pan mi băng biên chiêm ngợi dấu hồn tôi tình mơ gạo đôn về đi lung toát nôn hoàng và bằng in lên na in ram lệ y lê noa ma lại dòng mèo mà đi tặng ta nơi xem mang đầu gà đi dù đẹp ta o an bang kong ít pian pi lai zo mo ilung gel na sang sang ni anyam te dum tu in a chi te qua tội ni xian in lung tua ha lung chang ni so mi te si san ki go ngay nang lệ kê hồng xanh bằng chi đơn đình dấu qua và tổ xin chúa lêu tê sẽ mang gan dày na đinh lệ im mi nam đôi sang in nhung kịp mục san tai san đi ngô lên an bằng công ít tiền pi lại zoom ilung gel na sang sắc ni anyam te dum tu in a chi te pa tội ni sẽ bin lo lung toan han lung chang ni mi te hong lian sa ku avang lian to pa pasyan nang maka zai cha to gwa zo na hong pia in la ikung sung mang kang kami mi te hon kya kai ke to pa ka na hong sang ino an bằng công ít pian pi lại zoom ilung gel na sang ni anyam te dum tu in a chi te pa tội ni xian min lo lung tua han lung chang ni o an bằng công ít pian pi lại zoom ilung gel na sang ni anyam te dum tu in a chi te pa tội ni xian min lo lung tua han lung chang ni xian min lo lung tua han lung chang ni chịu tên mà đấy PDF Zolan Battalion 1 နဲ့ 4ကနေပြီးတော့မှတရှင်း
ပြီးဆိုသွားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ဒီသချင်းလေးတွေရဲ့အတိတ်ပဲကိုကျမအနေနဲ့ပြောပြချင်ပါတယ်ဒါကတော့ကျမတို့စကားမတူလို့ပေါ့နော်စိတ်ဝမ်းမကွဲကြရအောင်ငါတို့ရဲ့ယဉ်ကျေးမှုတွေကတော့အတူတူပဲဖြစ်ပါတယ်မတူညီတာတွေကိုဖယ်ထားပြီးတော့မှတူညီတာတွေနဲ့အာယုံစိုက်ပြီးတော့မှပေါင်းစည်းလက်တွဲရအောင်ဆိုတဲ့သချင်းလေးဖြစ်ပါတယ်ပထမသချင်းကတော့ဒုတိယသချင်းကတော့ကြိုးစားရအောင်ငါတို့ချင်းချင်းတိုက်ဖို့မဟုတ်ဘူးအားငယ်သူကိုအားဖြည့်ပြီးတော့မှတလုံးတစ်ဝထဲလက်တွဲရအောင်ကျမတို့ရဲ့တင်ငေတာဟာအောက်ရှင်းငတ်ကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်ရှင်းငတ်တိုင်းပဲကျမတို့ဟာတယောက်ပေါ်တယောက်သစ္စာရှိပြီးတော့မှအတူပေါင်းစည်းပြီးတော့မှတိုက်ပွဲဝင်သွားကြရအောင်ဆိုတဲ့တခြင်းလေးနဲ့ဒီဆိုဖြောပြပေးသွားတယ်ကျမတို့ရဲ့မြေပြင်ကနေပြီးတော့မှသူရဲကောင် Battalion 1 နဲ့ 4 ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့မှကျမအနေနဲ့တိုက်တွန်းအားပေးစကားပြောကြားပေးဖို့ရန်အတွက်အမှားစကားပြောကြားပေးဖို့ရန်အတွက်ကျမတို့ရဲ့ Mindat ဦးစီးချုပ်ပြီးကြလို့ရှိရင်ကျမတို့Shinland Joint Defense Committee ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Slime Tanjong Phi ကိုဖိတ်ခေါ်ရှင်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီ CFU PDF Solan ရေပေါ်အပေါင်းနဲ့အခုညထောက်ပတ်ပေးကြတဲ့နိုင်ငံတကာမှာရောက်နေကြတဲ့ဒီ supporter တွေအားလုံးကိုလည်းတရားနဲ့မင်္ဂလာပါလို့ပဲနှုတ်ဆက်ပေးရစေကျွန်တော်တို့ဒီတော်လှန်ရေးလုပ်လာတာကလက်နက်ကင်တော်လှန်ရေးလမ်းစဉ်ရွေးချယ်ကြတာဖြစ်ပါတယ်လက်နက်ကင်တော်လှန်ရေးလမ်းစဉ်ကအင်မရမခက်ခဲကြမ်းတမ်းလွန်ပါတယ်ကျွန်တော်တို့လက်နက်နဲ့မဖြေရှင်းလို့မရတဲ့အနေအထားတစ်ခုရောက်လာတဲ့အခါမှာကျွန်တော်ပြည်သူလူထုအားလုံးကလက်နက်နဲ့ပြန်လည်ခုခံရပါတယ်ခုခံတဲ့အနေအထားမှာတစ်ဖက်မှာကနိုင်ငံတော်တစ်ခုလုံးရဲ့ budget ကိုသုံးပြီးတော့ပြည်သူလူထုစီကနေရရှိတဲ့ဝင်ငွေတစ်ခုလုံးကိုစီရေးမှာသုံးပြီးတော့အကြိုက်တလို့ကျွန်တော်တို့ကိုပြစ်ခတ်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းကိုကျွန်တော်တို့မှာရှိတဲ့ကျွန်တော်တို့ရဲ့ရိုးရာတူမီလေးတွေစသည်အဖြစ်ပေါ့ဒါတွေနဲ့ပဲကျွန်တော်တို့ခုခံခဲ့ရပါတယ်ဆိုတော့လက်နဲ့အားလုံးဝမမျှဘူးလို့တော့ဘယ်လိုပြောရမလဲမမျှတာကတချို့တနိုင်ငံနဲ့တနိုင်ငံစစ်တိုက်တဲ့အခါမှာတစ်ဖက်ကတော့စစ်သင်းဘောတွေရှိမယ်တစ်ဖက်မှာတော့စစ်သင်းဘောအသေးလေးတွေပေါ့စသည်အဖြစ်ပေါ့တိုက်လေရင်ချင်းရှိပေမဲ့တိုက်လေရင်ချင်းမှာတိတ်မငြိမ်မျှတဲ့ဟာတွေကိုဆိုလိုကြတာဖြစ်ပါတယ်ကျွန်တော်တို့ကလုံးဝပြန်ပြီးတော့အန်တုစရာကိုမရှိအောင်ကျွန်တော်တို့မှာလက်နဲ့မရှိခဲ့ဆိုတော့ဒါတွေကလည်းပြည်သူလူထုကျွန်တော်တို့ရဲ့အတိက supporter ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ကျွန်တော်တို့ရဲ့လူမျိုးတွေကကူညီပံ့ပိုးပေးပြီးတော့ပြည်သူလူထုကဝိုင်းဝန်းပေးလို့အဖွဲ့အစည်းတိုင်းမှာမောင်းပြန်ဆိုတာကျွန်တော်တို့မြင်ဖူးလာတယ်ပေါ့လေဆိုတော့ဟုတ်ပါပြီကျွန်တော်တို့မောင်းပြန်ဒီနည်းနည်းပါပါရလာပြီးဆိုတော့ကြီးစံပြဿနာတွေဖြစ်လာပြန်တယ်ကျွန်တော်ချင်းပြည်မှာအတိကအခက်ခဲစိန်ခေါ်မှုကတော့ဒီကြီးစံလက်နဲ့ခဲရမို့လေဥပမာကရင်ပြည်စသည်အဖြစ်ပေါ့ကရင်ပြည်အဲ့ဒီဖက်မှာကြတော့ကြီးစံတတောက်ကို6000ဆိုရင်ကျွန်တော်တို့ချင်းတောင်ရောက်လာဖို့ဆိုရင်1000ကျော်ပါတယ်1000ကျော်ရှိပါတယ်နှစ်ဆကျော်တော့กว่าပါတယ်အဲ့ဒီဖက်ကစီးနေဆိုတော့တာရီကိုပံပိုးဖို့ဆိုရင်ကျွန်တော်တို့ပြည်သူလူထုကနေပြီးတော့မှဒီတော်လှန်ရေးမှာပါဝင်ပတ်သက်နေကြတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေး supporter တွေကနှစ်ဆလောက်ပို့ပြီးတော့ထောက်ပံ့ဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့ဒါကြောင့်အာနာနာနဲ့ပဲကျွန်တော်အများအားဒီ fundraising တွေပဲဖြစ်ပြုလုပ်တဲ့အခါမှာကျွန်တော်ရဲ့အခက်အခဲတွေအများအားတင်ပြလေးရှိပါတယ်အဲ့ဒါကြောင့်ဒီ CFU PDF ဆိုပြီးလင်းရလို့ဖြစ်လာဖို့ဒါကလည်းပြည်သူလူထုကပဲယက်တီပေးခဲ့တာဖြစ်ပါတယ်ထိုနည်းတူပဲဒီ CFU PDF ဆိုလန်တပ်ဖွဲ့ကြီးတစ်ခုလုံးအောင်မြင်မှုရရှိဖို့အတွက်လည်းပြည်သူလူထုကပဲဆက်ပြီးတော့ဝိုင်းရံပံ့ပိုးပေးဖို့လိုအပ်ပါတယ်စောစောကျွန်တော်ကြီးစံတောက်ရဲ့တံဖို့ကိုပဲပြောတာဖြစ်ပါတယ်ကြီးစံတောက်က1000ကျော်ပါတယ်ဒါအားလုံးသိပြီးသားဖြစ်ပါတယ်ကျွန်တော်တို့လှုပ်ဝဲရမယ်ကိစ္စလည်းမဟုတ်တော့ဘူးဆိုတော့ဒီအပေါ်မှာကျွန်တော်ပြည်သူလူထုက
ပို့ပြီးတော့ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ကျွန်တော်တိုင်းသားညီအကိုတွေကျွန်တော်တို့ချင်းနေစသည်အဖြစ်ပေါ့အားလုံးကဒီ fundraising မှာ1 ပတ်ပူပေးကြဖို့လေဒီအနေထပ်မှာပြီးတော့လို့ဆိုချင်ပါတယ်ကျွန်တော်တို့တိုက်ပွဲလက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်စီးရေးအောင်မြင်မှုတွေကအများကြီးကြီးပါတယ်ကျွန်တော်တို့မှာအောင်မြင်မှုတွေရှိမှတာလင်းဒီနိုင်ငံရေးစပေါ်ဝိုင်းမှာပဲဖြစ်ဖြစ်ပယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတိုက်ပွဲရဲ့အဆုံးအဖြတ်ပေါ်မှာပဲမူတည်ပြီးတော့ဆွေးနွေးမှုတွေရှိကြတာပေါ့လေဆိုတော့ဘာပဲပြောကျွန်တော်တို့မှာလက်နက်ကင်တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်အင်မရာမခက်ခဲကြမ်းတမ်းတဲ့လက်နက်ကင်တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်အားလုံးကဒီဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြပါကျွန်တော်တို့ရဲ့ဒီခံစစ်ကြီးကြီးလုံးဝမပြတ်သုံးဖို့ပေါ့လေကျွန်တော်တို့ရဲ့ဘုရားသခင်ကပေးတဲ့ရေမြေတဘာဝကကျွန်တော်တို့ကိုအကာအကွယ်အများကြီးပေးထားပါတယ်ဒီထဲမှာကျွန်တော်တို့ထပ်စစ်ပြီးတော့ကျွန်တော်တို့လူကနေစူးစမ်းပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ထောက်ပံ့ဝိုင်းဝန်းပေးတယ်ဆိုရင်အောင်မြင်မှုကတကယ်ကိုလက်တကမ်းမှာကျွန်တော်တို့တော်တော်များများအောင်မြင်မှုတွေအများကြီးဆောက်ခုရရှိပါတယ်ခုကျဆို ZFU PDF ဆိုလည်းဖက်မှာဆိုလည်းဒီနည်းပညာနဲ့ပတ်သက်ပြီးတော့စူးစမ်းအားထုတ်မှုတွေအောင်မြင်နေရကျွန်တော်တို့သိရပါတယ်ဆိုတော့ကျွန်တော်တို့နည်းပညာတွေလည်းစူးစမ်းပြီးတော့ဝမ်ပြီးတော့ညှဝေကြမယ်ပြည်သူလူထုကဒီနေရာမှာအတိကရေးကြီးတာက supporting ရဲ့ကျွန်တော်တို့ကိုအကြံဉာဏ်ပေးမှုတွေပေါ့နော်ဒါတွေကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်စောစောလည်းကျွန်တော်ရှင်းပြပြီးပါပြီလက်နဲ့ခဲရနဲ့ပတ်သက်ပြီးနောက်တစ်ခုကတချို့ကြတော့လဲဘယ်လိုပြောမလဲတိတ်ဆိတ်မဝင်စားတဲ့အရာကကျွန်တော်တို့ချင်းတောင်မှာအခက်အခဲရှိတယ်နောက်ထပ်ကြီးကြီးမားမားအခက်အခဲတစ်ခုရှိပါတယ်အဲ့ဒါကစားနပ်ရိက္ခာကျွန်တော်တို့ကလယ်ဒီမရှိပါဘူးတော်တော်များများမှာစားနပ်ရိက္ခာတွေအထူးသဖြင့်ကျွန်တော်တို့မြေပြန့်ကမြေကိုဒီမှာဆိုရင်စားနပ်ရိက္ခာတွေတိတ်စိုးရိမ်စရာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ချင်းပြည်မှာကြတော့စားနပ်ရိက္ခာဝယ်ရပါတယ်ဝယ်တဲ့အခါမှာစောစောပြောတဲ့လက်နဲ့ခဲရမှာ2ဆလောက်ကုန်သွားပါတယ်တခြားဒေသနဲ့ရှင်းရင်စားနပ်ရိက္ခာပါထောက်ဝယ်ရတဲ့အခါမှာကျွန်တော်တို့က3ဆလောက်ဖြစ်သွားပါတယ်ဆိုတော့ဒီဟာအပေါ်မှာမြေကိုဒီအားလုံးကအာယုံစိုက်ပြီးတော့ကျွန်တော်တို့ရဲ့အခက်ခဲကျွန်တော်တို့ဒီတော်လှန်ရေးရွေ့ဖို့အခက်ခဲအကောင်မောင်းတန်နဲ့ကျွန်တော်တို့ဆက်ပြီးတော့တော်လှန်နေဖို့ဆိုရင်ပြည်သူလူထုကဆက်ပြီးတော့ရပ်တည်ပေးကြပါဆက်ပြီးဝိုင်းဝန်းပေးကြပါဒီ ZFU PDF ဆိုလမ်းရဲ့ရည်မှန်းချက်ပန်းတိုင်ပြည်သူလူထုရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့တသားရဲကြပါတယ်ဆိုတော့ဒီရည်မှန်းချက်ပန်းတိုင်ဒီအောင်မြင်ဖို့အတွက်အားလုံးကမြေပြင်ကရဲပေါ်တွေအသက်ပေးသွားတဲ့ရဲပေါ်တွေပြီးလို့ရှိရင်အသက်ပေးဖို့ဝန်မလေးပဲနဲ့ကိုလူမျိုးကိုဒေသကိုတိုင်းပြည်ကိုကာကွယ်ဖို့အတွက်အသက်ကိုလုံးဝပရဏမထားပဲနဲ့တော်လှန်တိုက်ခိုက်နေကြရတဲ့ဒီရဲပေါ်တွေရဲ့လိုအပ်ချက်တွေကိုလည်းအကုန်လုံးတော့ကျွန်တော်တို့မဖြစ်စည်းပေးနိုင်ရင်တော့မှအတိကတိုက်ပွဲမှာလိုအပ်တဲ့လက်နက်ခဲရနဲ့ဇာနာရိတ်ခါတော့ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်ဒီအခု ZFU PDF ဆိုလန်ကနေဥဆောင်ပြီးတော့ Solan Light Action Project Fundraising မှာအားလုံးပူပေါင်းပါဝင်ပေးကြဖို့တနိုင်ငံလုံးမှာရှိနေကြတဲ့ပြည်တွင်းပြည်ပနိုင်ငံတကာမှာရောက်နေကြတဲ့မြန်မာနိုင်ငံသားများအားလုံးကိုဒီအနေနဲ့နိုင်ငံနှိုးဆော်ပေးခြင်းပါတယ်ဒီတော်လှန်ရေးကအားလုံးမှာတာဝန်ရှိပါတယ်ပြည်တွင်းပြည်ပမှာရောက်နေကြတဲ့ကျွန်တော်တို့မြေကူရီရောမြေပြင်မှာတော်လှန်ရေးလုပ်နေကြတဲ့ကျွန်တော်တို့ရဲဘော်တွေလက်တွဲညီညီနဲ့ကျွန်တော်တို့လက်တွဲညီညီနဲ့ရှေ့ဆက်မှသာလျှင်အောင်မြင်တဲ့ကျွန်တော်တို့တော်လှန်ရေးခရီးဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်အားလုံးကညီညီညွတ်ညွတ်နဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမျိုးသားတန်းတူရေးစသည့်ကျွန်တော် Federal Democracy ပြည်ထောင်စုကြီးတစ်ခုပေါ်ပေါက်လာဖို့အတွက်ဝိုင်းဝန်းပြီးတော့ဒီ project ကိုအားဖြည့်ကူညီပါဝင်ပေးကြပါလို့နှိုးဆော်ရင်ညီကုန်းချုပ်ပါတယ်
ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ကျမတို့မင်းတက်စီဦးစီးချုပ်စလိုင်းထန်ကျုံဖီကနေပြီးတော့မှကျမတို့ကိုမိန်ခွန်းနဲ့အမှားစကားပြောကြပြီးသွားတာဖြစ်ပါတယ်ကျမတို့ရဲ့စီဦးစီးချုပ်ပေါ့နော်ပြောသွားတဲ့အတိုင်းပဲပေါ့မင်းတက်စီဦးစီးချုပ်ပြောသွားတဲ့အတိုင်းပဲ ZFU PDF ရဲ့ရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေလှုပ်ဆောင်မှုတွေအကုန်လုံးဟာပြည်သူလူထုရဲ့ရည်ရွယ်ချက်နဲ့ထပ်တူဖြစ်တယ်ဆိုတော့အရာရဲ့ပြီးကြလို့ရှိရင် ZFU PDF ဇိုလန်တက်ဖွဲ့ကြီးအောင်မြင်မှုရရှိဖို့ရန်အတွက်ကျမတို့ပြည်သူလူထုကနေပြီးတော့မှဝိုင်းဝန်းပံ့ပိုးမှုဒီ ZFU PDF အားကောင်းလာမှုနဲ့အတူပေါ့နော်ဒီအားကောင်းလာတဲ့အရာပေါ်မှာပဲကျမတို့နိုင်ငံရေးစပွဲဝိုင်းနေမှာလဲကျမတို့ဒီຢာတွေကစကားပြောတဲ့အရာမှာလဲအင်မတန်မှအရေးပါအရာရောက်တဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီຢာကျမတို့ရဲ့အသက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြည်သူလူထုကတူတယောက်ရဲ့ကောင်းမှုမဟုတ်ပဲねဒီအဖွဲ့အစည်းလူမျိုးကိုစားပြုတယ်ပေါ့နော်ဒီလိုမျိုးကျမတို့မြေပြင်မှာရှိတဲ့လူငယ်တွေပေါ့နော်ကျမဆိုလို့ရှိရင်လည်းဒီ ZFU ဇိုလန်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျမစဖတ်တဲ့အခါမှာအင်မတန်မှပြည်သူလူထုရဲ့ဖြစ်ရှင်တဲ့ဆန္ဒနဲ့တစ်ထပ်ထဲကြတယ်လို့မြင်ရပါတယ်ဒါကြောင့်မို့လို့ကျမတို့ကအာဏာရှင်ကိုတွန်းလှန်တော်လှန်နေတာဖြစ်ပါတယ်ဒီ ZFU ဇုံလမ်းမှာဆိုလို့ရှိရင်ကျမတို့လူငယ်ပညာတတ်တွေပါပါတယ်ဘေးအာနာရှင်ကိုမစိုးကျမတို့ကလက်ခံမှာမဟုတ်တယ်လို့မျိုးပေါ့နော်ကျမတို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအားလုံးကလည်းပြည်သူနဲ့တစ်ထပ်တည်းကြတယ်ဆိုတာကိုဒီနေရာမှာထပ်လောင်းပြီးတော့မှပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ပါဒါကတော့ကျမတို့ Zolan Slide Action ရဲ့ project fundraising ဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကျမတို့ဒီ project ကြီးမှာပါဝင်ရှင်နေဆိုလို့ရှိရင်เนาะကျမတို့ဒီ screen ပေါ်မှာရေးထားတဲ့ဒီ Zelle ရဲ့ number မှာပေါ့เนาะပါဝင်လှူဒန်းနိုင်ပါတယ်ဒီ live ကိုတွေ့တယ်ဆိုလို့ရှိရင်လည်းကျမတို့share ပေးရှင်ဖြစ်ပေါ့เนาะမိမိရဲ့ community မှာပဲဖြစ်ဖြစ် group တွေမှာပဲဖြစ်ဖြစ်ပေါ့เนาะမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေစီမှာကျမတို့ Zolan PDF Zolan ကို support ရှင်နေဆိုလို့ရှိရင်ကျမတို့အလှူငွေပဲအားဖြစ်ပဲပေါ့ဖြစ်ပေါ့เนาะပါဝင်ပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ဟုတ်ကဲ့ပါကျမပထမပြောသွားသလိုပဲဆက်လက်ပြီးတော့မှကျမတို့မြေပြင်ရသူရဲကောင်းတွေရဲ့တခြင်းကိုဆက်လက်ပြီးတော့မှနားထောင်ရအောင်ဒါကတော့ကျမတို့ Battalion 4နဲ့5ရဲ့ပေါ့နော်4နဲ့5ရဲ့တခြင်းဒီဆိုဖျော်ပြမှုကိုကျမတို့နားဆင်ရမှာဖြစ်ပါတယ်ဒါဒီနေရာကိုနားဆင်တဲ့အခါမှာပေါ့နော်ပြည်သူအားလုံးလည်းကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်ကျမတို့နားဆင်ပေးကြပါသူတို့ခက်ခဲနဲ့ဒီတခြင်းတွေကိုပေါ့နော်မြေပြင်ကနေပြီးတော့မှဒီဆိုဖျော်ပြထားတာဖြစ်ပါတယ်သူတို့တခြင်းတွေကိုနားထောင်ရတာကျမတို့သူတို့နဲ့ဓာတ်ရိုက်ဆက်သွယ်နေရတာနဲ့ခန်းစားချက်ကတူညီပါတယ်ဒါကြောင့်မို့လို့အားလုံးလေးစားစွာနဲ့ကျမတို့နားထောင်ပေးကြရအောင်နော်我想
Rain on the beach.
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ကျမတို့မြေပြင်ကနေပြီးတော့မှကျမတို့ PDF Zoland Battalion 4နဲ့5ကနေပြီးတော့မှဒီဆိုဖြောပြသွားတာဖြစ်ပါတယ်ဒီတချင်းလေးတွေရဲ့အဓိပ္ပာယ်ကတော့ကျမတို့ပထမဆုံးတချင်းကကြတော့ငါတို့ချင်းချင်းနေတစိမ့်နေမဟုတ်ဘူးစကစရန်သူပေါ့နော်ကျမတို့ရန်သူကိုတိုက်ရုံကလွဲလို့တခြားအကြောင်းမရှိပါဘူးလူငယ်တွေကသူတို့ရဲ့အတိတ်ဖြစ်တည်မှုတွေကိုမိထားပြီးတော့မှအသက်ကိုပေးသွေးမြေတွေကြပြီးတော့မှတိုက်ပွဲဝင်နေတယ်လူငယ်တွေရဲ့အသက်ကအရန်အရေးကြီးပါတယ်ဆိုတော့တရှင်းလေးပေါ့နော်ကျမတို့ဘုံရန်သူကိုပဲကျမတို့အဓိကထားပြီးတော့မှလူငယ်တွေကိုလည်းကျမတို့ဆူတောင်းပေးကြရဖို့အတွက်ပေါ့နော်ဒီတချင်းလေးကိုတီးဆိုဖြောပေးသွားတာဖြစ်ပြီးတော့မှဒုတိယတချင်းကတော့အတူတူလက်တွဲကြရအောင်အတူတူတိုက်ပွဲဝင်ရအောင်ဆိုတော့တချင်းကျမတို့ရဲ့ရှင်းဘာသာစကားနဲ့ပေါ့နော်ရှင်းတိုင်းရင်းသားတွေကနေပြီးတော့မှတီးဆိုဖြောပေးသွားတာဖြစ်ပါတယ်ဒီကြောင့်မို့လို့မြေပြင်မှာလူငယ်တွေအားလုံးကိုအထူးပဲကျေးဇူးလက်တင်ပါတယ်လေးစားပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ကတော့ကျမတို့ Zoland Slice Action ရဲ့ project online fundraising ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမပထမဆက်တိုက်ပေါ့နော်ကျမတို့ကြော်ညာသွားတဲ့အတိုင်းပဲရှေ့မှာလှူသွားတဲ့သူတွေရှိပါတယ်ဒီလှူသွားတဲ့သူတွေကိုလည်းကျမတို့ကြော်ညာဖို့ရန်အတွက်စုထားတာပေါ့နော်အချိန်နာရီကြာရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့တွေနဲ့အလှူရှင်တွေကိုကြော်ညာခွင့်ပြုပါဒီအလှူရှင်တွေကိုကြော်ညာပြီးသွားတဲ့ခါကြလို့ရှိရင်ကျမတို့ရဲ့ဒီတွဲဖက်ရှင်း National Organization တွဲဖက်အထွေထွေတွင်းညီမှုစလိုင်းထင်မီကိုခဏနေကြရင်ကျမတို့ဖိတ်ခေါ်ပါမယ်ရှင်ကိုစလိုင်းထင်မီအနေနဲ့အဆင်သင့်ပြင်ထားပေးပါကျမတို့အခုအချိန်မှာဒိုနာတွေကိုကြော်ညာပေးသွားမှာဖြစ်ပါတယ်ဒိုနာတွေကိုကြော်ညာပေးဖို့ရန်အတွက်ကိုခံပြီးကိုလေးစားစွာနဲ့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့မန္တနေအောင်ကျေးဇူးပါကျွန်တော်တို့ဘာထန်ပီစီကနေပြီးတော့ဒေါ်လာ50ဘာဂျိုဆက်ခမ်ဒေါ်လာ100ပြီးတော့ပါငင်ဆုမ်ဒေါ်လာ100မန်ပူဒေါ်လာ100နုကင်ဒေါ်လာ100ဒုံခွာဒေါ်လာ100နော့ခေလျန်ဒေါ်လာ120အေချန်ကိုဒေါ်လာ50ကင်မန်ဒေါ်လာ100ทางมินเลียนดอลลาร์100ส่วนลายบุงดอลลาร์100เลียนปูเอ็นไวฟ์ดอลลาร์100ทางคูบดอลลาร์100งินเลียนกามดอลลาร์50กามมังดอลลาร์120เปาเซียนดอลลาร์50กายเปาดอลลาร์50ดิมโนดอลลาร์50ပါဒိတ်ထန်ဒေါ်လာ100တို့ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ရီတောက်ဦးမလားလူတန်းတဲ့သူတွေရမ်းများတဲ့အတွက်ကြောင့်မို့လို့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမတို့ဒါတွေကပေါ့နော်ကျမတို့လှူတဲ့အခါမှာပေါ့နော်မြေပြင်မှာရှိတဲ့ကလေးတွေကိုတွေ့တဲ့အခါမှာတချို့တွေကကြတော့ပေါ့နော်ဒါကလေးတွေအတွက်ပေါ့နော်လိုအပ်တဲ့မြေပြင်မှာရှိတဲ့ကျမတို့သူရဲကောင်းတွေအတွက်ဆိုပြီးတော့မှပေါ့နော်ပေးကြတာရှိတယ်တကယ်တမ်းကျမတို့နားလည်ထားမှာသူရဲကောင်းတွေကကျမတို့အတွက်တိုက်ပွဲဝင်နေတာဖြစ်တာဖြစ်ဆိုတော့အရောက်စီတိုင်းအတွက်ဖြစ်ပါတယ်ကျမတို့ကိုယ်နှိုက်ကဟိုပါပေါ့နော်ဒီပေးထည့်တဲ့ငွေတွေဟာကျမတို့အတွက်ကိုပဲဖြစ်ပါတယ်ကျမတို့ကိုယ်တိုင်လွတ်မြောက်ဖို့ကျမတို့နိုင်ငံကြီးလွတ်မြောက်ဖို့ကျမတို့ကိုယ်နှိုက်ကလည်းကောင်းမွန်စွာနဲ့အိမ်ပြန်နိုင်ဖို့အမိမြေကိုရှေ့ချနိုင်ဖို့ရန်အတွက်ကျမတို့အတွက်ကိုကျမတို့ထည့်ယူနေတာဖြစ်ပါတယ်ဒါကိုလည်းကျမအနေနဲ့တွန်းလောင်းပြောကြလိုပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျမတို့ရှင်း National Organization ရဲ့တွဲဖက်အထွေထွေတွင်းရေးမှု CJDC ရဲ့ General Secretary ဖြစ်တဲ့ဆရာစလိုင်းတီမီကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးမင်္ဂလာပါယခုလိုမျိုးဇုံမီZoland Slide Action Project မှာပါဝင်ခွင့်ရတဲ့အတွက်ကြောင့်CNO အနေနဲ့ရောဖြစ်ဖြစ်ကျွန်တော်တို့ CJDC အနေနဲ့ရောဖြစ်ဖြစ်ပထမဆုံးအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခုနဟိုပေးလှူသွားတဲ့စရင်တွေကြားသိရတော့တော်တော်လေးကိုအားတက်ပါတယ်ဒီထက်မကလည်းအားလုံးဝိုင်းပြီးတော့ထောက်ပူပေးကြပါလို့ကျွန်တော်တို့ထပ်မံပြီးတော့အားပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီZoland PDF Zoland နောက် project FU PDF Zoland ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတာဟန်ခန်တက်ကလေးကနေပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဇော်မီဒီဟာတကယ့်ကိုဒီဒေါ်လာမှာပါဝင်ကြပြီးတော့ဒီပါဝင်ကြပြီးတော့ဘယ်လိုပြောမလဲဆန္ဒပြတာကနေဖြစ်ဖြစ်တကယ့်ကိုပြည်သူတွေရဲ့အတန်ကို already ကနေစပြီးတော့ပါဝင်တဲ့သူတွေဖြစ်ပါတယ်အဲ့နောက်ပိုင်းကနေပြီးတော့မြင်းအောင်ဟိုင်းဆိုတဲ့အာနာယူကကျွန်တော်တို့ဒီဆန္ဒပြရုံနဲ့မရတော့ဘူး
လက်နဲ့ဆိုတဲ့ဘာသာရဲ့နဲ့ပဲသူ့ကိုပြန်တုံ့ပြန်ရမယ့်အခြေအနေဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကလက်နဲ့ကင်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့လက်နဲ့ကင်တာကဟိုလက်နဲ့ကင်ခြင်းလို့ဟိုဘာလို့မဟုတ်ပါဘူးတကယ်တော့ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့တိုက်ထုတ်ဖို့ရတဲ့ကျွန်တော်လက်နဲ့ကင်ရခြင်းဖြစ်ပါတယ်ဆိုတော့အဲ့လိုလက်နဲ့ကင်တဲ့ခါမှာဇော်မီဒီအနေဖြစ်ရော PDF ဇော်လန် ZFU တီထောင်လာပြီးတော့ကျွန်တော် CJDC မှာဆိုရင်လဲဒုဥက္ကဋ္ဌနှစ်နေရာမှာတာဝန်ထမ်းဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော် CNO CNDF အနေနဲ့ရောဖြစ်ကျွန်တော်တို့PDF ဇော်လန်ဟာဆိုလို့ရှိရင်ကျွန်တော်တကယ့်ကိုနေချင်းဆက်တဲ့နေရာမှာရှိတယ်လို့စစ်ကြီးရကြည့်မယ်ဆိုလို့ရှိရင်လည်းPDF ဇော်လန်ဟာဆိုလို့ရှိရင်တကယ့်ကိုဟိုဒီကလေးဘက်ကနေလာလို့ရှိရင်ပထမအဆုံးကျွန်တော်တို့ခံစစ်အနေနဲ့ဒီရှိတဲ့နေရာမှာပထဝီနေထားရရှိနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ဒီချိန်ထိလည်းကျွန်တော်ရေးပေါ်အသက်ပေးသွားကြဆုံးနေရေးပေါ်လေအများကြီးရှိတယ်လို့တက်ပွဲပေါင်းများစွာကိုလည်းကျွန်တော် CNL နဲ့ရောဖြစ် CJDC မှာပါဝင်တဲ့အဖွဲ့အစည်းဒီအနေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်အောင်ပွဲပေါင်းများစွာကိုလည်းဆင်နွှဲနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတဲ့ပထမအဆုံးပြောချချင်ပါတယ်ခုနကျွန်တော်တို့တစ်ဖက်ကနေဒီတမဟာ1တမဟာ2တမဟာ3တမဟာ4တမဟာ5လူငယ်တွေတချင်းဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြားသိတဲ့ချိန်မှာတစ်ဖက်ကနေတော်တော်လေးခွန်အားရတယ်ဒါပေမဲ့လည်းတစ်ဖက်ကနေတော့အရာဝတ်နေဆရာကောင်းတယ်ဒီလူငယ်တွေကအမှန်တကယ်တော့အကြောင်းတက်ပြီးတော့ဟိုတက္ကသိုလ်တွေမှာနိုင်ငံခြားတွေမှာတွားပြီးတော့ကိုပညာစီးပူးရမယ့်အရွယ်တွေဘတ်တာလီယန်2ဆိုလို့ရှိရင်တော့ကျွန်တော်ခုနတွေ့တယ်ဟိုတကယ့်ကိုမင်းကလေးတွေကြီးပဲကျွန်တော်တွေ့နေရတယ်ဆိုတော့ဒီလူငယ်တွေကသူတို့ဘဝတက်လက်အများကြီးရှိတဲ့ဟာကိုထားခဲ့ပြီးမှလက်နဲ့ကင်လန်းစင်ကိုယူတယ်ဆိုတဲ့အရာကတကယ့်ကိုဘယ်လိုပြောရမလဲဝန်နေဆရာလည်းကောင်းတယ်လို့တစ်ဖက်ကနေအတက်ဆရာတော့ဖြစ်တယ်လို့တစ်ဖက်ကနေလည်းတကယ်ဝန်နေဆရာကောင်းပါတယ်ကျွန်တော်တို့နိုင်ငံအခြေအနေကအခုချိန်မှာအဲ့လိုဖြစ်နေပါတယ်ဆိုတော့ကျွန်တော်တို့လူမျိုးတစ်မျိုးဖြစ်လာတဲ့ခါမှာကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့မိရှိပါတယ်ဘုရားသခင်ပေးထားတဲ့စကားရှိပါတယ်ဘုရားသခင်ပေးထားတဲ့ culture တွေရှိပါတယ်ရိုးရာယဉ်ကျေးမှုတွေနဲ့ဖွဲ့စည်းထားတဲ့လူမျိုးတွေဖြစ်ပါတယ်အဲ့လိုပဲဇော်မီတွေဇော်ဂမ်လို့ခေါ်တဲ့ခါမှာကျွန်တော်တို့ဇော်လင်းကိုကျွန်တော်တို့ရဲ့ဘာသာစကားကျွန်တော်တို့ရဲ့မြေကျွန်တော်တို့ရဲ့ဒီရိုးရာယဉ်ကျေးမှုတွေကာကွယ်ဖို့ရန်အတွက်ကဘုရားသခင်ကဇော်မီတွေကိုကျွန်တော်တို့ပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့မြေကိုဘယ်သူမှကာကွယ်ပေးမှာမဟုတ်ကျွန်တော်တို့ကကိုယ်တိုင်ကာကွယ်ရမှာဖြစ်တယ်အဲ့လိုကာကွယ်နိုင်ဖို့ရန်အတွက်ကလက်နက်ခဲယမ်းလိုပါတယ်ကျွန်တော်တို့မှာလူငယ်တွေအများကြီးအသက်ပေးပြီးတော့တောထဲမှာခုနကကျွန်တော်ပြောသလိုလူငယ်တွေအများကြီးတောထဲမှာတောခူကြပါတယ်ဒီလူငယ်တွေကတောခူတာအသက်ပေးတာအသက်ပေးပြီးတော့သူတွေလည်းအများကြီးရှိတယ်နောက်ထပ်အသက်ပေးဖို့ရတော့မလဲတဲ့လူငယ်တွေကိုကျွန်တော်တို့ကထောက်ပို့ဖို့လိုပါတယ်ကျွန်တော်တို့ဒေါ်လာရေးအောင်မြင်ဖို့ရအတွက်ဒီလူငယ်တွေကိုကျွန်တော်တို့တကယ့်ကိုထောက်ပို့ပြီးတော့ကျွန်တော်တို့အင်အားကြီးဖို့လိုပါတယ်အင်အားတီဆောက်ဖို့လည်းတကယ်ကိုလိုပါတယ်ဆိုတော့ PDF ဇော်လည်းအင်အားကြီးလို့ရှိရင်ကျွန်တော်တို့ချင်းအင်အားကြီးမှာဖြစ်ပါတယ်ချင်းအင်အားကြီးလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကြီးရဲ့ဒေါ်လာအင်အားကြီးမှာဖြစ်တယ်အဲ့လိုကျွန်တော်တို့အခုချိန်မှာ PDF ဇော်လည်းအနေနဲ့ဇော်လည်း slide action project မှာUS ဒေါ်လာ3သိန်းပေါ့အဲ့ဒီဟာကိုညှော်မှန်းထားတဲ့နေရာမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ဝိုင်းဝန်းပြီးတော့ထောက်ပို့ဖို့လိုပါတယ်ကျွန်တော်တို့ရဲဘော်တွေအသက်ပေးပြီးတော့ကျွန်တော်တို့ဇော်ဂမ်ကိုကာကွယ်မဲ့သူတွေကျွန်တော်ချင်းလန်းကိုကာကွယ်မဲ့သူတွေကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုကာကွယ်မဲ့သူတွေအများကြီးရှိပါတယ်ဒီလူတွေကိုကျွန်တော်တို့ထောက်ပို့ဖို့လိုပါတယ်နောက်ပြီးတော့ဒုတိယအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီဒေါ်လာကြီးကကျွန်တော်တို့အစပြုတ်ကလေးကနေအားလုံးပြည်သူတွေနဲ့ဝိုင်းဝန်းပြီးတော့စပြုတ်တဲ့ပြည်သူဒေါ်လာကြီးဖြစ်ပါတယ်အရင်တော့ကကျွန်တော်တို့88ခက်တုံးကဆိုလို့ရှိရင်ចောင်းသားတပိတ်ကနေစပြီးတော့ចောင်းလက်နဲ့ကင်ဒေါ်လာကြီးဝင်တဲ့ခါမှာចောင်းသားတွေကျွန်တော်ဖလားလုံးနဲ့ဆိုရင်တော့တောင်းတာဆိုပြီးတော့ပြောကြတယ်ရွာတွေမှာဝင်လေဟောမှာចောင်းသားတွေလာပြီဒါမဲ့2021ရောက်တဲ့ခါမှာကျွန်တော်တို့ចောင်းသားတွေပဲမဟုတ်တော့ပါဘူးပြည်သူဒေါ်လာကြီးလို့ခေါ်ပါတယ်ပြည်သူတွေအကုန်လုံးပါဝင်တဲ့ဒေါ်လာကြီးဖြစ်ပါတယ်ဆိုတော့ဒီဒေါ်လာကြီးကထူးခြားတာတခုကကျွန်တော်တို့ချင်းတွေပဲကျွန်တော်တို့ဇုံမီတွေပဲမဟုတ်တော့ပဲနဲ့တကယ်ကျွန်တော်တို့ဗမာတွေ
ကျွန်တော်ဗမာညီကိုတွေဒိုင်းသားတွေအကုန်လုံးပါဝင်တဲ့ပြည်သူတွေအကုန်လုံးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအကုန်လုံးပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဒေါ်လာရဲ့ကနိုင်ကိုနိုင်ရမယ်လို့ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဒီဒေါ်လာကြီးကတကယ့်ကိုနိုင်ရမယ်လို့ပြောတဲ့အခါအချိန်တိုင်းတာတစ်ခုပါပဲဘယ်ချိန်မှနိုင်မလဲဘယ်ချိန်မှကျွန်တော်ပြီးမလဲဆိုတာပဲဖြစ်တယ်အဲ့ဒီမြန်ပြီးနိုင်ဖို့ရအတွက်ကပြည်သူတွေရဲ့ပါဝင်မှုပြည်သူတွေရဲ့ထောက်ပံ့မှုကတကယ်လိုတာဖြစ်တယ်ဆိုတော့တွေးမအေးကြဘူးလေလိုအပ်ပါတယ်ကျွန်တော်တို့ချင်းပြည်မှာဆိုရင်အခုချိန်မှာကျွန်တော်လူငယ်ပေါင်း200ကလည်း250လောက်ကတော့အသက်ပေးနေပါပြီအဲ့ဒီနေရာမှာဇော်မီတွေကလည်းအသက်ပေးတဲ့သူတွေအများများပါတယ်ဆိုတော့ဒီလူအသက်ပေးတဲ့သူတွေရဲ့တွေးဟာဆိုလို့ရှိရင်တကယ့်ကိုတစ်ဖက်ကနေ1နေဆရာကောင်းတယ်လို့ဒီခါကကျွန်တော်တို့ဒေါ်လာရေးအတွက်မျိုးစီကောင်းတွေဖြစ်ဖို့ရလိုအပ်ပါတယ်အဲ့လိုမျိုးစီကောင်းတွေဖြစ်ဖို့ရအတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့ခုနပြောသလိုကျွန်တော်တို့ရဲ့ငပိတထုတ်လေးလားဒါမှမဟုတ်ဆန်တပီလေးလားစံတိတ်လေးလားအဲ့လိုကျွန်တော်တို့အားလုံးဝိုင်းဖိကြဝိုင်းထောက်ပူကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေါ်လာကမကြခင်ပြီးသွားမှာဖြစ်တယ်ဆိုတော့နိုင်ငံခြားမှာနေတဲ့ဇုံမီတွေနောက်ပြီးတော့ဒီပြည်တွင်းမှာနေတဲ့ဇုံမီတွေအနေနဲ့ကျွန်တော်တို့ဒီ ZFU PDF ဇော်လန်ကိုဝိုင်းပြီးတော့ထောက်ပူကြဖို့ဒီကနေပြောကြားချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ချင်းနောက်ဆုံးအနေနဲ့ကျွန်တော်တို့ချင်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျွန်တော်နောက်မှာလည်းထားပါတယ်ဒီမှာကျွန်တော်ပြောမယ်ဆိုအောက်ချင်းခက်အဲ့ဒါကကျွန်တော်တို့ရဲ့သင်္ကေတဖြစ်ပါတယ်အောက်ချင်းရဲ့သင်္ကေတဟာဆိုလို့ရှိရင်ဘာဆိုလို့ချင်းတယ်ဆိုတစ္ဆာရှိမှုပထမအဆုံးဆိုလို့ချင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ရောဖြစ်ဒေါ်ထဲမှာတောခုနေတဲ့ရဲဘော်တွေအနေနဲ့ရောဖြစ်ဒေါ်လာကြီးမှာတစ္ဆာရှိဖို့လိုပါတယ်အစကနေကျွန်တော်ပါဝင်တယ်လို့အဆုံးထိကျွန်တော်တို့ဘယ်သူမှမချပဲနဲ့ဘယ်သူမှနောက်မဆုတ်ပဲနဲ့ကျွန်တော်တို့ဒေါ်လာရေးပေါ်မှာတစ္ဆာရှိပြီးတော့နောက်ပြီးတော့ကျွန်တော်ချင်းဇော်မီအချင်းကြားထဲမှာလည်းတယောက်နဲ့တယောက်လေးစားပြီးတော့တယောက်နဲ့တယောက်တစ္ဆာရှိကြဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ချင်းကနေအပြင်ဘက်မှာရှိတဲ့ကျွန်တော်တို့ဒိုင်းသားငီကိုတွေပဲဖြစ်ဗမာဒိုင်းသားတွေပေါ်မှာလည်းကျွန်တော်တို့တစ္ဆာရှိကြဖို့ဒေါ်လာရေးအပေါ်မှာတစ္ဆာရှိကြဖို့အားလုံးလိုအပ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ချင်းရဲ့သင်္ကေတဖြစ်တဲ့အောက်ချင်းရဲ့လိုဒေါ်လာရေးမှာနောက်မဆုတ်ဘဲနဲ့အားလုံးတစ္ဆာရှိစွာနဲ့ပြီးတဲ့အထိကျွန်တော်တို့ဒေါ်လာရေးဒီနေ့ကျွန်တော်နိုင်တဲ့အထိအားလုံးစုံမြင့်ရပါဝင်ပြည်သူတွေနိုင်ငံခြားမှာရှိတဲ့သူတွေရောပြည်တွင်းမှာရှိတဲ့သူတွေရောအကုန်လုံးပါဝင်အားဖြည့်ပေးကြဖို့ဒီကနေထပ်မံပြီးတော့အားပေးနှိုးဆော်ချင်ပါတယ်အားလုံးကိုဖျားခင်ကောင်းချီးပေးပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ကျမတို့ရဲ့ CNO တက်ဖက်အထွေထွေတည်ရင်မှုပေါ့နော်စလိုင်းချင်းမီကနေပြီးတော့မှအခုလိုမျိုးကျမတို့အတွက်မိခွန်းနဲ့အမှားစကားကိုပြောကြားပေးသွားတာဖြစ်ပါတယ်ကျမတို့ PDF Zolan ဒီနေ့ရဆိုလို့ရှိရင် PDF Zolan အတွက် fundraising လုပ်နေတာဖြစ်ပါတယ် PDF Zolan ကိုဘာကြောင့်ကျမတို့ဒီလိုမျိုးအလူငွေတွေပေးခဲ့ရမှာလဲထောက်ပို့ငွေတွေပေးရမှာလဲဆိုတဲ့အရာကိုပေါ့နော်နာမည်ကြားရုံနေနဲ့တချို့ကမသိတဲ့လူတွေရှိမယ်ဒါကြောင့်မို့ဒါမှမဟုတ်လို့ရှိရင်ကျမတို့ကိုနိုင်က promote လုပ်ပြီးတော့မှာပေါ့နော်ကျမတို့ကိုနိုင်က fundraising တွေလုပ်နေတဲ့အခါမှာပေါ့နော်ကျမတို့ကိုသူထက်ကျမတို့ပြောတာထက်အခုလိုမျိုးကျမတို့ရဲ့ဒီလေးစားရတဲ့စီဦးစီးမှုတွေစီဦးစီးရှုပ်တွေအတွင်းမှုတွေဥက္ကဋ္ဌတွေကနေပြီးတော့မှလာရောက်ပြီးတော့မှကျမတို့ဇုံလန်ရဲ့အကြောင်းကိုပြောကြားပေးသွားတာကျမကိုနိုင်ကလည်းအင်မတန်မှစက်သိမ်းထားပြီးခွန်အားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဇုံလန်မှာရှိတဲ့ကလေးတွေဟာတာဟန်ခံတက်ကနေစပြီးတော့မှတာဝန်ယူတတ်တဲ့ PDF ဇုံလန်တွေရဲ့အကြောင်းနဲ့တော်လန်ရေးမှာဒီပထဝီနေထားရောက်ပေါ့နော်ကျမတို့ရှင်းတောင်အတွက်လည်းအင်မတန်မှအရေးကြီးတဲ့ PDF ဇုံလန်ဖြစ်ပါတယ်ကလေးဘက်ကနေလာတဲ့အခါမှာခံတက်ဖြစ်ပေါ့နော်အများနဲ့ရှိနေပြီးတော့မှကျမတို့ဒီဇုံလန်ကသူတို့အဖွဲ့ပဲမဟုတ်ပဲねကျမတို့ဒီ CKDC မှာရှိနေတဲ့ကျမတို့ရဲ့ဒီရှင်းတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူလက်တွဲပြီးတော့မှပေါ့နော်ရှင်းတောင်မှာရှိတဲ့အသက်ပေးသွားတဲ့သူတွေရဲ့အဲမှာကျမတို့ဒီဇုံမီတွေလည်းပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးပေါ့မြေပြင်မှာရှိတဲ့ခေါင်းဆောင်တွေကိုနိုင်ကနေပြီးတော့မှ PDF ဇုံလန်တွေလာရောက်ပြီးတော့မှအခုလိုမျိုးပြောကြပေးတာကျမတို့အနေနဲ့ဂုံလဲယူလို့လေးလဲလေးစားရပါတယ်အင်မတန်မှလည်းဝမ်းမြောက်ပါတယ်ရှင်ကျမတို့ရဲ့အတွင်းရေးမှူးကြီးပြောသွားသလိုပဲဒီတော်လန်ရေးဟာပြည်သူတွေအားလုံးကပါဝင်နေတဲ့တော်လန်ရေးဖြစ်ပါတယ်ဒါကြောင့်မို့လို့တော်လန်ရေးမှာတစ္ဆာရှိကြဖို့နဲ့ကျမတို့အောက်ရှင်းငှက်တွေလို့ရှင်းလူမျိုးတွေကိုပဲမဟုတ်ပဲနဲ့တိုင်းရင်းသားတရက်လုံးပေါ့နော်ဒေါ်လာရေးမှာပါဝင်နေတဲ့တိုင်းရင်းသားအားလုံးပေါ်မှာလည်းတစ္ဆာရှိကြဖို့ရန်အတွက်တိုက်တွန်းပေးသွားတဲ့
အတွင်းရေးမှုကိုထူပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျမတို့အလှငွေတွေစက်တိုက်ဝင်လာနေပါတယ်ဒါတွေကိုလည်းကျမတို့အနေနဲ့ဆက်လက်ပြီးတော့မှကြော်ညာခွင့်ပြုပါရှင်ဒီလူငွေတွေကိုကြော်ညာပြီးသွားတဲ့အခါမှာကျမအနေနဲ့လေးစားရပါတော့ဒရိုက်တာကိုပေါက်ကိုဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့မှကိုခံပြီးကိုဖိတ်ခေါ်ပါတယ်လူငွေတွေကိုကြော်ညာပေးပါရှင်ဟုတ်ကဲ့မနေနေအောင်ကျေးဇူးပါပါဒုံတောင်းဒေါ်လာ50ဂျာမုံဒေါ်လာ30နူဇမ်ဒေါ်လာ30တွမ်အန်မန်ဒေါ်လာ100ထန်တွမ်ဒေါ်လာ20ထန်ကေလျန်ဒေါ်လာ20ဂျင်ကေလျန်ဒေါ်လာ5ဒေါ်လာ200ဒေါ်လာ200ထန်ကေလျန်ဒေါ်လာ200จิงเกเลียนดอลลาร์50กินมังดอลลาร์100นิโคลัสเปียงดอลลาร์500တို့ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကြညာနေတဲ့ချိန်မှာလည်းဝင်လာတာတွေရှိပါတယ်ဒါပေမဲ့ကျမတို့စုထားပါမယ်ဆက်ပြီးတော့မှကျမတို့မြေပြင်ကနေပြီးတော့မှတော်လန်ရေးအစုတော်တွေကနေပြီးတော့မှဖြောပြသွားအောင်မှဖြစ်တဲ့ကြောင့်မလို့သူတို့ဖြောပြပြီးတဲ့အခါမှာဆက်ပြီးတော့မှကြညာပါမယ်ရှင်ဒါကြောင့်မလို့စက်တိုက်ပေါ့နော်ကျမတို့ကိုပါဝင်ပေးတော့ပါကျမတို့ရဲ့ဒီ project ရဲ့ကျမတို့ Zolan Slide Action project ရဲ့ target amount ကတော့ဒေါ်လာ3သိန်းဖြစ်ပါတယ်ပေါ့နော်။ဘာကြောင့်ဒေါ်လာ3သိန်းကိုရည်ညွှန်းရတာလဲ။ကျမတို့ကကျမတို့ဒီမှာမြေပြင်မှာရှိတဲ့ကလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်လူငယ်တွေအနေနဲ့ပေါ့နော်ကျမတို့တောင်ပေါ်မှာအားလုံးကများသောအားဖြင့်ပေါ့နော်85%ဟာကျမတို့ဟာအားလုံးကကျမတို့ရဲ့ပြည်သူတပ်သားတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကလေးတွေအတွက်လက်နက်တပ်ဆင်ပေးဖို့ရန်အတွက်ကျမတို့နောက်ဆုံးတိုက်ပွဲအတွက်လူငယ်အားလည်းပြည့်စုံနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်နက်ခဲယမ်းနဲ့ကျမတို့တိုက်ပွဲမှာအဓိကအရေးပါတယ်ပေါ့နော်ဒီစနိုက်ပါကအင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဒီຢာတွေကိုလည်းကျမတို့ဝယ်ယူနိုင်ဖို့ရန်အတွက်ပေါ့နော်ဒါကြောင့်မို့လို့ဒေါ်လာ3သိန်း project ကိုကျမတို့စတင်ရတာဖြစ်ပါတယ်ဒီဒေါ်လာ3သိန်းမပြည့်မရှင်းကိုပြည်သူတွေထံမှာကျမတို့အနေနဲ့အလူငွေခံသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှလည်းအားပေးကြပါအောင်လို့ဒီနေ့တခါတည်းပြည်သွားတယ်ဆိုလို့ရှိရင်တော့ကျေးဇူးတော်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ဒီ Zolan Slide Action projectဒီ fundraising မှာပေါ့နော်ကျမတို့အထူးဧည့်သည်တော်ရှိပါတယ်ဒါကတော့ကျမတို့အထူးပဲလေးစားရတဲ့ပြည်သူတွေနဲ့အတူရက်တည်ပေးတဲ့ကျမတို့ရဲ့ချစ်ခင်လေးစားရပါတော့ director ကိုပေါက်ဖြစ်ပါတယ် director ကိုပေါက်ကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမတဲရောက်လာကြတဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးဒါကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဒေါ်လာရေးခေါင်းဆောင်ညီကိုတွေရောပွဲစီစဉ်တဲ့သူတွေရောဒေါ်လာရေးရဲဘော်တွေရောနောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ဒီအစီအစဉ်လေးကိုကြည့်ရှုနေကြတဲ့သူတွေရောမင်္ဂလာပါလို့ကျွန်တော်တို့ခွန်းဆက်ပါတယ်Zolan Slide Action Project ပေါ့နော် project ကနေကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ပြည်သက်ကြီးကိုကြိုးဆိုပါတယ်ဒီ data ပေါ့နော်ချင်းပြည်နယ်ပေါ့ချင်းပြည်နယ်မှာဆိုလို့ရှိရင်ကျွန်တော်အမတ်တရအခုနရှေ့ကပြောသွားတဲ့ခေါင်းဆောင်တွေရဲ့နေရဌာနေတွေကျွန်တော်တွေ့ရတော့ကျွန်တော်အာနာမသိခင်ကအခြေအနေလေးတွေကျွန်တော်ပြန်မြင်အောင်ပါတယ်။အဲဆိုကျွန်တော်အာနာမသိခင်မှာရုပ်ရှင်ရိုက်ဖို့ဆိုပြီးတော့ကျွန်တော်ချင်းပြည်နယ်ဒီမတူပီကံပက်လက်မင်းတပ်ပေါ့နော်ဒီဘက်တွေကိုကျွန်တော်ဒီခွန်လူဆန်းတောင်ပေါ်ကြီးမှာကျွန်တော် location တွေကြည့်ခီးတွေထွက်ညာတွေအိတ်အနောက်သားတွေစားခေါင်းရည်တောက်ပေါ့ဒီလိုမျိုးတွေနဲ့ကျွန်တော်တို့တွေဒီချင်းပြည်နယ်ရဲ့အလှတောင်စလက်ပန်းတွေကြည့်ဒီလိုမျိုးတွေနဲ့ကျွန်တော်တို့တွေသွားခဲ့ကြတယ်လာခဲ့ကြတယ်နေခဲ့ထိုင်ခဲ့ကြတယ်ချင်းလူငယ်တွေနဲ့လည်းတွေ့ဒီလိုမျိုးတွေနေခဲ့ပြီးတဲ့ချိန်မှာကျွန်တော်ရုပ်ရှင်တွေရိုက်ရင်းနဲ့နောက်ဆုံးပိတ်မှာတော့ဒီ covid ဖြစ်လို့အဲ့ကနေကျွန်တော်ပြန်ခဲ့ရတာပေါ့လေပြန်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးအာနာကျွန်တော်အိမ်ထဲကနေအိမ်ပြင်ထွက်လို့ဟောဖြစ်ခင်မှာနောက်ဆုံးရောက်ခဲ့တဲ့ပြည်နယ်ကချင်းပြည်နယ်ပါမင်းတက်မတူပီကံပက်လက်ကျွန်တော်ဒီဘက်ကနေကစုံမဘက်ကနေကျွန်တော်တက်တာပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့အတွက်ဒီဒေတာလေးဟာဒီပြည်နယ်ဟာကျွန်တော်တို့အမှတ်တရလည်းရှိပါတယ်အဲ့တော့ဒီမှာပြုလုပ်နေတဲ့အဓိကဒီ campaign လေးမှာဟာလာဒီတိန်ထွန်းစံလှုပ်ရှားနေတဲ့ရဲဘော်တွေရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်တို့ကကူညီပံ့ပိုးဖို့သူတို့တွေရဲ့ဒီဘက်ဒီမှာအရင်ကတက်ပို့ပြီးတော့စိုးမိုးတဲ့နေမြေတွေကိုတိုးချဲ့လာနိုင်ပြီးထပ်ပြီးတော့နောက်ထပ်နေမြေအသစ်တွေကိုကျွန်တော်တို့ရတိုးချဲ့ပြီးတော့နေရာယူနိုင်ဖို့အတွက်က supporting ဆိုတဲ့နောက်ခံ background ထောက်ဖို့ပါအရေးကြီးပါတယ်ကျွန်တော်အများတန်းလဲလေးတစားနဲ့ပြောပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောတဲ့စကားထပ်နေလို့တော့မှအားလုံးတော့ဟိုဖြစ်နေမလားတော့မသိဘူးဘာလဲဆိုတော့အဓိကကျွန်တော်တို့မြေပြင်မှာအသက်ပေးမယ်ဘဝပေးမယ်အနာဂတ်ပေးမယ်ဆိုတဲ့ရဲဘော်တွေအများကြီးပဲဒါပေမဲ့အဲ့ရဲဘော်တွေကြီးပဲတော်လိုင်းရေးမှာရှိနေလို့မရဘူး
เนาะအဲ့တော့တိုက်ချင်တယ်ခိုက်ချင်တယ်တိုက်ချင်ခိုက်ချင်တာပေါ့ဘူးတိုက်ရဲခိုက်ရဲတေးရဲတိုက်ရဲတဲ့ရဲဘော်တွေရှိနေုံနဲ့မရဘူးနောက်ကနေအဲ့ရဲဘော်တွေရဲ့ရှေ့ရန်သူကိုတိုက်ခိုက်ဖို့ရန်သူစခန်းတွေတိမ့်ပတ်နိုင်မှုဆိုတော့နောက်ကဘယ်ကင်ဖြစ်တဲ့ထောက်ဖို့ဆိုတဲ့ဒီငွေကြီးအခန်းကဏ္ဍကလည်းအရေးကြီးပါတယ်ဒီနှစ်ခုဒီကားမှာဆိုလီဗာနဲ့ဂီယာလိုပဲဟလာကျွန်တော်တို့ကဂီယာတွေကြီးထိုးနေလို့ကားကလီဗာမနေမထွက်ဘူးအဲ့ဒါလီဗာတွေကြီးပဲနင်းနေပြီတပြေးပြေးနဲ့နင်းနေပြီမိကိုတွေပဲဥလာမယ်ဂီယာမထိုးရင်လည်းရှေ့ကိုရောက်မှာပေါ့အဲ့တော့ဟန်ချက်ညီနဲ့ကျွန်တော်တို့ကသွားဖို့လိုတယ်အဲ့အတွက်ကြောင့်မလို့နောက်ကထောက်ဖို့ဆိုတဲ့အခန်းကဏ္ဍကဒေါ်လာရေးမှာအရန်အရေးကြီးသလိုဒီနေ့ဒီချိန်ဒီဒေါ်လာရေးကြီးကအခုလိုမျိုးခီးဆက်နေနိုင်တာအခုလိုမျိုးအောင်ပွဲတွေယူနေနိုင်တာဒီနောက်ကထောက်ဖို့တွေရဲ့ဒါအားနဲ့အခုချိန်ကြီးသူများတွေကနှစ်တည်ကြာလာတော့သူအေးသွားပြီးတော့ဘာလို့ဖြစ်နေပြီတကယ်တမ်းသွေးမေးကြဘူးဗျအဲ့ဒါကျွန်တော်ယုံတယ်ဘာလို့လဲဆိုတော့ကြည့်လိုက်လို့ချင်းသိတာတယ်စကားတွေနဲ့တစ်ဖက်လူရဲ့စက်ကောင်စီရဲ့တစ်ချက်တခြားသောဒေါ်လာရေးကိုပုံဖြတ်လို့သောလူတွေရဲ့စကားတွေကြောင့်သာဘာဖြစ်သွားညာဖြစ်သွားပြီဆိုတော့မိုင်းနေတယ်ပဲဝင်လာတကယ်တမ်းကျကျွန်တော်ဒေါ်လာရေးရဲဘော်တွေရောထောက်ဖို့ရဲဘော်တွေရောပြည်သူတွေအားလုံးကဒီအာဏာရှင်လက်အောက်ကနေလွတ်မြောက်ချင်နေပြီဆိုတော့သိတာတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါသိကြတယ်အဲ့ဒါဘာလဲဆိုတော့အခုချိန်ဒီဒေါ်လာရေးကိုထောက်ဖို့နေကြဆဲပဲထောက်ဖို့နေကြဒုံးမဲ့အရင်တော့လောက်ကြီးအင်အားတွေတအားကြီးမကောင်းပေမဲ့လုံးဝဆိုးရတဲ့အခြေအနေမျိုးရောက်သွားတာတော့လုံးဝမဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်တို့သိကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ရှိတိုက်ပွဲတွေရဲ့အောင်ပွဲတွေကိုကြည့်လိုက်လို့ချင်းစခန်းသိအောင်ပွဲတွေကိုကြည့်လိုက်ရင်နောက်ကကျွန်တော်တို့ဘယ်ကင်အနေနဲ့ခဲယမ်းကိုပံ့ပိုးပေးတဲ့သူမရှိဘဲနဲ့စခန်းတွေကိုကျွန်တော်သိမ်းလို့မရအောင်ဟုတ်လားအားလုံးလည်းတီးပြီးသားတိုက်ပွဲတစ်ခုခေါ်ဆောင်တဲ့အခါမှာဒီခဲယမ်းတန်ဖိုးငွေကြီးကအများကြီးသုံးရတာဟိုလွယ်လွယ်ပြောရရင်ဗျာရန်သူနဲ့ကိုနဲ့ကအရှင်းပြောပတ်စံတွေပုံပြီးမီးရှို့နေရတာပဲဒါအလွယ်ကူဆုံးပြောတာဟုတ်လားပတ်စံတွေကိုတွေ့ရတော့အဲ့တော့ကျွန်တော် G တောင်းရဲ့တန်ဖိုးဟုတ်လားပစ္စည်းတစ်ခု79အသီးတစ်လုံးရဲ့တန်ဖိုး RPG တစ်လုံးရဲ့တန်ဖိုးဆိုတာနဲတာမဟုတ်ဘူးဟုတ်လားကျွန်တော်တို့အဲ့တော့ဒီဟာတွေဒီအလကားမရဘူးကျွန်တော်လိုက်တော့လို့လဲအပင်ကနေခူးဆွတ်လို့လဲရတာမဟုတ်ဘူးမြေကြီးတွေကနှိုက်လို့လဲရတာမဟုတ်ဘူးကျိုးချက်လို့လဲရတာမျိုးမဟုတ်ဘူးအဲ့ဒါဒါတွေကငွေနဲ့ဝယ်ရတာဒီငွေတွေကိုနောက်ကနေပံ့ပိုးပေးနိုင်လို့ဒါဒီခဲရန်နေနောက်မှာဆက်မပြတ်ရှိနေလို့ဒါကျွန်တော်တို့ဟိုမှာကရင်ဒီမှာဟာလာစခန်းနေသိမ်းလိုက်တယ်ဟာလာကျွန်တော်တို့ကရင်မှာသိမ်းလိုက်တယ်ကချင်မှာချလိုက်တယ်ဟာစကိုင်းမှာချလိုက်တယ်ဆိုတဲ့ကိစ္စတွေဒီနောက်ကထောက်ဖို့ညီကိုတွေရှိနေတုံးမဲ့အားကောင်းနေတုံးမဲ့ဆိုတော့ကျွန်တော်ယုံတယ်အဲ့ဒါကိုဆက်ပြီးထိန်းထားဖို့လဲလိုပါတယ်အဲ့တော့လဲကျွန်တော်မြတ်တာရက်ခံပါတယ်ဒီတော်လန်ရေးမှာလုံနေတဲ့ညီကိုတွေဒီအများကြီးပဲနေရာစုံမှာလုံနေကြတယ်အားလုံးကလည်းဟန်ချက်ညီသွားနေကြတယ်အရင်တုန်းကတော့ကျွန်တော်တို့ရဲ့အစားလုံးကတော့တော်လန်ရေးကတစ်နှစ်လောက်ပဲရှိသေးတယ်ဟိုလူကိုမယုံဘူးလို့NUG ကလုံနေတာဘာလုံနေတာလဲလို့ဆိုတော့အပြစ်ပြောတဲ့အပြစ်တင်ဝေဖန်တန်တွေကြားရတယ်အဲ့ဒီအတွက်လေကျွန်တော်ကဘာမြင်လဲဆိုတော့ပြည်သူတွေရဲ့အဲ့ဒီလိုအပြစ်တင်ခြင်းဒီဘာဖြစ်လဲပြည်သူတွေကမြန်ပြီးကျင်တယ်လို့ကျွန်တော်ကတော့အဲ့လိုခံမြန်ပြီးကျင်လို့သူတို့ဆန္ဒတွေစောနေတာမြန်အာဏာသိမ်းစေခြင်းလို့မြန်ရန်သူကိုတိုက်ထုတ်ခြင်းနေလို့သူတို့ဆန္ဒတွေကကြာဒီကောင်လေးအောက်မှာမနေကြတော့တဲ့အတွက်သူတို့ဆန္ဒတွေစောပြီးတော့သူတို့ရဲ့ဖြစ်ချင်ဇောတွေများပြီးတော့ပြောတယ်လို့ပဲကျွန်တော်ကတော့အဲ့တိုင်းပဲခံရတယ်အဲ့တော့ကျွန်တော်တို့တွေပါလေဒီတက်အကောင်းဆုံးဖြစ်အောင်တည်ဆောက်ရပါတယ်ဟာလားNUGအစိုးရရောဒီတိုင်းသားလက်နက်ကန်ခေါင်းဆောင်တွေရောကတချို့တွေကတော့မြေပြင်မှာကြည့်လိုက်တော့ဘယ်အဖွဲ့ရတော့မြေပြင်မှာမပါဘူးဆိုပေမဲ့ကျွန်တော်တို့တခြားအတွင်းပိုင်းမှာလူတွေမမြင်တဲ့ကိစ္စတွေမှာကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်နေရတဲ့အများကြီးဒီအချိန်မှာကျွန်တော်တို့ကချပြလို့မရတဲ့အတွက်ကျွန်တော်တို့ချပြလို့မရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့လေအဲ့တော့ကျွန်တော်တို့ရဲ့လက်ရှိဖော်ပြလို့ရသည်ဖြစ်စေတရားဝင်ထုတ်ဖော်ပြောလို့ရသည်မရသည်ဖြစ်စေဒေါ်လာရဲ့အင်အားကတော့တကယ်ကောင်းနေတယ်ဆိုတာကျွန်တော်တို့တက်သေးပါပဲဒီနေ့စခန်းသိန်းတိုက်ပွဲတွေစခန်းသိန်းအောင်ပွဲတွေကနေကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့မြင်နေရပါတယ်အဲ့ဒါကြီးကလည်းကျွန်တော်တို့ကအားရှိရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပွဲလေးမှာအဓိကထားတဲ့ဒီစနိုက်ပါနဲ့ဒီခုနပြောတဲ့စနိုက်ပါကြီးတွေဝယ်ယူအားဖြစ်မယ်ဆိုတဲ့အစီအစဉ်ကလည်းတကယ်အရေးကြီးပါတယ်ကျွန်တော်တို့ဒီရန်သူရဲ့စစ်ကောင်စီနဲ့အတူတူအင်အားချင်းလူအင်အားလက်နက်အင်အားကျွန်တော်တို့မမျှပါဘူးเนาะမမျှပေမဲ့ကျွန်တော်တို့ဟိုအရင်တူမီကနေစခဲ့တာချင်းပြည်နယ်ဆိုတော့တူမီကနေစခဲ့တယ်ဟာလားကျွန်တော်အမဲလိုက်တဲ့တနက်တူမီဟာလားဘော်ဒီကိုထည့်ပြီးတော့ဒီဘက်ကရန်နဲ့မီကူဘီပြစ်တဲ့ဟာလားတစ်ချက်ပြင်တစ်ခါထည့်ရတဲ့တူမီကနေစခဲ့တဲ့ဒေါ်လန်ရေးကိုဒေါ်လန်ရေးသမားတွေကနေတင်ကားလိုမျိုးနောက်လက်နက်ကြီးထုတဲ့တင်ကားလိုမျိုးလက်နက်ကြီးတွေတည်ဆောင်တဲ့တင်ကားလိုမျိုးကိုသိမ့်ပိုက်နိုင်လိမ့်မယ်ဖြိုဖျက်နိုင်လိမ့်မယ်လို့ဘယ်သူကယုံပါလဲ
အဲ့လိုမျိုးသာကြွေးကြော်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်သူကယုံပါလဲဒါစိတ်ကူးရင်အိမ်မက်တစ်ခုပဲဆိုပြီးတော့ရန်သူကလှောင်နေဦးမှာဒါပေမဲ့ဒါဒီနေ့ဖြစ်လာခဲ့တယ်ဖြစ်လာခဲ့ပြီဒါအသက်သေးပဲအဲ့တော့ခုနလာကကျွန်တော်တို့ရဲ့ drone ဒါဒီ drone နဲ့ sniper နဲ့ဒီတော်လိုင်းမှာအရန်အရေးကြီးပါတယ်ကျွန်တော်တို့ကလူအင်အားအများကြီးမသုံးနိုင်ဘူးဟာလားခဲယမ်းတွေအများကြီးမသုံးနိုင်တဲ့အချိန်မှာကျွန်တော် drone တွေနဲ့ drone တွေရဲ့ခေတ်ရဲ့နီးပညာကိုအားပြုပြီးတော့အားယူပြီးတော့ drone တွေနဲ့ကျွန်တော်တို့ကတိုက်ပွဲတွေကိုပေါ်ဆောင်ရတဲ့အခါမှာကိုယ့်အရှိကလူလဲအကြဆုံးနေတယ်ဟာလားပြီးလို့ရှိရင်ရန်သူလည်းအများကြီးချိန်ချောင်းနိုင်တယ်ဘယ်ကဘယ်လာလို့မှမသိကိုချင်းပြောတော့လူအရင်မြင့်ရဲ့အင်အားသုံးရတာနေပြီးလို့ရှိရင်ထိရောက်မှုအရင်ဖြစ်တဲ့အတွက်ဒီ drone တွေလိုအပ်နေတဲ့တိုင်ရင်တပ်ဖွဲ့တွေအတွက် drone လိုအပ်ချက်တွေကိုကူညီပံ့ပိုးပေးဖို့လဲကျွန်တော်ဒီနေ့ကနေမြတ်တာရက်ခန့်နဲ့နောက်တစ်ခု sniper ဒီခုနကျွန်တော်တို့စကန်တစ်ခုကိုသွားဖို့ခေါင်းဆောင်တစ်ယောက်ကိုဘယ်လိုခေါင်းဆောင်တစ်ယောက်ကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲဘွားကူပြောင်းပေးဖို့ဆိုတဲ့ကိစ္စမျိုးတွေပါစနိုက်ပါဒီလည်းအရန်အရေးကြီးတယ်စနိုက်ပါရဲဘော်တွေရဲ့လှုပ်ဆောင်မှုအရန်အရေးကြီးတယ်ဟာလာခေါင်းဆောင်တစ်ယောက်ကိုဖြိုဖို့အတွက်ကိုကျွန်တော်တို့ကလူဝင်အားအယောက်20တက်စိတ်တက်ခွဲတွေနဲ့ပွားနေမယ်စားတကယ်ရည်ချင်းရှိတဲ့စနိုက်ပါတွေတကယ်တမ်းကောင်းတဲ့ရဲဘော်တွေနဲ့ဒီလက်နက်ခဲယမ်းနေတာကျွန်တော်တို့ကပံ့ပိုးပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့အများကြီးထိရောက်တယ်အဲ့တော့ဒေါ်လာရေးမှာလက်ရှိအားကောင်းနေတာဒီ drone နဲ့ဤပညာအရာကျွန်တော်တို့ဘက်ကနေရှိနေတဲ့ drone တိုက်ခိုက်ရေးရဲ့ sniper တွေကအရေးကြီးတဲ့စစ်စင်ရေးလက်နက်တွေဖြစ်တယ်အဲ့အတွက်ကြောင့်ဒီဟာတွေကိုလည်းကျွန်တော်တို့ကူညီပေးဖို့လိုတယ်အဲ့ဒါဒီပွဲလေးမှာဒီ drone နဲ့ဒီ sniper တွေလိုအပ်ချက်တွေကိုလည်းကူညီပေးဖို့အတွက်လိုအပ်တယ်အဲ့အတွက်လည်းကူညီပေးကြပါအောင်လို့လည်းကျွန်တော်ကမြတ်တာရက်ခံပါတယ်အဲ့တော့ကျွန်တော်တို့တွေခုနစကားလေးပြန်ကောက်ရရင်ကျွန်တော်တို့2 minute စားခဲ့တဲ့ဟလာကျွန်တော်တို့ဒီဟိုဟာတွေအောက်ချင်းငစ်တွေပျော်ခဲ့တဲ့ဒေတာဟာလာနောက်ပြီးတောင်စလက်ပန်းတွေပွင့်ခဲ့တဲ့ဒေတာဟာလာဒီဒေတာမှာ2 minute စားခဲ့တဲ့ဒေါ်လာကြီးကနေတင်ကားလို့စစ်ကောင်စီရဲ့လက်နက်ကြီးတွေကိုသိမ့်ပိုက်နိုင်တယ်ဆိုတဲ့အခြေအနေကတကယ်ကိုဖြစ်လာခဲ့တာအဲ့ဒါတက်တွေပဲအဲ့တော့ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့တက်တွေပဲအဲ့အတွက်ကျွန်တော်တခုလောက်မျှဝေချင်တာက1958ခုနှစ်လောက်တုန်းကကယ်လီဖိုးနီးယားမှာလူငယ်လေးတယောက်ပေါ့လေလူငယ်လေးတယောက်ရဲ့အကြောင်းနဲ့ကျွန်တော်နည်းနည်းမျှဝေချင်တာပေါ့နော်အဲ့တော့1950ခုပေါ့1950ခုတုန်းကဆိုရင်ဒီ American football မှာဆိုနာမည်ကြီးတဲ့ကစားသမား Jim Brown ဆိုတာရှိတာပေါ့နော်သူနိုင်ငံမှာနာမည်ကြီးတဲ့အတွက်ထုံးစံတိုင်းပေါ့ celebrity တွေဆိုလို့ရှိရင်အိမ်တွေမှာနေရာတွေမှာသူတို့ရဲ့ poster တွေကတ်ကြအပြုကြပေါ့နော်သူတို့တွေကို TV ကနေအားပေးကြကြည့်ကြပေါ့အဲ့လိုတွေမှာထဲမှာအဲ့ဒီလူမဲကလေးတယောက်ပါတယ်သူအားကြတဲ့အထဲမှာလူမဲကလေးကသူကဘာဖြစ်နေရလဲဆိုသူကအစာကောင်းအာဟာရကောင်းမစားနိုင်ဘူးမတောင်းနိုင်ဘူးအဲ့တော့ဆင်းရဲတယ်ချွတ်တဲ့အတွက်သူကအဲ့လေအာဟာရမပြည့်ဝတယ်သူ့မှာအယိုးပြော့ယောဂဖြစ်နေတဲ့အတွက်သူ6ယောက်ကပြောရမယ်သူ6ယောက်ကဒီကျွန်တော်တို့တတ်ထုချောင်းနေနဲ့ကျွန်တော် forest gun တွေရလို့ပေါ့နော်တတ်ထုချောင်းနေနဲ့သူလမ်းလျှောက်ဖို့တောင်မှတတ်ထုချောင်းနေနဲ့ဘေးကနေရန်ပြီးတော့ကူညီပြီးရှောင်နေရတဲ့ကလေးတယောက်ကသူအရင်သဘောကျတယ် Jim Brown သဘောကျတော့ဒီ Jim Brown နဲ့တွေ့ဖို့ Jim Brown ရဲ့ပွဲကိုကြည့်ဖို့တော့ကသူကရှင်းပြောတော့မကြည့်နိုင်ဘူးပေါ့ဗျာမကြည့်နိုင်တော့သူပတ်စံလည်းမရှိဘူးဆင်းလဲဆင်းရတာအဲ့တော့ဘာလို့လဲသူနဲ့တွေ့ဖို့အရေးသူ့ရဲ့ဂျီမန်ချက်ကသူ့ရဲ့ဟိုဟာကတွေ့ရအောင်သူ့ရဲ့သူကြိုက်တဲ့ကစားသမားနဲ့တွေ့ကျင်တာသူရဲ့အိမ်မက်တွေ့ကျင်တော့သူကဘာလဲဆိုတော့ဒီကစားသမားကိုသူတွေ့အောင်လုပ်မယ်ဆိုပြီးတော့စောင့်တာပေါ့အဲ့တော့သူတို့နေတဲ့မြို့နဲ့အနီးဆုံးပွဲတစ်ပွဲမှာ Jim Brown တို့လာကစားတဲ့အချိန်မှာသူကသူ့စောင့်တယ်သူကတော့ပတ်စံနဲ့ဝယ်ပြီးတော့မကြည့်နိုင်ဘူးဒါပေမဲ့သူပြန်ထွက်လာတဲ့အချိန်မှာသူ့ဘယ်လိုတွေ့လို့ရနိုင်လဲဆိုတော့နေရာကိုသူချိန်ပြီးစောင့်သူကြာအိုက်စောင့်သူပဲပွဲပြီးသွားတဲ့အချိန်မှာပဲ Jim Brown တို့ဖြတ်သွားတဲ့အချိန်မှာသူကတွေ့ပြီးတော့ဒီသူ့ကိုမဟုတ်အော်တိုထိုးပြီးပါပေါ့မင်းကငါ့ရဲ့ idol ပဲပေါ့မင်းကငါအဲ့အော်တိုထိုးခိုင်းတဲ့အချိန်မှာလာသမားကလည်းထိုးပြီးတော့ပေါ့နော်ထိုးတယ်မင်းရဲ့ poster တွေတဲ့မင်းရဲ့ poster တွေငါ့ရဲ့အခန်းထဲမှာကတ်ထားတယ်တဲ့ငါမင်းကိုအရန်သဘောကျတာပဲပြောပြီးတော့ဟိုကခေါင်းညင်ပြီးအော်တိုလေးရေးပေးလိုက်တာအော်တိုရေးပြီးတုံနဲ့အကောင်မပြီးသေးဘူးဒီကလေးကဒီလူမဲလေးကမပြီးသေးပဲနဲ့ဗာတက်ပြောလဲဆိုတော့မင်းရဲ့မှတ်တမ်းနေတဲ့ကစားသမားဆိုတော့ record တွေရှိတာပေါ့နော်သူကတော့ဒီကစားသမားသူကနောက်တိုင်းအလေလူနေရာကနေကစားတာပေါ့မင်းရဲ့ record တွေရှိတယ်မင်းရဲ့ record တွေကိုငါသိတယ်တဲ့ငါမှတ်ထားတယ်တဲ့ငါတနေ့တစ်ချိန်ကြာရင်တဲ့မင်းရဲ့ record တွေကိုငါကြော်ပြမယ်ချိုးဖြတ်ပြမယ်တဲ့ဆိုပြီးတော့ပြောတဲ့အချိန်မှာ
ဂျင်ဘရောနည်းနည်းလေးဖြုံသွားကြည့်လိုက်တော့ကလေးကအယိုးပြော့ယောဂဖြစ်လို့ဘေးကတန်ချောင်းနဲ့ကြောက်သွားနေရတယ်ကလေးကဒီလိုမျိုးချိုးပြတ်နိုင်မယ်ဆိုကျွန်တော်အဲ့နဲ့တော့မေးလိုက်တာပေါ့ကဲအဲ့လိုမင်းနာမည်ကဘယ်လိုခေါ်လဲဆိုတော့ဟိုတဲ့တငယ်ချင်းတွေကတော့ OJ လို့ခေါ်တယ်တဲ့တငယ်ချင်းတွေကတော့ OJ လို့ခေါ်တယ်အော် okay ပဲဒီလိုပဲပြီးတော့တာပေါ့နော်ဒါပေမဲ့ဆယ်စုနှစ်တစ်ခုကိုကြုံလာတဲ့အချိန်မှာအဲ့ဒီ OJ Simpson ဆိုတဲ့ကလေးတယောက်ကဒီ American ဘောလုံးယောဂမှာနာမည်ကြီးတဲ့လူတယောက်ကစားသမားတယောက်ဖြစ်လာဒီအယိုးပြော့နေတဲ့ကလေးတယောက်ကတန်ချောင်းနေတဲ့ကူကြီးဒီလို American football မှာနာမည်ကြီးတဲ့ကစားသမားဖြစ်လာဖို့ဆိုတာရေဘူးရဖြစ်ရင်ဘလို့မှမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့စဉ်းစားလို့ရတော့ဒါပေမဲ့ဒီကလေးဖြစ်အောင်လုပ်တယ်အဓိကပါလဲပန်းတိုင်နဲ့သူပန်းတိုင်ကိုသူ့ရဲ့ goal ကိုသူရောက်အောင်သွားတယ်သူ့ goal ဒီပါလဲသူပြောခဲ့သလိုပဲမင်းရဲ့ Jim Brown မင်းရဲ့မှတ်တမ်းတွေကိုမင်းရဲ့စံချိန်တွေကိုငါကြောက်အောင်ချိုးမယ်ဆိုတာ10နှစ်သားလေးကပြောခဲ့တာဒါပေမဲ့သူ10ကျော်တက်ရောက်လာပြီးသူတစ်ခုရောက်လာချိန်မှာတကယ်ပဲချိုးနိုင်ခဲ့သူနောက်ဆုံးပိတ်မှာသူကစားသမားဘဝကနေသူစောစီဒဏ်ရာရလိုက်လို့နားလိုက်ရတဲ့အချိန်မှာသူမချိုးလိုက်နိုင်တဲ့ Jim Brown ရဲ့စံချိန်3ခုပဲကျန်တော့တယ်တကယ်လို့သူဒီဆက်ပြီးတော့ဒီဒဏ်ရာမရခဲ့ဘူးနားတာဘောလုံးလောကကနေအပြီးဆုံးရမယ်ဒဏ်ရာလာမရခဲ့ဘူးဆိုရင်တေးကြတဲ့ Jim Brown ရဲ့သူငယ်ငယ်ဆယ်နှစ်သားတော့ကြွေးကြော်ခဲ့တဲ့စံချိန်တေးကြဘက်ကိုသူချိုးနိုင်ဒါသူ့ရဲ့ကိုသူ့ရဲ့ပန်းနဲ့သူမရအောင်သူနားခဲ့ရလို့ဒါဆို3ခုပဲကျန်နေတာအဲ့တော့ကျွန်တော်ပြောချင်တာကဘာမှမဆိုဖြစ်ကိုဖြစ်တယ်တကယ်လို့တကယ်ကိုဖြစ်တာပဲအဲ့တော့ကျွန်တော်တို့ခုနချင်းပြည်နယ်နဲ့ဇာရုံနာထားရရင်တူမီရန်ထိုးပြီးတော့ရန်ထောင်းပြီးပြည့်ရတဲ့တူမီကနေတင်ကားတွေကိုတိမ့်နိုင်တာဒါကျွန်တော်တို့ရဲ့ goal ကိုရတာဒီတက်ပို့ပြီးတော့နောက်ထပ်ပန်းတိုင်တွေမှတ်တိုင်တွေကိုစိုက်ထူနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ချင်းပြည်နယ်မှာတောင်စလက်ပန်းတွေအရင်လိုပဲဝေးစားပွင့်စေဖို့အတွက်ကျွန်တော်မျှော်လင့်တယ်အောက်ချင်းငက်တွေလည်းအရင်တုန်းကလိုပျော်ရွှင်ပြန်တန်းနိုင်ဖို့မျှော်လင့်တယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ခွန်လူဆန်းတောင်ကြီးပေါ်မှာဟာလာကျွန်တော်ခီးသွားဧည့်သည်တွေစီကားအေးချမ်းနဲ့ပြန်ပြီးတော့တဘာဝအရသာရနက်တွေကိုရှူရှိုက်ရင်းနဲ့ကျွန်တော်တို့ငြိမ်းချမ်းတဲ့ကျွန်တော်တို့ Federal နိုင်ငံတော်တည်ကြီးမှာချင်းပြည်နယ်ဟာလည်းအေဂျင့်တာရတဲ့ Federal နိုင်ငံတော်ကြီးဖြစ်ပါသေးလို့ဆုတောင်းရင်ဒီနေ့ပွဲလေးကိုဝိုင်းဝန်းကူညီအားပေးကြပါအောင်လို့ကျွန်တော်ပြောနေဒီကုန်းချုပ်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ ဒီမှာဓမ္မခွန်ရပါတယ်ရှင်ကျမတို့လေးစားရတဲ့ဒါရိုက်တာကိုပေါ့ကနေပြီးတော့မှကျမတို့လီဘာနဲ့ဂီယာလိုပဲပေါ့နော်နမူနာပေးပြီးတော့မှကျမတို့မြေပြင်မှာအသက်ပေးတဲ့တိုက်ခိုက်တဲ့သူရဲကောင်းတွေဘယ်လောက်ပဲရှိပေါ့နော်ကျမတို့နောက်ကနေထောက်ဖို့အခန်းကဏ္ဍဆိုတဲ့အရင်အရေးကြီးတဲ့အခန်းကဏ္ဍဟာအင်မတန်မှအရေးကြီးတဲ့အကြောင်းနဲ့ကျမတို့ပြည်သူလူထုကနေပြီးတော့မှပေါ့နော်စကားဆိုင်ရဲ့မှိုင်းတိုက်တာကိုခံရတယ်အဲ့ဒါကတော့လူတွေကတွေးအေးသွားပြီးဂယူမဆိုင်တော့ဘူးဒီဒေါ်လာရေးကြီးကဘယ်သူမှဂယူမဆိုင်တော့ဘူးထင်ပေမဲ့တကယ်တော့မှားပါတယ်ကျမတို့အောင်ပွဲမြေပြင်မှာရှိနေတဲ့အောင်ပွဲတွေကိုကြည့်ရှင်အားဖြစ်ပေါ့နော်ကျမတို့ပြည်သူလူထုကလက်နက်ခဲယမ်းထောက်ပံ့မှုတွေကြောင့်ယနေ့အထိပေါ့နော်တိုက်ပွဲတွေကိုဆင်နွှဲနေနိုင်တာဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ကျမတို့လက်နက်ခဲယမ်းစနိုက်ပါဟာအင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ကျမတို့တောင်ပေါ် PDF Zolan အတွက်လည်းစနိုက်ပါတိုက်ပွဲတစ်ပွဲကိုတိုက်ဖို့အတွက်ပေါ့နော်စနိုက်ပါအဓိကအရင်အရေးကြီးတဲ့အကြောင်းကိုလည်းပြောကြားပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီနေ့ပေါ့နော်ကျမတို့ Zolan Slide Action Project ဟာဆိုလို့ရှိရင်ပေါ့နော်ကျမတို့အဓိကကတော့ sniper ရယ် sniper ကြည်တွေရယ်ကျမတို့လိုအပ်တဲ့ခဲယမ်းတွေပေါ့နော်ခဲယမ်းတွေကိုအဓိကဝယ်ယူမဲ့ project ဖြစ်ပါတယ်ရှင်ဒီကတော့ကျမတို့အခုလိုမျိုးပေါ့နော်အမောက်များလိုအပ်တာဟာကျမတို့အရေးကြီးတဲ့အခန်းကဏ္ဍမြို့သိမ်းတိုက်ပွဲကျမတို့အောင်မြင်တဲ့ဘက်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့အောင်ပွဲဆင်နေဖို့ရန်အတွက်နောက်ဆုံးလက်နက်ကောင်းတွေလိုအပ်နေပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့အဓိကဆိုလို့ရှိရင်တော့ကျမတို့ခဲယမ်းတွေလိုအပ်ပါတယ်ဒါကြောင့်မို့လို့ဒီနေရာမှာကျမတို့လိုအပ်တဲ့ target amount ဖြစ်တဲ့ဒေါ်လာ3သိန်းပေါ့နော်ရရှိနိုင်ဖို့ရန်အတွက်အနည်းဆုံး sniper ကတော့9လက်ပေါ့နော်9လက်ထပ်ပေါ့အထက်ရရှိမယ်ဆိုရင်တော့ကျေးဇူးတင်ပါတယ်ပို့ပြီးတော့မှကျမတို့ဝမ်းတာရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့အသက်လိုပဲပေါ့နော်ထပ်လောင်းပြီးတော့မှတိုက်ပွဲဝင်နေရတဲ့ကလေးတွေတိုက်ပွဲမဝင်ခင်မှာပေါ့နော်ကျမတို့ sniper နဲ့ဒီစစ်မြေပြင်ကိုဘိုးရင်ဆုံးပေါ့နော်ရှေ့ပြီးရန်သူကိုရှေ့မုံဖို့ရန်အတွက်လိုအပ်တဲ့အဓိကလက်နက်ဖြစ်တဲ့စနိုက်ပါကိုအရောက်စီတိုင်းပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရန်ခံပါတယ်ကျမတို့ဒါပြီးလို့ရှိရင်မြေပြင်မှာရှိတဲ့သူရဲကောင်းတွေရဲ့တချင်းတန်တွေကိုဆက်လက်ပြီးကြားနိုင်ရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကျမတို့တချင်းတန်တွေကျမတို့မနာဆင်ခင်မှာပေါ့နော်ကျမတို့အင်မတန်မှ
ကျမတို့အရေးကြီးတဲ့ဒီနေ့ဟာကျမတို့ရဲ့ fundraising ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အလူရှင်တွေရဲ့ကဏ္ဍကလည်းခုနဒါရိုက်တာကြီးကိုပေါက်ပြောသွားသလိုပဲပေါ့နော်လီဘာနဲ့ဂီယာလိုပဲပေါ့နော်ကျမတို့လီဘာတွေကတော့ကျမတို့ရဲ့လေးစားရတဲ့ပြည်သူတပ်သားတွေဖြစ်ပြီးတော့မှကျမတို့ဂီယာတွေဖြစ်တဲ့ကျမတို့တော်လန်ရေးထောက်ဖို့တွေရဲ့အခန်းကဏ္ဍဖြစ်ပါတယ်ဒီထောက်ဖို့မှာဒီ sniper project ကြီးကိုကျမတို့ဒီ run နေတဲ့အချိန်မှာပဲပေါ့နော်ကျမတို့အခုဆိုလို့ရှိရင် project စပြီးတော့မှကျမတို့ဒီ live ကိုစနေတဲ့အချိန်မှာပဲเนาะအင်မတန်မှခွန်အားရစီရကောင်းတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီပထမမှာလည်းကြော်ညာသွားပါတယ်ကိုခံပြီးရနေပြီးတော့မှအလှငွေတွေပေးလှူသွားတာပေါ့နော်အခုမှကျမအင်မတန်မှခွန်အားရစီရကောင်းတဲ့ announcement တစ်ခုကိုကျမအနေနဲ့ကြော်ညာရှင်းပါတယ်ညီပြင်ကကလေးတွေအကုန်လုံးဗီဒီယိုဖွင့်ထားလားအားလုံးလက်ခုပ်တီးဖို့ပြင်ထားနော်ညီပြင်ကသူရဲကောင်းတယ်လက်ခုပ်အားရပါရတီးပြီးနော်သွားတွေလည်းအကုန်လုံးပေါ်အောင်ပြုံးပေးနော်ဟုတ်ကဲ့ပါအခုကျမကြော်ညာမဲ့အရာကတော့အဖွဲ့အစည်းတစ်ခုကနေပြီးတော့မှကျမတို့ဒီ Zolan Slide Action Project ကို online ကနေကြည့်နေပြီးတော့မှအင်မတန်မှလိုအပ်တယ်ဆိုတဲ့အကြောင်းကိုသိရှိရတဲ့အတွက်ကြောင့်မို့လို့ကျမတို့အဖွဲ့အစည်းတစ်ခုကနေပြီးတော့မှ US ကအဖွဲ့အစည်းတစ်ခုကနေပြီးတော့မှ Sniper တလက်280တန်ဖိုးလှူဒန်းသွားပြီးတော့မှ Sniper မှာသုံးမဲ့ကြီး360တန်ကိုလည်းလှူဒန်းသွားပါတယ်ဒါပြင်ပြည်သူတွေဒီပြည်အောင်အစုံ30ကိုလည်းလှူဒန်းသွားတာဖြစ်ပါတယ်ကျွန်မဆက်ပြီးကြော်ညာပါဆက်ပြီးတော့မှပြန်ပြောပါမယ် US မှာရှိတဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့မှ sniper တလက်280တန်ဖိုးရှိ sniper တလက်နဲ့ sniper မှာအသုံးပြုမဲ့ကြီး360တန်ပြီးကြလို့ရှိရင် Zolanပြည်သူရဲတွေရဲ့ uniform အစုံ30ကိုလှူဒန်းသွားတာဖြစ်ပါတယ်ဝမ်းသာစရာပဲဝါလေးတစ်ခုမေးချင်တာ338လား308လားလို့အဲ့ဒါတော့ပြန်မေးလိုက်ပါဦးမရှင်380တန်ဆိုတော့ဘယ်ဥစ္စာဖြစ်မလဲမသိဘူးကို308ဖြစ်မယ်နဲ့တူတယ်ဟုတ်ဘယ်လိုပဲဖြစ်ပါမိုက်တယ်သတင်းမဲ့မင်္ဂလာသတင်းမဲ့ဒီတင်နေဟုတ်ရှင်ကျေးဇူးတင်ပါတယ်ဒါအပြင် Zell မှာလည်းဆက်ပြီးတော့မှလှူဒန်းတဲ့လူတွေရှိပါတယ်ဒါကိုတော့ကိုခံပြီးရနေပြီးတော့မှဖတ်ကြားပေးပါဦးခဏနေကြခဏနေကြရင်လားဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့အင်မတန်မှကျေးဇူးတင်ပါတယ်ဆရာဟိုဒါရိုက်တာကိုပေါ့ကနေလဲလှူဒန်းမယ်ဆိုလို့ရှိရင်ရပါတယ်လို့နော်မြစ်တာပါဝင်ပေးလို့ရပါတယ်လို့အဲ့ဒါဆိုရင်ကျွန်တော်က350ကျွန်တော်ဗမာငွေ350ပေါ့နော်ဟုတ်ဒီပါမယ်လို့ကျေးဇူးတင်ပါတယ်ချင်းပြည်နယ်ရဲ့လောက်တဲ့ပွဲတိုင်းကျွန်တော်ဂျာအမှတပွဲလားပဲကျွန်တော်လွတ်မယ်နဲ့တူတယ်ကျွန်တော်ခီးသွားနေလို့ဟိုအစားဆုံးအောင်ကျွန်တော်တွက်ပြတယ်လူလဲတက်တယ်ကျွန်တော်လူငွေလဲထည့်တယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့တော်လိုင်းကြီးပြီးသွားတဲ့ခါကြလို့ရှိရင်စားပါတော့ဒါရိုက်တာကြီးကနေပြီးတော့မှဇက်ကားတွေပြန်ရိုက်တဲ့ခါကျရင်ကျမတို့လူငယ်တွေကိုလည်းမင်းသားမင်းသမီးဖြစ်သုံးလို့ရပါတယ်လို့ volunteer လုပ်ပေးပါမယ်လို့အဲ့ဒါကတည်ကြတယ်ဘာလဲဆိုတော့ဘာတည်ကြလဲဆိုတော့ဒေါ်လာရေးမှာပါဝင်တဲ့ညီကိုမောင်နှမတွေထောက်ဖို့ရဲဘော်ပဲဖြစ်ဖြစ်တိုက်ခိုက်ရေးရဲဘော်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်နောက်ပိုင်းဒေါ်လာရေးပြီးတော့တဲ့အချိန်မှာရိုက်မဲ့ရုပ်ရှင်တွေရဲ့သေုပ်ဆောင်နေသည်ဒေါ်လာရေးသမားတွေပဲဖြစ်ဖို့များတယ်ကျွန်တော်ဒေါ်လာရေးမှာဖြစ်တဲ့ချိန်မှာကျွန်တော်ရဲ့ next plan ရဲ့ကျွန်တော်ရဲ့ဇက်ကောင်တွေဒီဒေါ်လာရေးသမားတွေပဲတကားနဲ့တကားဒီတိုးဆောင်အစ်စ်တွေပဲဖြစ်နေလိမ့်မယ်ဇပိုဇယန်တွေရော main actor တွေရောအကုန်လုံးဒီဒေါ်လာရေးလောကရဲ့နိုင်ငံခြားလည်းဖြစ်မယ်ဗမာပြည်လည်းဖြစ်မယ်ချင်းလည်းဖြစ်မယ်ကချင်လည်းဖြစ်မယ်ကိတွေဒူကြမဒူလိမ့်မယ်ဒါပေမဲ့အဲ့ထက်ကလူတွေဒီလုံးဝသဘာဝသေုပ်ဆောင်အစ်စ်တွေကိုပဲကျွန်တော်စူးစမ်းမယ်ကျွန်တော် train မယ်သူတို့တွေကိုကျွန်တော်အမှတ်တရတကားပြီးတကားရိုက်ဖြစ်အောင်လုပ်မယ်ကျွန်တော်ရဲ့ဇာကားတွေမှာပါဝင်မဲ့သူတွေဒီတော်လိုင်းရေးသမားလူသစ်မျက်နှာသစ်တွေဖြစ်ဖို့သိကြတယ်เย้ကဲညီပြင်းကလူငယ်တွေကြားတယ်နော်ငါတို့မင်းသားမင်းသမီးဖြစ်ဖို့အတွက်မင်းအောင်လိုက်အောင်မြန်မြန်တိုက်ရအောင်โอเคကျေးဇူးတင်ပါတယ်ကိုပေါ့ရအရင်လဲလေးစားပါတယ်ကျမတို့ပြည်သူတွေအားလုံးနဲ့အတူရက်တည်ပေးတဲ့အတွက်ချစ်လဲချစ်ပါတယ်ကိုပေါ့ကျမ်းပါပါစေနော်ဖျားရှင်ကောင်းကြီးပေးပါစေ
ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှဝမ်းတာလုံးလုံးပါဘေးထိရောက်သွားရင်လည်းမသိပါဘူး လာ ဟုတ်ကဲ့ပါကျမတို့ဆက်လက်ပြီးတော့မှမြေပြင်ကပြည်သူမြေပြင်ကကျမတို့ရဲ့တော်လိုင်းရေးသမားတွေရဲ့သရှင်းတန်ကိုပြန်လည်ပြီးတော့မှနားဆင်ရမှာဖြစ်ပါတယ်ကျမတို့ဆက်လက်ပြီးတော့မှဒီကိစ္စနော်လီမတဲ့ Battalion 5နဲ့ Battalion 3ရဲ့သရှင်းတန်ကိုကျမတို့နားဆင်ရမှာဖြစ်ပါတယ်ရှင် number 4 ဒီသချင်းမဆိုခင်မှာပေါ့နော်ကျမတို့ Mountain Eagle ကနေပြီးတော့မှခေါင်းဆောင်ကနေပြီးတော့မှကျမတို့ကိုအနည်းငယ်အမှားစကားပြောကြပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ရှင် Hola, hola. Tuntum sniper project. Tila. Ang po ni se sa speed. Nay turin mintia ma se soi tur po kan she mai lawa. Tu soi thiam kan ne lawa pingya yi china tin lawa. Maro chu mi pui she ta kan soi du om chun chu. Ral kan do do na sarkar pa le company kan nei velo. Chu mi chuan tuna kan ma mo chu silai mu kan ma mo a chu ta chuan silai mu kan ma mo a ma ni nin tho do ne la thei to lo ina tho chu kan nei lo kum ni chuang hian kum thum don don si pa ya kan pe ve ka tho chu kan nei lo ba kan nu pui fanau te po an ma han kan ku na kan bo khup lo cheu to ni chu tiang chuan har sak nai kan tok ve ka ni chu ta chuan thilom thei pakhat chu mi pui kan tran rol chuan ami uzong soi tai la hata ata pi lung ni lovin ami uzong kan soi nia anang lo chuan tuna hian thana chau kan ti do bi ka pdf zo lan te chu ki mi tam takan ni to ni an tam tol tuk silai pon dai lo in dai lo chung chuan min e hata pdf zo lan han pereng na tin dan ten pereng maya kong le lama ka ngai tu chuan an fak omani chu mi lai mi pui tan han ka soi du chu eng tiang in nge ma kan la ka eng tiang in nge tu na mi hi kan chak thenga sual si pai hi kan ne theng ti kha kan soi du a chu ti chuan he sual si pai do ne thei tur chuan pakhat na chuan keima ni mixing na na thei me lo a pathian kan ne ya pathian ne la ngat ta te la pathian rin sanila chu ta chuan pathian in hang kimati thei ne in do na chu bible a han in do na chu lalpa in do na nia ne na chu lalpa ta ne ti ya chu ta kan soi du le pakhat chu kan in do amuna pen chuak kan ni kan la do zel don ni tin hian dar kar tin second tin minute tin hian do kan du vek ma se chula kan har sat na ber chu enge ti chon silai mu chi jana ni silai mu kan tlak cham em wang hian minute tin dar kar tin ni tin kar tin khatin do du mai la har sat na kan ne wangin kan do theilowa e me pui duang pon duang tokin ma kan son theilowa kan chak zung theilowa ni ti kha pakhan na ni ta se pani na chuan kan kal zel lang ke kan pen zelang kan nei lo pon kan lo chak lo pon tu ma beidon lo tu mixing hi achak lo reng theilowa achak reng theilo bokani ti kha setangila kadua chuti lai chuan voinia chanchin kolam chanchin chu kai is yale engamo in update vek niang ma se ram mi puma chuan call si pai the an tlom mai don ani eng wange ti chuan tun ai hian an che thi boro theina tur kong om to lo an che boro em kan biak pathian hian mala som to lo ni mala som lo pathian ina mala som lo re khoya man tluang theilo
kan biak emin thia sak kan fanau kan nu pui fanau te kan du ngoi thil min thia sak min tha sak chu wang chuan pathian mala som lo eng poni se tun tuma sniper project a hian I thayang tokin seng khat dollar som nga dollar za paisa som nga seng za ipe kha keini hian helai anom sit bol nan kan hanglo kan mel ma sual si pai do turin tun han kan po cha ranga I cheng khat khan miang zanga ati thai engang chen nge na tho thai ran tho zel ro tunai na sign tran kan la tunai na sign ma po kan la zel don chumi hun chia sniper thate silai thate tunai kan han hum kim zat chuan miu teng tei puai chu rei lawa kan nei mei don rei lawa lon meu ne mi kan nei mei don ti kha tun tuma hun chep takara sniper project hun chep takara thu soi tura men te wang hei zong ka soi thei pong ni sela le pek lama a episode pon kan tianga chu chu e kan soi le tura nga yang oh kalo me dunia sniper project to kisai thu gan ding bang thei ko loi na ayang dunia la ngung sak ding pen pian na wang khua sia thon khami la ngung sari ni ngai le sung sin suk sin to kopi sung na ka oma aliman nal nein kin hoi in nuam sung na ka om song kopi sung na om dan khol dan tung ta sia te chim ta kin il bang khan na bang kwa mu bang nai nge le xóa le lai dòng tên ngô tăng bằng na năm ya mo sia linh nào bằng kem he tel na le linh ban ra lung le nin ba bằng lên na qua bằng loa na có sum hong kinh thế ngài chỉ chẳng vai bằng tung tin hai bằng la tăng bang tian na bang kwa nuam tian na tu nu sao man nuam lai lung de sal mang in man den ni chi chiang mai bang kong tung diam ta kwa in hong dong sa li tian na bang kwa mu bang hong mai na pa bang lên na pa sung lam tàu te so ka vang tang noya ya le tang te lung tua kin le ko sin sang an suk din te sang ka da bin ya bin ka bin te mil ni om lo ben he min sa sai nge le gang le pi le pu le be le pun ben na pa kwa pu le nau ben le pam ít le ngai tem tui bang ki sin na no na da na pi no pi ki da pi kwa pi tu pi te in na gam tui lo na zo gam tham bang bang tian na bang kwa nuam tian na kun nu sao man nuam lai lung ge sal mang in man den ni ge chi chiang mai bang kong tung diam ta kwa in hong don sa li tian na bang kwa mu
băng ngài nghe ta của khá linh lên mùi ta ya bên kề đẹp tê ôm áp chiao vài lô qua min ăn tê phôi linh mê gạ mê tê tí xua na in quan nun tang na tiếng lâu quan si qua sung sông bay sông tê ôi lê vun lê khô lê tung tung lên chim lên tung qua hồng cha nung mây noa ya lo hồn na đi lòng đình tê bên hè bình ra in nghe thấy băng xe lại xa băng cắt tật na Alvi zing dai kai noi thang sia thang việt phá sa cặp bên lại và con lâu năm quan tê mu băng ngài nghe đi băng pian na và quan noam pian na tung nung sao băng noam lại lung đeo sao mang in mang đền nghe thích giang vai ta ba qua băng ngài nghe Hallelujah,
ကျမတို့ battalion 5 Zolan battalion တရင်ကတရင်မှုကနေပြီးတော့မှ short speech ပြောကြားသွားတဲ့အရာလေးကိုကျမအနေနဲ့မြန်မာလိုနည်းငယ်ပြန်လဲပြီးတော့မှပြောကြားခွင့်ပြုပါရှင်အဲ့ဒါကတော့ကျမတို့တရင်မှုပြောသွားတဲ့ဒီ short speech ကတော့ပေါ့နော်ပြီးခဲ့တဲ့တိုက်ပွဲမှာခဲရဲမလုံလောက်လို့ပေါ့နော်စခန်းသိမ်းမှာကိုနောက်ဆုတ်ခဲ့ရပြီးတော့မှကြာဆုံးသွားတဲ့စစ်တီတော်တွေထဲက3ယောက်ကတော့စကားစပကပြစ်တဲ့စနိုက်ပါထိပြီးတော့မှကြာဆုံးသွားရတာပါဒါကြောင့်ကျွန်တော်တို့မြေပြင်တပ်ရင်းတွေအတွက်လည်းစနိုက်ပါကတော့အရန်ကိုလိုအပ်ပါတယ်အခုဘေးရသွားတဲ့လူငယ်တွေကိုအစားအသောက်ပျော်ပွဲရှင်ပွဲကိုရေးကိုတာဒါတွေအတွက်တခုမှသုံးမှာမဟုတ်ပဲနဲ့နိုင်ငံနဲ့လူမျိုးလူမျိုးဖို့အတွက်ကိုအကျိုးရှိရှိအသုံးချသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူအားလုံးပါဝင်ပေးကြပါရန်တရင်မှုကျမတို့ရဲ့ဒီတရင်ငါးကတရင်မှုကနေပြီးတော့မှပြောကြားသွားတာဖြစ်ပါတယ်ပြကြလို့ရှိရင်ကျမတို့မြေပြင်ကနေပြီးတော့မှတရင်မှုကိုနိုင်ကလည်းတချင်းဆိုပေးသွားပြီးတော့မှမြေပြင်ကတက်သားတွေကလည်းပေါ့နော်ကျမတို့တချင်းဆိုပေးသွားတာဖြစ်ပါတယ်ဒီတချင်းလေးတွေရဲ့အတိတ်ပဲကတော့ပေါ့နော်ငါတို့ရဲ့မွေးရဲ့မြေငါတို့ရဲ့အိမ်ပြန်ရမယ့်အချိန်ကိုစောင့်နေပါတယ်အဖေအမေမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေရတဲ့အချိန်ကိုအရန်တတိရတာပဲပြကြလို့ရှိရင်နောက်တစ်ချင်းကတော့အစကနေပြီးတော့မှပြည်သူအားလုံးကနေတန်ပုံးတွေရိုက်ပြီးတော့မှဆန္ဒတွေပြပြီးတော့မှအခုတိုက်ပွဲတွေဝင်နေကြပါတယ်ထောက်ပံ့ပေးနေတာတွေဟာအလကားလုံးဝမဖြစ်ပါဘူးအောင်ဖို့လဲနီးနေပါပြီအသီးပွင့်ကိုမြင်နေရပြီဖြစ်ပါတယ်အသီးပွင့်ကိုမြင်ရမှာဖြစ်ပါတယ်ဆိုတဲ့သရှင်းနဲ့မြေပြင်ကနေပြီးတော့မှအခုလိုမျိုးပေါ့နော်ပြည်သူလူထုကိုဖျော်ဖြေပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှအလူငွေနဲ့ငယ်ဝင်လာတာကိုခံပြီးကနေပြီးတော့မှကြော်ညာပေးဖို့ရန်အတွက်ကိုခံပြီးကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့မနနေကျေးဇူးပါကျွန်တော်တို့မန်လက်စီကနေပြီးတော့ဒေါ်လာ200သောမတ်မုံဂွီတဲဒေါ်လာ200နီကိုလတ် NS မုံဒေါ်လာ100ထားမုံဇုံမီဒေါ်လာ100ပန်းလျန်ဒေါ်လာ200ခိုင်ခုဘဒေါ်လာ100တူလမုံဒေါ်လာ250ထန်းမန်းဒေါ်လာ200မန်နိုဒေါ်လာ200စတီဗန်ထန်တာဒေါ်လာ100ဘူလေဒေါ်လာ100ထရီဆာလွန်ဒေါ်လာ100ပေါဆွမ်ဒေါ်လာ50ဆီယန်ပီဒေါ်လာ100နဲ့ဒေါ်လာ1240ဖြစ်ပါတယ်ပြီးတော့ကေလျန်ပီရူပီဒေါ်လာရူပီ200 ringgit 200အများကြီးကျေးဇူးတင်ပါတယ်ဖျားသခင်ရောက်စီတိုင်းကိုကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီ sniper project တော့ပေါ့နော်ဒေါ်လာရာအောက်မကျဘဲနဲ့ပေါ့နော်လူရန်သွားတဲ့ဒီလူတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျမခုနပြောသွားသလိုပဲဒါတွေအားလုံးဟာကျမတို့အတွက်ကျမတို့တိုက်ပွဲဝင်ဖို့အတွက်ကျမတို့ကမြေပြင်မှာကလေးတွေလိုအသက်ပေးပြီးတိုက်ပွဲမဝင်နိုင်ပါဘူးဒါပေမဲ့ဒီဘက်ကိုရောက်နေတာလည်းဒါဖျားရှင်ရဲ့အလိုတော်ပဲဖြစ်မှာပါဒီတစ်ခါဒီတိုက်ပွဲဟာလုံးဝအောင်ပွဲခံနိုင်ဖို့ရန်အတွက်ဒီဘက်မှာရှိတဲ့ပြည်သူတွေရဲ့အားနဲ့ပေါ့နော်ပြည်တွင်းမှာရှိတဲ့သူတွေရောဒီဘက်မှာရှိတဲ့သူတွေရောဟုတ်လားအဖြစ်ပေါ့နော်ဒီဘက်မှာရှိသူတွေရဲ့အားနဲ့ပေါ့နော်ကျမတို့စက်တိုက်သွားနေတာကိုတွေ့ရပါတယ်ဒီအတွက်ဒီဘက်မှာရောက်နေတဲ့သူတွေဟာအရေးအေးမှာနေရပြီမယ်ပေါ့နော်အဲကွန်းထဲမှာလှုပ်လို့ရပြီမယ်လုံခြုံတဲ့နေရာမှာနေရပြီမယ်ကျမတို့မြန်မာပြည်မှာရှိတဲ့အပူသောကကိုနှိုက်ကခံယူပြီးတော့မှပေါ့နော်အခုလိုမျိုးပါဝင်ပေးနေတာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါအလူငွေတွေကိုစက်တိုက်ပေါ့နော်ပေးဖို့ဝင်ရန်အတွက်ကျမတို့ဒီခု live မှာပြနေတဲ့ဒီ screen ရဲ့အောက်လေးမှာ Zelle number ရှိပါတယ်ဒီ Zelle number မှာပါဝင်ပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ရှင်ခုနတက်ရင်မှုပြောသွားသလိုပဲကျမတို့ဒီအလူငွေတစ်ခုစီတိုင်းဟာကိုရေးကိုတာကျမတို့အတွက်သုံးမှာမဟုတ်ပဲနဲ့ပေါ့နော်ကျမတို့ဒီတန်ဖိုးရှိတဲ့ဒီငွေတွေကိုကျမတို့တန်ဖိုးရှိတဲ့အရာတိုက်ပွဲတွေမှာပဲသုံးယူသွားပြီးတော့မှပြည်သူလူထုလွတ်မြောက်ဖို့ရန်အတွက်တိုင်းပြည်လုံးလွတ်မြောက်ဖို့ရန်အတွက်အကျိုးရှိရှိအသုံးချသွားမှာဖြစ်ပါတယ်ကျမတို့လူငယ်တွေရဲ့တက်တိနဲ့ရဲစန်းဂုံကိုပေါ့နော်ပါဝင်ပေးကြဖို့ရန်အတွက်အရောက်စီတိုင်းကိုမြစ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျမအနေနဲ့ကျမတို့ရဲ့ဒီ
ဒေါက်တာဆက်စာပေါ့နော် MOIC ကနေပြီးတော့မှ Minister ဝန်ကြီးဒေါက်တာဆက်စာကိုကနေပြီးတော့မှကျမတို့ဒီ project အတွက်ပေါ့နော်ဒီ Zoland Slide Action Project ဒီ online fundraising မှာပေါ့နော်ပါဝင်ပြီးတော့မှမိန့်ခွန်းပြောကြားပြီးတော့မှဖြစ်ပါတယ်ဒေါက်တာဆက်စာဆိုလို့ရှိရင်လည်းကျမတို့အင်မတန်မှလေးစားရပြီးတော့မှပေါ့နော်ပြည်သူနဲ့အတူအခုချိန်ထိပေါ့နော်ကျမတို့ဘက်ကနေပြီးတော့မှဒီတော်လန်ရေးအတွက်ကိုပေါ့နော်မရက်မနာတခါတည်းဆိုလို့ရှိရင်အိတ်ချိန်3နာရီလောက်ပဲရှိပြီးတော့မှမရက်မနာကြိုးစားပေးနေတယ်ကျမတို့လေးစားရတယ်ကျမတို့ရဲ့ရှင်းတိုင်းသားကျမတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်ကျမတို့အခုဒီ NUG ဆိုရမှာလဲဝင်ကြီးတစ်ပါးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆရာရဲ့ဒေါက်တာဆက်စာရဲ့ကျမတို့မိန့်ခွန်းကိုကျမတို့အားလုံးနားဆင်ကြရအောင်နော်ချစ်ခီလေးစားပါတော့ဘီတူလူထုအပေါတို့ခမညာဒီနေ့ဟာ Zoland Slide Action Project အတွက်ကျွန်တော်တို့ fundraising လုပ်နေတဲ့နေ့ဖြစ်ပါတယ် Zoland PDF ဟာဆိုရင်ဒီဒေါ်လာရေးမှာချင်းပြည်နယ်မှာထက်ဝီဝီကိုစုညာစုစစ်တမြပါဝင်နေတဲ့ကျွန်တော်တို့သူရဲ့အကောင့်တွေဖြစ်ပါတယ်သူတို့မှာမြို့သေးတိုက်ပွဲတွေရှင်နွဲရမှာအရေးကြီးဆုံးဖြစ်တဲ့စနိုက်ပါအတွက်ကိုဒီနေ့ Zoland Slide Action Project ကိုသူတို့ဖော်ဆောင်ရရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်သူတို့ website မှာလည်းအကုန်လုံးသူတို့ကနေပြီးတော့တက်ဆိုင်ရာဖော်ပြပေးပါလိမ့်မယ် PDF Zoland ရဲ့ Facebook page ZFU ရဲ့ Facebook page တွေ Zoland Voice TV နဲ့တခြား media page တွေမှာလည်းဒီ activity တွေကိုအားလုံးကြည့်ရှုနိုင်ပါတယ်အထူးသဖြင့်ကဒီနေ့ကျွန်တော်တို့ Zoland Slide Action Project ကိုလိုရာချစ်အကြောင်းကြီးဟာဒီဒေါ်လာကြီးကိုအများဆုံးအောင်မြင်နိုင်ဖို့ရည်ရွယ်ပါတယ်ဒေါ်လာကြီးဟာတနာရီစောပြီးတော့အောင်မြင်နိုင်တယ်ဆိုရင်အဲ့ဒီတနာရီကိုကျွန်တော်ရယူဖို့လိုပါတယ်မိနစ်30ထားစောပြီးတော့ဒေါ်လာကြီးအောင်မြင်နိုင်မယ်ဆိုရင်အဲ့ဒီမိနစ်30ကိုကျွန်တော်ရယူဖို့လိုပါတယ်ဒီနေ့ကျွန်တော် Zoland ကိုကြည့်မယ်ဆိုရင်ချစ်ပင်နေမှာအဓိကကျွန်တော်တို့ဒီမြန်မာတမိုင်းတာမကပဲနဲ့ကမ္ဘာတမိုင်းကိုပါအရေးကြီးလာပါတယ်ပထမကမ္ဘာစစ်1914မှာ Zoland ကနေပြီးတော့သူရဲ့ကောင်းတွေ1000ကျော်ဟာတိတိကျကျကျွန်တော်စီမှာကြည့်တဲ့အခါမှာဆိုတော့1033ရောက်ချင်းပြည်နယ်ဇိုဟမ်ကနေပြီးတော့သူတို့ဟာဥရောပတိုင်းကိုပထမကမ္ဘာစစ်မှာတွားပြီးတော့လောလာကြီးအတွက်ကိုအတဲနဲ့လဲပြီးတော့တိုင်းပွဲဝေခဲ့တဲ့တမိုင်းလဲရှိပြီးသားဖြစ်ပါတယ်ဒီຫນွေဥတော်လာကြီးမှာလဲကျွန်တော်တို့ချင်းပြည်သူလူထုတွေဟာချင်းပြည်နယ်မှာဒူမိကနေပြီးတော့ဒီຫນွေဥတော်လာကြီးကိုအခုစခဲ့ရမှာအခုဆိုတော့မောက်ပြန်လက်နဲ့တွေဒူမိကနေပြီးတော့မောက်ပြန်လက်နဲ့ကနေပြီးတော့အခုဆိုရင် drone တိုက်ပွဲအထစ်ကိုကျွန်တော်ဟာရှင်နွဲနေပြီဖြစ်ပါတယ်ဒါတွေအလုံးဟာလဲပြည်သူလူထုရဲ့ပါဝင်မှုကြောင့်ဖြစ်ပါတယ်အခုဆိုတော့အားလုံးတည်ထားတဲ့အတိုင်းပဲနေပြီးတော့အနိကိုလည်းဒီတိုက်ပွဲဟာရောက်ရှိသွားပြီဖြစ်ပါတယ်ချစ်ကလေးစားပါတော့ပြည်သူလူထုအပေါ်တို့ခင်ဗျာပထမကဘာစစ်ကတဲ့ကဒီမိုကရေစီအရေးတာတူညီမျှကြီးနဲ့လောလာကြီးအတွက်ကိုကဘာဥရောပတိုက်ကဘာပထမကဘာစစ်ဥရောပတိုက်အထစ်ကိုတိုက်ပွဲဝေခဲ့တဲ့ချင်းသူရဲ့ကောင်းတွေဟာဒီနေ့ဆိုရင်
หน่วยอุดรหลายยี่มาแลแต่เมียวเมียวสวาเปลุแค่บีพี่ป่าเลยตัวรู้อาลูกูเลยจะโดดกูอยู่ป่าเลยอะไรผิวป่าเลยดีนี้จะโดดดีดอลลาร์จีฮะขาซาเชจ่อตัวนี้เดียดอลลาร์มาหูตโลดีดอลลาร์จีดียูจินชินเน่ Federal Democracy สนิโกอภิอวะยาในยามียาอยู่ในยามีเอ็ดป้าแต่กูยาวยามีสุดเดบลโลเบพินิสิกามูน้าวมาโซเลมเมียวเอ็ด Federal Democracy ในงาโดจิโกยาวมีสุดเดยูเชนเนยูจิเชนเนจะโดตัวนี้นะพิบาร์แต่เพื่อการจิเมสุยิมดีดอลลาร์จีฮะพยากับปีโตตาวกูท้าสาวนี่ตโลดีดอลลาร์จีมาปาวินิจาเดตอุตยาวชิสิตายฮะแต่ไม่กับปีโตตาวกูท้าสาวนี่จาเดด้วยเจ้าอาลูกูเลยจีจุติจอมเปียวลงไปเลยพยากับปีโตตาวแต่ไม่กับปีโตดีดอลลาร์จีอีตาวฮะจะนอดูคิดตามกับเป็นเนี่ยนาวลานาวตาคิดเสเสด้วยดีแต่ไม่กูจะดูยินดีนะพี่ป่านะถ้าจำรู้ชิคลิซาป่าต่อปีดูรู้ตัวป่าวดูเข้มยา Zoland PDF เย่โปรเจกต์พี่เด็ก Zoland Slide Action Project ตัวกูเล่ไว้วงปีดอกกูงี้ป้าปูเปิจาบายาเล่เน่ไตตัวไม่ได้ยาขาลุป่านะยาวสิได้กูพยายามตะกี้เกาจีปีบาเซ่ Zoland กูพยายามตะกี้เกาจีปีบาเซ่မြန်မာနိုင်ငံတော်ကြီးကိုဖျားတည်ကောင်းချီပေးပါစေအမြတ်ဆုံးဒီအရေးတော်ပေါ်အောင်မီပါစေဟုဆုမကောင်းတောက်ရည်နဲ့ကျွန်တော်ဒီမိခွလေးကိုပါလိုက်ပါတယ်အားလုံးကိုဂျူတီပါတယ် May God bless you အရေးတော်ပေါ်အောင်ရမည်အရေးတော်ပေါ်မုတ်ချအောင်ရမည် Yeah Zogam zomi adi nun tang na sisan bokhia Zogam salva teo himun panin za tang na piai kong pa toy wo hi ni le kha in zong te sisan to gel khiat khang thak tang tu ngel ni om ken te gam le le ha di na it pente nu sia in swata na de in nanun na nong pe kya swata na le we be tu le na te khang da toy la ten si san bo khin ta Time then like na du mai then lao kha da luai jan ai he na khat long was them hal song job like was mang in the om tail low nga in sung in the bang chu now bang kap lo chin bas play a lung one the thing om lo stay tung da na like set nan ha koi so kam chik jang hong pa lo ning ngai su simin klung tang na e so tu le sum le pai to ko so na ki nga ton lo e so kam so mi a han jam tu no so kam su ni ma bang por khat le am sung pe ko ngai su to ki kam in places sun in prom pa kyang ki tui nap tui to I tu mi tau na te ni kan ni cha lung dam na ki tui hong swa ki kwa zo na dia I hai ma te
ရန်ကောင်းလို့အကုန်လုံးကလက်ခုပ်တီးဖို့တော့မေ့ပြီးတော့မှခဏလောက်အသက်ရှူရက်သွားကြရထင်တယ်နော်တကယ်ကိုနော်ဒီနေ့ဒါရိုက်တာကိုပေါ့ကလည်းတွေ့သွားမယ်တကယ်ကိုမင်းသားမင်းသမီးအဆူတော်တွေအများကြီးပဲတွေ့သွားရတယ်နော်ဆိုတော့အင်မတန်မှတော်ပါတယ်ကလေးတွေကရောနော်တကယ်ပဲနော်သူတို့ရဲ့အရေးရှင်းနေရဒီမှာဆိုလို့ရှိရင်အမှုပညာပိုင်းပဲဖြစ်ပေါ့နော်တွေ့ရတယ်သူတို့အိမ်မက်တွေကဆိုလို့ရှိရင်ပေါ့နော်ခုနသရှင်းတွေထဲမှာပါတယ်လို့မျိုးပေါ့နော်မိသားစုတွေနဲ့အတူနေပြီးတော့မှနိုင်ငံသားတွေမှာကြောင်းတက်ပြီးတော့မှရုံးတွေမှာအလုပ်လုပ်နေရမယ်ကလေးတွေဖြစ်တယ်ဒါပေမဲ့နိုင်ငံနဲ့လူမျိုးအတွက်အခုလိုမျိုးပေါ့နော်မိမိဖြစ်ရှင်တဲ့ဆန္ဒတွေကိုပေါ့နော်ဖယ်ထားပြီးတော့မှအခုလိုမျိုးပေါ့နော်တိုင်းပြည်နဲ့လူမျိုးအတွက်ကိုတိုက်ပွဲဝင်ပေးနေတဲ့အတွက်အင်မတန်မှလေးစားပါတယ်ဒီသူရဲ့ကောင်းအားလုံးကိုပေါ့နော်ဆက်လက်ပြီးတော့မှကျမတို့ရဲ့ Zolan PDF ရဲ့ကျမတို့ဒီ commenter ကိုဖိတ်ခေါ်ပါတယ်ဂီဒီယုံကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဂေးတန်ဖြစ်ပါတယ်ရှေးဥစွာစီမကောင်းဆောင်ကြီးများလေးစားရပါတော့ဒေါက်တာဆဆာနဲ့ကျွန်တော်တို့ချစ်ခင်လေးစားရပါတော့ဒါရိုက်တာကိုပေါ့ကိုတိုင်းပါဝင်ပြီးမှအပိစကားမင်းခေါ်စကားကိုပြောပြီးမှမြန်မာငွေ750တိလူရန်ပေးတဲ့ဒါရိုက်တာကိုပေါ့ကိုလည်းဒီကနေ့အထူးကြီးဥတန်ရှိပါတယ်ပြီးရင်ကျွန်တော်တို့မဟာမိတ်ခေါင်းဆောင်ကြီးများတို့လည်းအထူးပဲကြီးဥတန်ရှိပါကြောင်းရန်ဤဥစွာကျွန်တော်ပြောကြလိုပါတယ်ကျွန်တော်တို့တော်လိုင်းရေးအစကနေဒီနေ့ဒီချိန်ထိကျွန်တော်တို့နဲ့ရက်တည်ပြီးတဲ့ပြည်တွင်းပြည်ပပြည်သူတွေအားလုံးကိုအရန်ကိုကြီးဥတန်ပါတယ်ကျွန်တော်တို့အစကနေကျွန်တော်တို့တော်လိုင်းရေးအစမှာတူမီတနတ်တွေနဲ့ခချိုးလေးတွေနဲ့ကြိုက်ပြီးမှစခဲ့တာပါဒီနေ့ဟာဆိုရင်နှစ်ကျော်တော်လိုင်းရေးအတွင်းမှာဆိုရင်ကျွန်တော်တို့မောင်းပြန်တနတ်ဒီရှိတဲ့တလောက်ရှိနေပါပြီမြို့သိမ်းတိုက်ပွဲအတွက်ဆိုရင်ကျွန်တော်တို့80ရာခိုင်နှုန်းလောက်ကတော့အဆင်သင့်ဖြစ်နေပါပြီအဲကြောင့်ကျွန်တော်တို့ဒီနေ့စနိုက်ပါလူချင်းတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့လူချင်းတာတမဟုတ်ပဲနဲ့လူအပ်တာဖြစ်တဲ့အတွက်ကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေကနေကျွန်တော်တို့လူအပ်နေတဲ့စနိုက်ပါတွေကိုဝယ်နိုင်ဖို့ရန်အတွက်ကိုတတ်နိုင်ဘက်ကနေဝင်ပြီးမှပါဝင်ပြီးကြပါဒီပိုက်ဆံတွေကိုကျွန်တော်တို့ ZF ဆို PDF ဆိုလဲထဲမှာပဲလူရန်တယ်လို့တဘောမထားပဲနဲ့ကျွန်တော်တို့မြန်မာပြည်တပြည်လုံးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့မြန်မာပြည်တပြည်လုံးမှာပြည်သူတွေအနာဂတ်အတွက်ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေဝင်ပြီးမှပါဝင်ပြီးကြတဲ့တဘောမျိုးနဲ့လူတန်းကြမယ်ဆိုရင်ကျွန်တော်တို့လူတန်းတဲ့ဟာဒီကျွန်တော်တို့အလကားမဖြစ်စေရပါဘူးကျွန်တော်တို့ ZF ဆို PDF ဆိုလင်းကိုပါဝင်ပြီးကြတဲ့ပြည်တွင်းပြည်ပကစပေါ်တာများအားလုံးကိုလည်းကျွန်တော်တို့ကိုပန်းပူရင်းနဲ့ရက်တည်ပြီးတဲ့ဟာတွေကိုဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာတပြည်လုံးပြည်သူတွေရဲ့လူအပ်နေတဲ့တောင်းတနေတဲ့ဒီမိုကရေစီရနိုင်ဖို့ကျွန်တော်တို့တပိုင်းတနိုင်ကနေထဲဝင်ပါဝင်ပြီးကြမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့မြို့နယ်ထဲကနေစကားစားတွေကိုမောင်းထုတ်နိုင်ဖို့ရန်အတွက်နေ့စဉ်မပြတ်ကျူးစားနေကြသူဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီချိန်တည်းကိုကျွန်တော်တို့လိုအပ်သမျှကိုဖြည့်ဆည်းပြီးတဲ့ပြည်သူအယောက်စီတိုင်းကိုကြီးဦးတင်ရှိပါတယ်အခုအရန်လိုအပ်နေတဲ့စနိုက်ပါဟာဆိုရင်စနိုက်ပါတလက်ရဲ့ထိရောက်မှုကကျွန်တော်တို့ရေးပေါ်10ရောက်သွားတာထက်တကယ်ကိုစနိုက်ပါအရေးချင်းရှိတဲ့တယောက်2ယောက်လောက်မီရှင်သွားတာကပူပြီးတော့ထိရောက်ပါတယ်ပူပြီးတော့ကျွန်တော်တို့လူချင်းနဲ့ပြစ်မှတ်ကျွန်တော်တို့ရဲ့စကားစဘက်ကပြိုင်ဘက်ကခေါင်းပေါင်းတို့ခေါင်းဆောင်တို့ပါတော့ဆိုရင်ကျွန်တော်တို့ပြစ်မှတ်တိကျဆိုတာတုတ်တင်နိုင်ဖို့ပေါ့နော်ကျွန်တော်ဒီစနိုက်ပါကိုလိုအပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရန်သူကို
ยานตูลูเซสานายผู้ยานตูกูมีลูยีลูจินนายผู้ก็จนเราด้วยดีนี่ดีเชมาสากาซาเนี่ยอปองปาโรอาลงจนเราเนเรกานี่มองท่านายผู้จนเราตามเปลี่ยนทุกสิ่งสิ่งยี่โลกนายผู้จนเราอเมียจีลูอันนี้ที่ว่าเด้อาจจะมาโลเซเลปิมาจนเราลูอัจฉริยกูปีเดือนปีปามาชีเลปีตูรีกูมาลูนายเนาะลูนายเมตูรีกูมาเปียวปีปีมากูเยอติเมสวยรีกูเปียวปีจ่าบาโลဒီကနေ့ကျွန်တော်ပြောချင်ပါတယ်ဂမ်ဆုံဂမ်ပွားအမီပီတဲကိုတူနီနာ ZF ဆို PDF ဆိုလန်နုံပန်ပီနာဟောင်းနာတိကမာဟုနီနာကိစီကေနုတက်ချီအုံကမ်ခပ်ငမင်းဘန်ဟန်ယမ်ချီလေ ZF ဆို PDF ဆိုလန်နီနာကောဂမ်ဘုတ်ဆိုတာနာဒီငါမပန်တဲဟီယိုဟီအီတိုလာယီနာစပန်မီနမ်ဘိုင်ဟီလိုဟီဘီယက်နာဘိုင်ဟီလိုဟီขัวเล็ดตุยหางฮิโลฮีอีกัมบุบบวยนาฮีกัมบุบบวยนาหางมาปังกูมีปีกากับเตะตูนี่เจียงดงหงหุหงปันปีเตะมีปีเห็นเปกกัวมักกิสิกเกนุเตะสีนะกูมีปีกากับเตะลำปันนี่นะองกำขับนวมฮีอุงเอ็นอินเลียนเกยงอเปเขจอูดิงอีสังกัมอูเลนาวอีเมลเทตนาวเตะเกนปีนี่ตูไลตักินะอีกาลเตเป็นเด็กตักินะอีดูจอกนาดิ่งนะอีลุงกุลสวดตั้งนาอิงะเทนาดิ่งนะอีโจกัมอินะดำนาอ่างะจิงนาดิ่งนะอีกอลกัมอินะดำนาอ่างะจิงนาดิ่งนะตูไลตักินะกาลโดนาดิ่งนะอัทุพิมามาอเกสัมมามาอฮีสไนปาเลย์จอกนาดิ่งนะน้องปันปีเต็กนาดินะโนอีนี่ขัดท้าให้ตรงนี้นะโนอีในขัดท้าให้ตรงนี้นะโนอีจิงสังอันเนกตังให้ตรงนี้นะโนอีชูยบุงขัดตังให้ตรงนี้นะน้องเปียกเจ็ดจิมเต็กนาดินะมีปีกากับลำปันนี่นะองเงินหิอุงบางห้างนี่นะมีปีกากับกิจิกะฮิวิมจิเลกูเตเป็นมีปีหลักปันมีปีมาหิอุงขังโนหลักปันขังโนหิอุงตัวไอ้มันนี่นะมีปีกากับจีนะอากิสัมเฮียงตัวมันนะน้องปันปีเต็กนาดิวนะนักปีตะกินะมาปั่นละครนี่จีองแกนนอมิงตัวนี้อีกำบวยนะหัวเฮาวินะตัวนี้เจียงดง CDM วันท่านแต่แค้นเปกลุงแกนายใจนี่อีกำบวยนะหางนะมาอาซมเทโลฟังโนแค้นเปกลุงแกนายเฮ็ดใจนี่กำบวยนะหัวเฮาวินะมีปีลุงกุลนะตังตุนนะดิ่งนะนาเซมสิสันบอกเฮียนุนตังนาลวงข้ามานาเซมกำบุมีปีกากับเตะกัวมาลุงแกนายใจนี่ตูนี่ตูหุ่นนี่นะสมองไปเขตจงตอลตาอินเตะอาเฮียงนะทุ่มนายใจนี่บางหางเฮียมจีแหละอีปุยป้าเตนะบุยพักว่านาตอบจีตัวริงเตอุดเลวฮีหังกอลซอนาเป็นนายมาตาฮีกอลซอนาดิงเป็นมีมัลขัดเด็กตัวมูตีฮีเอ็นบังจะเจียงเซมดิงเอ็นบังจะเจียงกาลสวนนวมจีเป็นมีมัลขัดเด็กอีกิเปียกเทียนนะมีมัลขัดเด็กอีฮันเจียมนะตัวมูตีฮีฮิมุนะกำดังอมอเปเชียเคนเปโซเตตาจงกิงอาโลฮีอีเวนะอีกำเล็กอีเลยาดิงนะเอ็นบังจะอาเวอีกำเบ็กตัวเวโมอีลุงซิมเบ็กตัวเวโมบังตัวเวจิมุนะฮิมุนะเสพเสียทุนฮีเกนหุนฮีนอนโลฮีอาณาเต็งหมายนะลาโตจิเกนฮีกำโตจิเกนฮีทูโตจิเกนฮีมักไกตัมปีตักเตยนะบุลปิตุงอาฮีจงฮีนะมีปีเตมายกำเลเลยอีน่าเกนฮีตูนี่นะเกนหุนฮีโลวาตูนี่นะเสพหุนฮีกำสุงกำพัวอมมีปีแค้นปกกิทุตัวตะกะเสพหุนฮีอันเอวอเลียนเป็นปนินต้องเสพอีเสพไทยขัดแต่กมดิงฮีสุมเลปายไอฮีจงทุ่งเงินนาตัวไอฮีจงอาเจียนเปียงนาตัวไอฮีจงหันทดนาตัวไอจงทับเปียงนาอัดตัวมินาตัมปีตะกิเสมทีเปล่าลบจงนอนใจนี่เปล่ารับจนหุนฮีโลวาเสพเสียทุนฮีเอ็นบังจะเจียงเสมจีเป็นมีปีเตนะองลำเอ็นมาฮี
มีปีเลยมีปีปังข้อมินฮิแรงฮิอีลุงกุสวตังนาเป็นจริงฮักนอนเฮ็ดเราดิ้งฮีหลายมากตาฮีบวยนาตั้มเปียงอินเตก็เต้นบังนาจียมจีเลยมีตัวเลี้ยงเขากิมินไปแรงไอเลี้ยงเขาเตกิผู้ค่ายนะขัดเลยขัดปวดไตมูอมดิ้งฮีจีมีสร้างอันยมโซนไปแรงองกิสิกบังดิ้งฮีจีมีสร้างนะอสังอินกาโซแรงกินุงไก่ดิ้งฮีจีมัวร้อนสังกะเต็กหุยนอกข้างนาถ่วงเต็กดิ้งเฮียไอ้ต้องหล่อจริงน้วมเต็กกัวโซนหาดิ้งนายเต็กแกนเชียนนาลังปันนาตัวเนี้ยมลุงซิมตั้มปีตั้งงอมดิ้งฮีตัวเต้นอกขานาหางนะกำซุงกำปัวมีปีกาครับอปันปีเตะกัวมาลุงเกลดิ้งเฮียงอีลำปีขัดเบคีตัวลำปีน่ะกำบุบสวต่างนาดีนะดิโมคราซีลำปีอะอากิไปฮีตัวอีน่ะกิมและป่ามานองกายหนังนกขักสังหนวมงระปีหนวมงกูหนวมเตเป็นนะลุงซิมาก่อยเวทเกยุนลำปีไปน่ะอุยงตองแขนเปล่าบวยปีแรงอีไปนบนาลำปีตุงโลดิงอีหิมันนี่นะกลัวมาลุงเกนี้ซุมและปลายมาปังซุมและปลายต้องมาปังเตะลุงเกยุนคัดไปนี่ไปเบ็ดเปียกนี่หรออีกัวโซนี่ตักเสียงลงอีเปียกดิงอีหิมันนี่นะห่านเทียมนี่ซุมและปลายเป็นอากิซงกิเทยกูกำเลยมีนามาดิ้งนะเซมเตนะมีปีกากับเตนะกันุนต่างเราเป็นเบลกิซงกิเคโลอากิซงกิเลเทโลฮีกูอีกิเปียกเช่นนะกูอีฮิเทตอบนะอาสังเป็นโตกำบุบสวดต่างนะดิดิ้งโซกำสวดต่างนะดินะอากิเปเคียงเงียฮีตัวมาบางอย่างนะกำซุงกำปัวมีปีเต้นซงอันตั้งหายขัดต้อยซงซุมเปขัดซานิต้อยซงปันปีนาตัวต้องปันปีอุ่นตัวเต็งแค้นเปิดเป็นอากิเลกิเคอากิซงกิเคนาเลวันเตฮีก็อากิซงกิเคโลอากิเลเทโลกันุนต่างนาอุลวงข้ามินะมาองปังดีฮีจีนะอะตอบนายนะทุกขุมนายนะองเย็นนัวมิงนะปีตะกินะกะลุงดำကျေးဇူးတင်ပါတယ်ဒါကတော့ကျမတို့ PDF ဇုံလန်းစီဦးစီးမှုဗီဒီယိုကနေပြီးတော့မှကျမတို့အားလုံးအတွက်တိုက်တွန်းစကားအမှားစကားပြောကြားပြီးသွားတာဖြစ်ပါတယ်ကျမတို့စီဦးစီးမှုပြောကြားသွားတဲ့အတိုင်းပဲပေါ့နော်လိုရှင်တာမဟုတ်ပဲနဲ့လိုအပ်တဲ့အတွက်ကြောင့်မို့လို့စနိုက်ပါနဲ့လက်နက်ခရင်တွေကိုတောင်းဆိုနေရတာဖြစ်ပါတယ်စနိုက်ပါဆိုလို့ရှိရင်ရဲဘော်10ယောက်သွားတာထက်ပေါ့နော်စနိုက်ပါအပြစ်တော်တဲ့စနိုက်ပါသမားတစ်ယောက်ကသာသွားမယ်ဆိုလို့ရှိရင်သူတစ်ယောက်သွားတာနဲ့ရဲဘော်10ယောက်သွားတာနဲ့ပေါ့နော်ညီမျှပါတယ်လို့ဒါကြောင့်မို့လို့စနိုက်ပါအရေးကြီးတဲ့ခန်းကဏ္ဍအထူးဖြင့်ကျမတို့နောက်ဆုံးတိုက်ပွဲမြို့သိမ်းတိုက်ပွဲတွေကျမတို့လူမျိုးနယ်မြေတွေဖော်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစနိုက်ပါအင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့်မို့လို့အရောက်စီတိုင်းပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ကျမတို့မြေပြင်ကနေပြီးတော့မှတချင်းဆိုမဲ့ကလေးတွေရဲ့အစီအစဉ်တွေရှိပါသေးတယ်ဒီဥစ္စာမလာခင်မှာကျမအနေနဲ့ကြော်ညာရှင်နာလေးတွေရှိပါတယ်ဒါကတော့ကျမတို့ပြီးခဲ့တဲ့ခေါက်ကပေါ့နော်ကျမတို့ project ပေါ့နော်ပြည်သူအားနဲ့3G ဆက်မယ်ဆိုတော့ကျမတို့ project လေးတစ်ခုကိုကျမတို့ဒီအဖွဲ့၄ဖွဲ့အတွက်ကိုခွဲဝေပေးတဲ့ project တစ်ခုမှာ fundraising ပွဲလေးကိုကျမတို့လှုပ်ဆောင်သွားတာဖြစ်ပါတယ်ဇရက်ဖြူကနေပြီးတော့မှဦးစီးပြီးတော့မှဒီခန်းကဏ္ဍမှာကျမတို့ LA မှာရှိတဲ့ NUG supporter အဖွဲ့ကနေပြီးတော့မှကျမတို့သူတို့ရဲ့လက်ဝဲရတနာ ticket တွေကိုပေါ့နော်ရောင်းနေနေကျမတို့အဖွဲ့ကိုဒီ project တက်ကိုပေးလှူခဲ့တာဖြစ်ပါတယ်အဲ့ဒီ ticket တွေအကုန်လုံးဟာရောင်းကုန်သွားပြီဖြစ်ပါတယ်ဒါပေမဲ့ ticket ပိုင်ရှင်တွေဖြစ်တဲ့ဒီပစ္စည်းတွေပေါ့နော် donor ဖြစ်တဲ့ဒီ LA အဖွဲ့ကနေပြီးတော့မှဒီ ticket တွေကိုမဖောက်သေးပါဘူးသူတို့အနေနဲ့ဖောက်ဖို့ရန်အတွက်ဈေးရောင်းပွဲနဲ့အတူပေါ့နော်တွဲပြီးတော့မှ ticket တွေကိုဖောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ ticket ဝယ်ထားတဲ့သူအရောက်စီတိုင်းကနေပြီးတော့မှကျမတို့ကိုဆက်သွယ်ပြီးတော့မှမေးမြန်းလာတာတွေရှိပါတယ်ကျမတို့မဖောက်သေးတာဖြစ်ပါတယ်ရှင်မဖောက်သေးတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဖောက်တဲ့အခါမှာဆိုလို့ရှိရင်လည်း Zolan Voice TV ကနေပြီးတော့မှ live link ပေးတော့မှာဖြစ်ပါတယ်ဒီ ticket ဖောက်တဲ့အခါကြလို့ရှိရင်ပေါ့နော်ဒါကြောင့်မို့လို့ပိုင်ရှင်တွေဖြစ်တဲ့ LA က NUG supporter တွေကသူတို့ ticket ဖွင့်မဲ့နေ့ကိုတရားဝင် flyer တွေနဲ့ကြော်ညာလာတဲ့ခါကြလို့ရှိရင်ကျမတို့ Zolan Voice TV ရပဲဖြစ်ဖြစ် PDF Zolan ကပဲဖြစ်ဖြစ်ကျမတို့ media တွေကနေပြီးတော့မှတာဝန်ရှိသူတွေရဲ့ media တွေကနေပြီးတော့မှလည်းထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်လို့ ticket ဝယ်ထားတဲ့သူပြည်သူလူထုအရောက်စီတိုင်းကိုပြောကြားလိုပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ဒီနေ့ဒီ Zolan Slide Action Project ပေါ့နော်ဒီ project မှာပါဝင်လို့တဲ့သူတွေအရောက်စီတိုင်းကျမတို့ရဲ့ target amount ဟာ$1 3သိန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာပဲအကုန်ရရှိမယ်လို့တော့ကျမအနေနဲ့မမျှော်လင့်ပါဘူးဒါကြောင့်မို့လို့ဒီ target amount မပြည့်မရှင်းကျမတို့ဟာပါဝင်သွားမှာပါဝင်ပြီးတော့မှဒီ fundraising ပွဲကိုစတိုက်ကျင်းပသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိရဲ့ဒီ one day pay ပေါ့နော် one day pay နဲ့လည်း challenge
ခေါ်လို့ရပါတယ်လို့ဒါမှမဟုတ်လို့ရှိရင်လည်း1 week ဒါမှမဟုတ်လို့ရှိရင်လည်း3ရက်ပဲဖြစ်ပေါ့နော်အဓိကကတော့ 1 day pay နဲ့အယောက်စီတိုင်းပေါ့နော်ကျမတို့1 day pay တယောက်ကိုအနည်းဆုံး100လား200လားရမယ်ဆိုလို့ရှိရင်ကျမတို့လူအယောက်100ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်ကျမတို့ဒီနိုင်ငံသားမှာရောက်ရှိနေတဲ့ပြည်တွင်တွန်းဆန်ကြီးခါစတဲ့နေမြေတွေမှာရှိတဲ့ပြည်သူလူထုတွေဟာနိုင်ငံသားမှာနေမြေအရရက်မှာပေါ့နော်ကျမတို့ Australia မှာပဲဖြစ်ဖြစ် USA မှာပဲဖြစ်ဖြစ်ရောက်ရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိတွေရဲ့လိုအားခတရက်စာကိုသာရောက်ရှိနေတဲ့သူတွေအယောက်ကတောင်းနဲ့ရှိပါတယ်ဒါကြောင့်မို့လို့အယောက်စီတိုင်းပါဝင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒေါ်လာ3သိန်း target ကမကြခင်ပြည့်မီမှာဖြစ်ပါတယ်ဒီမှာရှိနေတဲ့ကလေးတွေပေါ့နော်သရှင်းဆိုသွားတဲ့မြေပြင်ကသူရဲကောင်းတွေတက်ငယ်ငယ်ရေးနဲ့သူတို့ရဲ့အသက်ကိုပမာဏမထားပဲเนาะတိုင်းပြည်လူမြောက်ဖို့အတွက်ကျမတို့သားစဉ်မြေးဆက်ဒီတစ်ခါစက္ကစကိုအမြင့်ကနေဆွဲနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုတော်လန်ရေးဟာနောက်တစ်ချိန်ပြန်လို့ရှိနေဆိုလည်းဘယ်တော့မှရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဒီတစ်ခါကျမတို့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အယောက်စီတိုင်းပါဝင်ဖို့ရန်အတွက်ကျမအနေနဲ့မြစ်တာရက်ခံလိုပါတယ်ဟုတ်ကဲ့ပါကျမတို့ Zolan Slide Action Project အတွက်ကိုထဲဝင်သွားတဲ့အလူငွေတွေကိုဆက်လိုက်ပြီးတော့မှကျမတို့ကြေညာပါမယ်ရှင်ဒီနေရာကိုကြေညာဖို့ရန်အတွက်ကိုခံပြီးကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့မနညံကျေးဇူးပါကျွန်တော်တို့ပါဇာမုံစီကနေပြီးတော့ဒေါ်လာ120ပါဇမ်ဒါဒေါ်လာ50ပြီးတော့ခိုင်ပူဒေါ်လာ230ဒန်နီယယ်ဒေါ်လာ144ပီတာဒါလ်ဒေါ်လာ150အိုင်မုံဒေါ်လာ200ပြီးတော့နာမည်မဖော်လို့တဲ့မိသားစုတစုကနေပြီးတော့ဒေါ်လာ2000ဝါပြီးတော့ပါဇောဆီယမ်ဒေါ်လာ300ပြီးတော့အမီမဖော်လို့တဲ့လူပြူချောတယောက်ကနေပြီးတော့ဒေါ်လာ1000ပြီးတော့စွမ်တုံ UK ကနေပြီးတော့စတာလင်ပေါင်200ပါနာကျင်စုတဲ့ Australia ဒေါ်လာ200တို့ဖြစ်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်ဖျားသခင်အရောက်စီတိုင်းကိုကောင်းကြည့်ပေးပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှလည်းလှူဒန်းပေးကြပါဦးလို့เนาะဒီ live ကိုကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့เนาะအခု live မှာကျမတို့လွှင့်နေတဲ့အချိန်မှာမကြည့်မိပဲနဲ့ဒီက live ပြီးသွားမှာပဲ share ပေးထားတဲ့အပေါ်မှာပေါ့เนาะပြန်လည်ကြည့်ရှုတာပဲဖြစ်ဖြစ်ပေါ့เนาะဒီဟာကိုတွေ့တဲ့ခါကြလို့ရှိရင်လည်းပေါ့เนาะဒီမှာဒီပေါ်မှာပါတဲ့ဖုန်းနံပါတ်ကိုပေါ့เนาะကြိုက်တဲ့အချိန်ပေါ့เนาะဆက်သွယ်မေးမြန်းပြီးတော့မှလှူဒန်းနိုင်ပါတယ်တကယ်လို့ငွေအမောက်များတယ် Zelle နဲ့မရဘူးဆိုလို့ရှိရင်လည်းကျမတို့ bank account တွေလည်းပေးလို့ရပါတယ်လိုအပ်တယ်ဆိုအင်တန်ရရောက်လည်း cash လာယူလို့ရပါတယ်လို့ဒါကြောင့်မို့လို့ကျမတို့ရဲ့ PDF supporter ပေါ့နော် PDF Zolan supporter ZFU supporter တွေရဲ့နေရာတိုင်းမှာရှိပါတယ်ဒါကြောင့်မို့လို့မိမိရှိနေတဲ့နေရာမှာလှူဒန်းဖို့ရန်အတွက်အခက်အခဲရှိတယ် technology ဘိုင်းပေါ့နော်ကျမတို့အခက်အခဲရှိတယ်ဆိုရင်ပြောပါရှင်ကျမတို့အင်တန်ရရောက်လာယူပါမယ်လို့ငွေကိုနော်အားကြောင့်မို့လို့လည်းကျမတို့ဆက်သွယ်နိုင်ပါတယ်လို့အဲ့ဒီဖုန်းနံပါတ်ကနေပြီးတော့မှလေဒါနဲ့ခံပြီးကိုခံပြီးခုနအမီမဖော်လို့တဲ့လူပြိုချောတယောက်ဆိုတဲ့လူရဲ့နာမည်ကဘာတူလဲကီကန်ထေးလို့ပဲပြောလို့မရဘူးသူကနာမည်မဖော်လို့ဦးတဲ့နာမည်မဖော်လို့ဒါပေမဲ့လူပြိုချောဆိုတော့သိရှင်လို့မေးမိတာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့မြေပြင်မှာရှိတဲ့လူငယ်လေးတွေရဲ့ပေါ့နော်ကျမတို့ရဲဘော်တွေရဲ့အရှင်းတန်ကိုကျမတို့ဆက်လက်ပြီးတော့မှနားဆင်ရမှာဖြစ်ပါတယ်ဒီတစ်ခါကျမတို့နားဆင်ရမယ်မြေပြင်ရဲဘော်တွေကတော့ကျမတို့တက်ရင် PDF Zolan တက်ရင်တစ်ကနေပြီးတော့မှညီလေးဆိုတဲ့တချင်းရဲ့ပြီးကြလို့ရှိရင် PDF တက်ရင်နှစ်ကနေသူ့ဟွန်းစုံမီဆိုတဲ့တချင်းနဲ့နားဆင်ခံစားရမှာဖြစ်ပါတယ်ကျမတို့နားဆင်ကြရအောင်နော်တချင်းနှစ်ပုတ်နဲ့5ကြောင်ပြောခြင်းမှာလူတွေဝမ်းမြော်ရစေပါကိုယ့်ရဲ့
mai chẳng buồn lại gì ba nào vì muốn chỉ ba ba ya in đi ba lu ri ko bin chẳng biết hiểu cha xin hết bỏ qua ya tu thâu lệ cha bu mi mà xuân này lệ qua lu ya ku sai tu ba nào cho ku cha lệ tu lệ trong nhà lại ba về sâu mà xa về na trong ba đi lý ya lu ri ye chi wan chi lệ ke ye chi ha alok na ri ba Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ
Ang son mo no ule now alung jami Sukam sule ya Sukam bai gama Wini kala song ite o Ikon nung tanga Bele pung kolpi Kole tui ong si u Sukam mai chi Suki di tin chi Chim chang dong bang in kwa song dia Ai bang mong chagi Ai bang ngap na e Sang ko mori hong age Mari panchana Anchana semi Ina itu sia cuma tu Sokam lei tampan Na jite na Sentui ongong tuna Ikwan ulen nao Kenan kale tui Kande nao Agite sabuna Dina bong ako Ake kiamite Kisa magen Sokam sou mio Tuman citakin Sou lai sou pawo Kai kung kwa so din Ui kwa ni ei sou Sou ni sou ngay na Untak pirin si pirin Sokam lei tang mo Tang mangon kami Sokam sou mio Kenong dilwai Sokam o sou mi Nung lamong pali Kan son mong no Ulen now Alung jam ni mà tu ye cao này anh bị mà tachin số qua ra ba đã rồi bắt mà tachin à rồi nhị lấy tachin thì bị mà tu dia tachin à rồi chúng taรู้บ่เนาะbên này à vềရောက်bên nào mà về xíบ่เนาะchúng taรู้ဒီchúng taรู้ရဲ့ဆုံးရှုံးသွားတဲ့လူခွင့်ရေးတွေကိုบ่เนาะပြန်လည်ရရှိဖို့ရန်အတွက်တစ္ဆာရှိနဲ့ DG စွာနဲ့မိမိနိုင်ငံမိမိနယ်မြေအတွက်บ่เนาะစီလုံးညီညွတ်စွာနဲ့တိုက်ပွဲဝင်သွားကြရအောင်ဆိုတဲ့တခြင်းလေးနဲ့ဒီဆိုဖြတ်ပြပေးသွားတယ်မြေပြင်ကညီငယ်ညီမငယ်များအရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျွန်မတို့အလှငယ်များကိုကြော်ညာပေးဖို့ရန်အတွက်ကိုခံပြီးကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့မာနေနေကျေးဇူးပါကျွန်တော်တို့ကိုအားတွန်စီကနေပြီးတော့ဒေါ်လာ100ပြီးတော့မာနေနေစီကနေပြီးတော့ဒေါ်လာ1000ပြီးတော့မုံဆန်ဒေါ်လာ100ပြီးတော့ဇမ်တွမ်ဒေါ်လာ200ပြီးတော့ခန်ပီဒေါ်လာ1000နုထျမ်ဒေါ်လာ200ပြီးတော့မလေးရှားနေပြီးတော့အမီမဖော်လို့တဲ့အကိုတယောက်ကနေစီပြီးတော့ဒေါ်လာ1000ပြီးတော့ကိုကင်ပူဂျပန်ကနေပြီးတော့ဒေါ်လာ390ပြီးတော့ JK လျန်မလေးရှားနေပြီးတော့ ringgit 200ပြီးတော့ကျွန်တော်တို့ Missouri PDF Zolan supporter နေပြီးတော့ဒေါ်လာ400ပြီးတော့ကိုထန်ကေမုံကနေပြီးတော့ဒေါ်လာ100တို့ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေပါပြီလားကျေးဇူးတင်ပါတယ်ခံပြီးဒေါ်လာ1000ဆိုတာကိုခံပြီးဆိုတာကိုခံပြီးပြောတာကိုခံပြီးပါအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုခံပြီးဒေါ်လာ1000နဲ့ပါဝင်ပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီတော်လိုင်းရေးမှာပေါ့နော်အမြဲတမ်းလူ PDF supporter တွေကျမတို့ state ပေါ့နော်ဂျော်ဂျီယာဒီအလန်တာဂျော်ဂျီယာအဖွဲ့တွေပြကြလို့ရှင်ဒီ state မှာမိခုနပြောတဲ့ Minnesota တို့ Missouri တို့ပေါ့နော်ကျမတို့ state တွေ50လောက်ရှိပါတယ်ဒီ state 50လုံးမှာပေါ့နော်ကျမတို့ဒီ ZFU PDF Zolan supporter တွေနေရာနှံ့မှာရှိနေတာကိုကျွန်မတွေ့ရတဲ့အတွက်ကြောင့်မလို့အင်မတန်မှခွန်အားရပါတယ်တချို့ကတော့နာမည်မဖော်ရဲသေးပါဘူးပေါ့နော်ကျွန်မတို့နာမည်လည်းဖော်တယ်ရုပ်လည်းဖော်တယ်ပေါ့နော်တော်လိုင်းရေးပြီးသွားရင်တော့အကုန်ပေါ်လာမယ်လို့ထင်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ပဲနာမည်ဖော်မဖော်ကျွန်မတို့နဲ့အတူအများနဲ့ရက်တည်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဒီတော်လိုင်းရေးမှာပေါ့နော်ကျွန်မတို့အခုလိုလှူဒန်းယုံနေမှမဟုတ်ဘူးပေါ့နော်အရေးပေါ်လိုအပ်တဲ့အချိန်မှာလဲပေါ့နော်ကျွန်မတို့လိုအပ်ရင်လိုအပ်တယ်လို့မျိုးကျွန်မတို့တိုက်ပွဲတွေဝင်နေတဲ့အခါမှာဒီကျမကြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီကျွန်မတို့တစ်ခါတရံကြလို့ရှိရင်တိုက်ပွဲတွေအရေးပေါ်တိုက်ပွဲတွေပေါ်လာတဲ့အခါမှာလဲကျွန်မတို့မမျှော်လင့်မဲနဲ့ဒီကျွန်မတို့ဒီမှာရှိတဲ့ fan တွေပေါ့နော်မလောက်တဲ့အချိန်ကြီးရှိပါတယ်ဒီလိုအချိန်မျိုးတွေမှာကျွန်မတို့ငွေရှိရပါတယ်အဲ့လိုငွေရှိတဲ့အခါမှာဒီသူတို့ရဲ့ငွေတွေကို
ဘာပဲဖြစ်ဖြစ်ပေါ့နော်လုံးဝမှတ်နှမျောပဲနဲ့ပေါ့နော်လိုအပ်ရင်လိုအပ်တယ်လို့ထောက်ပံ့ပြီးတော့မှထုတ်ပေးပြီးတော့မှရှိပေးနေတဲ့ကျမတို့ supporter တထေးတွေရှိပါတယ်ဒီတော့အင်မတန်မှထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒါကြောင့်မို့လို့ကျမတို့တော်လိုင်းရေးကြီးဟာပေါ့နော်အင်မတန်မှအရေးကြီးပါတယ်ဒီလိုတထေးတွေရဲ့အခန်းကဏ္ဍကလည်းအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်မို့လို့ဒီတော်လိုင်းရေးကကျမတို့ပြီးသွားတဲ့ခါကြလို့ရှိရင်ကျမတို့အားလုံးလွတ်မြောက်သွားတဲ့ခါကြလို့ရှိရင်ဒီတထေးတွေကလည်းပို့ပြီးရှမ်းတာမှာဖြစ်ပါတယ်အရှိခံလူတန်းစားတွေကလည်းဒန်းတူခွင့်ရေးကိုရရှိမှာဖြစ်ပါတယ်တထေးတွေကပို့ရှမ်းတာရုံပဲရှိပါတယ်ပြည်သူလူထုကနေဆင်းရဲတယ်ဆိုလို့ရှိရင်တထေးတွေကလည်းဒေါ်လာမီလီယံနဲ့ဝင်ရမယ့်ဥစ္စာကိုသူတို့ရဲ့ဝင်ငွေတွေကလည်းကျော်နေပါတယ်ဒါကြောင့်မို့လို့ဒေါ်လာရေးပြီးသွားတဲ့ခါကြလို့ရှိရင်မိမိရဲ့စီးပွားရေးတွေကိုညှိမနှိမ့်ဆက်မဲ့သူတွေမရှိဘဲနဲ့လွတ်လပ်စွာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ကျမတို့တောင်ပေါ်မှာရှိတဲ့တထေးတွေကိုကျမတို့အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဒေါ်လာရေးပြီးသွားမှပြန်ဆက်ပါဆိုပြီးတော့မှကျမတို့ကိုဒေါ်လာ3,000ရှိပြီးတော့မှရှိပေးမယ်ဆိုလို့ရှိရင်လည်းကျမတို့ဇရက်ဖြူကပြန်ဆက်နိုင်မှာဖြစ်တဲ့အတွက်ဒီဒေါ်လာရေးကအောင်မှာဖြစ်တဲ့အတွက်ပြန်ဆက်နိုင်မယ်ဆိုတာယုံကြည်တဲ့အတွက်ရဲရဲကြီးရှိရဲပါတယ်လို့ဒါကြောင့်မို့လို့ရှိထားပေးရှင်တယ်ဆိုလို့ရှိရင်လည်းကျမတို့သုံးထားချင်ပါတယ်။ဒါရှိလို့ရပါတယ်လို့ဒါမှမဟုတ်လို့ရှိရင်လည်းလှူရှင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ကိုလှူဒန်းနိုင်ပါတယ်လို့เนาะဒါကြောင့်မို့လို့ကျမတို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်။ကျမတို့ပေါ့เนาะဒီယုံကြည်သူတွေအနေနဲ့ပေါ့เนาะကျမတို့ရဲ့လှုပ်ဆောင်ချက်တွေဒီမှာဆီယာမလည်းရှိတယ်ပေါ့လှုပ်ဆောင်ချက်တွေအားလုံးကိုကောင်းကင်နိုင်ငံစာမျက်နှာပေါ်မှာရေးထားတယ်ဆိုသလိုပဲကျမတို့တော်လိုင်းရေးကာလမှာလဲပေါ့နော်တော်လိုင်းရေးပြီးသွားတဲ့ခါကြလို့ရှိရင်ဘသူတွေကဘာလုပ်ခဲ့လဲဆိုတာတော်လိုင်းရေးစာမျက်နှာရဲ့စာအုပ်ကြီးပေါ်မှာကျမတို့ကိုယ်သမိုင်းကိုရင်းနေကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တော်လိုင်းရေးပြီးသွားခါမှပဲကျမတို့ဟာသူ့တငယ်လို့လာပြီးတော့မှဟန်ဆောင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အခုဒီမှာရှိနေတဲ့ယူနီဖောင်းဝတ်ထားတဲ့လူငယ်တွေအကုန်လုံးဟာပညာတတ်တွေဖြစ်ပါတယ်လူငယ်တွေဖြစ်ပါတယ်အသက်ရှည်ပြီးတော့မှအနာဂတ်တိုင်းပြည်တွေရဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်ဒါကြောင့်မို့လို့သူတို့ရဲ့ရင်နဲ့သူတို့ရဲ့နှလုံးသားရဲ့တော်လိုင်းရေးစာမျက်နှာမှာဘယ်သူကအဖြူလဲဘယ်သူကအမဲလဲဆိုတာသူတို့ကရေးမှတ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိရဲ့လုပ်ငန်းတွေကိုတော်လိုင်းရေးပြီးသွားတဲ့အခါမှာလွတ်လွတ်လပ်လပ်လုပ်ရှင်တယ်သားစဉ်မြေးဆက်နာမည်ကောင်းရရှင်တယ်တမိုင်းမှာတမိုင်းလှရှင်တယ်ဆိုလို့ရှိရင်ဒီကလေးတွေရဲ့ရှေ့မှာကျမတို့ရဲ့လှုပ်ဆောင်မှုတွေနဲ့ကျမတို့ပြကြရအောင်လို့တော်လိုင်းရေးစာမျက်နှာကတင့်ကိုအာမနာပဲရေးချပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီတိုက်ပွဲမှာအာနာစတန်မပါဘဲနဲ့မိမိရဲ့ဆွေမျိုးမို့လို့မိမိရဲ့ညီကိုမောင်နှမမို့လို့ဆိုတော့တိုက်ပွဲပြီးသွားလို့ရှိရင်ကျမတို့ဆွဲငင်ပြီးတော့ခေါ်ယူမဲ့အခန်းကဏ္ဍတွေမရှိတော့ပါဘူးဒါကြောင့်မို့လို့ဒီစာမျက်နှာပေါ်မှာတမိုင်းလှလှနဲ့လိပ်ပြလုံးလုံးနဲ့ပါရှင်နေဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ project တွေမှာပါဝင်ပေးပါလူငယ်တွေကိုကျမတို့ထောက်ပံ့ပေးပါပါဝင်ပေးပါတော်လိုင်းရေးကြီးပြီးသွားအောင်လို့ပေါ့နော်တိုင်းပြည်လုံးမှာရှိတယ်ပြည်သူလူထုတွေအတွက်ပေါ့နော်တော်လိုင်းရေးမှာပါဝင်နေတဲ့တော်လိုင်းရေးရဲဘော်တွေအားလုံးကိုပါဝင်ပေးပါလို့ကျမအနေနဲ့ပြောချင်ရင်းနဲ့ဆက်လက်ပြီးတော့မှကျမတို့ရဲ့ committee ပေါ့နော်ဒီကဖြစ်မြောက်ရေး committee ကနေပြီးတော့မှကျေးဇူးတင်စကားပြောကြားပေးဖို့ရန်အတွက် OMC ခိုင်းကိုဖိတ်ခေါ်ပါရရှင်ကျမတို့ project တစ်ခုဖြစ်မြောက်ဖို့အတွက်ပေါ့နော်နောက်ွယ်ကနေပြီးတော့မှပါဝင်လှုပ်ရှားနေရတဲ့သူတွေအများကြီးရှိပါတယ်ဒီလူတွေကတော့ကျမတို့မီဒီယာပိုင်းပဲဖြစ်ဖြစ်ဒီအလူငွေတွေကိုကောက်ခံဖို့ရန်အတွက်လှုပ်ဆော်ပေးတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်မီတင်တွေအများကြီးထိုင်ပြီးမှကျမတို့ဒီ project တစ်ခုဆိုတာဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ project ရဲ့ community တာဝန်ရှိသူကနေပြီးတော့အားလုံးရဲ့ကိုစားကျေးဇူးတင်စကားပြောကြပေးမှာဖြစ်ပါတယ်ရှင် First of all, we give thanks to the Lord who has led us till this day. And today, for our project, Zolan Site Action Project, we'd like to thank our alliance who can participate and give encouragement speech. First to Salai Thang Chong from CDF Mindat, Commander-in-Chief, and he's the president of the Chilean Joint Defense Committee. And Salai Yun, he's the Kampala Township Council Chairman, and ICNC Interim Chairman. And Salai Timi from the Chilean Organization, he's the Assistant General Secretary, and he's the General Secretary of the Chilean Joint Defense Committee. And we'd like to thank Dr. Sasa for giving us his precious time and his encouragement. And also to Dr. Kopal for not just participating, also donating some big amount for our slide project. And we'd like to thank each and every individual who support us from the beginning till today. Tunina ete thana to bang ma hilowina
to pa ong happy na ong ket na hang bek to ZFU PDF zo lenin tuni chiang na kum ni vào tat sat loina mi pite ina nong hu na teu hang ina amasai na lungdam thum puakung PDF zo len iki pat chilina bangtan ong pai ding hiam chi ki thelowa por hatina be mang in te china be mang lo wina tu ni na that sem ina nidang ina kem khathina tu ni na kem nga kine na asol lo ina kem khat ki be na to ki lai ding hi mi pite na ei amuna yom no hangina yu theina lam pom momina abe sa hu na zong no hu na keu thu pi ma tu ni dong chinta twang lo ina igam ilei ma hi chiang ina ni khat ni chak chen i chia na ding itui ta te khanga igen ding kagamu kapian na huwa kapian na kole tui chia teng mai na izuna ipo ding tu ni na gam hoya omi yang ite gam hoya omi na nuam sa hiam kya nga yon bangina igama te zong igama mi pi so tak na federal democracy nga leng ai thewa ai lam i the ding wa manina nule pa ko ma pewina maila muna zong thazom tuan het loina nang naphal bang na chik lai pewina onghu to je lai ding thunge da zong phogun la bekham loina sumle pai tu ni fundraising be khiloina fundraising be khiloina sum khak theina ding agam tuama omina to chiangina sum khak theina ding na the kele zong ZFU pe siamo zolen voice TV pe siamo ekele PDF zolen pe siama chik lai pen angdong lewte kogam sung om nei de zong kogam sung pan zong ki pethe ya India pan nom le zong India pan ki pethe hi hite pen mipi maya ong ki pula no la han pen amawa ding ina security region nang ki pula lo hi to manina akwa ma pe thasanina pangkho mina zoding hi hang zo lo phamo hi tu nai zo kele chikma hun chiang ki zo lo ding hi tu thi thiat kom ethi thiat kom ina akipat soma hi le kipan ke zo betina sem ni asem te ma lo ching hi asem te mai ne hi sem lo pi kho ina nek som ke ni china hi ting to lungdam thu kenong going lungdame okay comedy ကနေပြီး comedy ဝင်ကနေပြီးတော့မှတက်ရောက်လာတဲ့လူကြီးတွေနဲ့ပါဝင်ပေးကြတဲ့ပြည်သူလူထုအပေါ်မှာကျေးဇူးတင်ကြောင်းပြောကြားပေးသွားတဲ့ပုံမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့မှကျမတို့ Zolan Slide Action Project ရဲ့နောက်ဆုံးခံကဏ္ဍကိုရောက်ရှိလာပါပြီဒါကတော့ကျမတို့ closing မှာပေါ့နော်ကျမတို့သရှင်အပိတ်သရှင်ပေါ့နော်အပိတ်သရှင်တပုတ်အနေနဲ့တီဆိုဖြောပြေးပေးမယ်ပေါ့နော်မြေပြင်ကဒီကျမတို့ရဲ့တရင်နှစ်ပေါ့နော်တရင်နှစ်ကနေပြီးတော့မှတီဆိုဖြောပြေးပေးမှာဖြစ်ပါတယ်ဒါကတော့ကျမတို့နောက်ဆုံးပိန်ရောက်လာတာဖြစ်ပါတယ်ရှင်အပိတ်သရှင်ကိုတီဆိုဖြောပြေးပေးဖို့ရန်အတွက်တရင်နှစ်ကညီငယ်ညီမငယ်များကိုဖိတ်ခေါ်ပါတယ်ရှင်Na to tu pya zoe pulpi te kim kot pai zoe pulpi chim tin ben ngaki sakol te abai sai no galvan te ki kin sai no izon gwal zona to pa na ngam be ki kha be Makatun zoe nakata beto wazona kamui kakatamanilo kabana manilo nakata beto ijang katun zoe Egin din ben ngagin
Una to chu pia zoe, kupi te kim pot pai zoe, kupi chip ding ben ngakin, sakote abai saino, babante digin saino, izong kwa zona rupa ng hang beki, nakatabe. Magatun zogi nakatabe to wazo nakamui nakataman nilo kabanaw matilo nakatabe to ityang gatun zogi nakatabe Magatun zoe, nakatabe to, wazo nakamui, nakaptaman nilo, malmanaw man nilo, nakatabe to, ityang katun zoe, nakatabe Magatun zoe, nakatabe to, wazo nakamui, nakaptaman nilo, kabanaw man nilo, nakatabe to, ityang katun zoe, nakatabe Siang katunzoi Tomorrow PDF ဇုံလန့်ကညီပြင်ကရဲဘော်တွေရဲမိတွေကချောလဲချောတယ်အတန်ကြီးလဲကောင်းတယ်နော်တတိလဲရှိတယ်ရဲရင်ရှင်းတွေလဲမြင်ရတယ်ဆိုတော့အင်မတန်မှလေးစားပါတယ်နှလုံးလှတဲ့ခါကျတော့ရုပ်ကလည်းပို့ပြီးတော့မှရှောသွားတယ်ဒီကျမတို့တော်လန်ကြီးကတကယ်နှလုံးလှတဲ့လူတွေပဲပါဝင်နိုင်တာနော်တော်လန်ကြီးကနှလုံးလှတဲ့လူတွေစုစည်းတဲ့နေရာနော်ကိုပေါ့ကိုပြောပြီးနှလုံးလှနေညီဆိုပြီးတော့ဇက်ကားရိုက်ခိုင်းရမယ်ထင်တယ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးပေါ့နော်ကျမတို့ဒီမြေပြင်ကနေပြီးတော့မှတချင်းနဲ့ဖျော်ဖြေပေးသွားတဲ့ညီငယ်ညီမငယ်များကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျမတို့ရဲ့သားသမီးညီငယ်ညီမငယ်လေးတွေပါเนาะဒီကလေးတွေကဆိုလို့ရှိရင်ပေါ့เนาะကျမတို့ကရဲရင်နဲ့သူတို့ရဲ့ပေးဆက်မှုတွေအကြောင်းမို့လို့ကျမတို့ရဲဘော်လို့ခေါ်နေရပြီမဲ့ကျမတို့ရဲ့ညီကိုမောင်နှမတွေပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီတချင်းလေးရဲ့အဓိပ္ပာယ်ကတော့ကျမတို့ပေါ့เนาะဒီခုမြေပြင်မှာတွေ့နေရတယ်ကျမတို့ရဲ့စစ်သားတွေများလို့လည်းမဟုတ်ဘူးစစ်ပစ္စည်းဒီလက်နက်ခဲယင်းတွေပြည့်စုံနေလို့လည်းမဟုတ်ပါဘူးတဲ့ဖျားသခင်ကတော့တဲ့ကျမတို့ဘက်မှာရှိနေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီຫນွေဦးတော်လန်ရေးပေါ့နော်ဒီတိုက်ပွဲဟာနိုင်ငုံနိုင်မှာဖြစ်တယ်ဆိုတဲ့တခြင်းလေးနဲ့ဖျော်ပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တခြင်းစာသားလေးလည်းအရန်လှပါတယ်တခြင်းဆိုတဲ့ညီငယ်ညီမတွေငယ်လေးလည်းအင်မတန်မှချောမောပြီးတော့အတန်လည်းအရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါရှင်ကျမတို့ဒီနေ့ Zolan Slide Action Project ရဲ့နောက်ဆုံးခံကဏ္ဍကိုရောက်ရှိလာပါပြီရှင်နော်ကျမတို့ပျော်စရာကောင်းလို့တခြင်းနေနားထောင်ရလဲကျမတို့စင်းဆောင်စားပေမှာရောက်နေတယ်လို့ပဲเนาะကျမတို့အရန်ကိုပျော်ပါတယ်လို့ပြီးတော့မပြီးရှင်တော့ပါဘူးခဏခဏလုပ်ရင်ကောင်းမယ်เนาะတခြင်းနေခဏခဏစုခိုင်းပြီးတော့ကျမတို့နားထောင်ကြရင်ကောင်းမယ်ထင်တယ်ဟုတ်ကဲ့ပါကျမတို့အလှငွေပေါ့เนาะကျမတို့အဆုံးသက်လေးမှာပဲတယောက်ဇမ်ခုဆိုတဲ့ကျမတို့ရဲ့ supporter ဇမ်ခုကနေပြီးတော့မှဒေါ်လာ100ပေါ့နော်အဆုံးသက်လေးမှာပဲလာရောက်ထည့်ဝင်ပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမတို့အခုဟာဆိုလို့ရှိရင်ဒီနေ့ live ပါဆိုလို့ရှိရင်ကျမတို့အခု live ပြီးသွားပြီမယ်ကျမတို့ဒီ project ပေါ့နော် Zolan Slide Action project ကပြီးသွားတာမဟုတ်ပါဘူးအခုမှစတာဖြစ်ပါတယ် just a beginning เนาะဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ target amount ကဒေါ်လာတသိန်းဖြစ်ပါတယ်တသိန်းဖြစ်ပါတယ်တတိတွေပြုံးနေကြတယ်ရှင်ထပ်ထည့်ရှင်တဲ့ပုံရပါတယ်တတိတွေပြုံးနေပါတယ်ဒါကြောင့်မို့လို့ဆက်ပြီးတော့မှထည့်ဒေါ်လာတသိန်းပြည့်တဲ့ထိထပ်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်လို့မိမိရဲ့ညီကိုမောင်နှမတွေမိမိရဲ့အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ဒီသတင်းလေးကိုပါပေးကြပါ PDF Zolan ZFU PDF Zolan ကနေပြီးတော့မှကျမတို့နောက်ဆုံးတိုက်ပွဲအတွက်ပေါ့နော်ကျမတို့လိုအပ်တဲ့လက်နက်ခဲယမ်းတွေကိုဝယ်ယူဖို့ရန်အတွက်ပေါ့နော်စုဆောင်းဖို့ရန်အတွက် Zolan Slide Action Project ကို run နေပါတယ် target amount ကတော့
ဒေါ်လာ3သိန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လာမတငယ်ချင်းရဲ့မိတ်ဆွေရဲ့ညီကိုမောင်နှမရဲ့ပေါ့နော်ဒါမှမဟုတ်လို့ရှင်အတင်းတို့တင်းသားတွေပဲဖြစ်ဖြစ်အားလုံးပါဝင်ကြရအောင်လို့ကျမတို့အားတဲ့အချိန်ဒီမှာပဲဖြစ်တွေ့တဲ့အချိန်ဒီမှာပဲဖြစ်တယောက်နဲ့တယောက်တိုက်တွန်းနှိုးဆော်ကြရအောင်เนาะဟုတ်ကဲ့ပါကျမတို့ဒီနေ့ပထမကျမတို့ရဲ့အစပေါ့နော် project အဖွင့်အစနေ့ရက်မှာပဲကျမတို့ရရှိတဲ့အလှူငွေကိုကြေညာပါမယ်ကဲညီငယ်ညီမငယ်တွေရောဒီမှာရှိတဲ့သူတွေအားလုံးရောပေါ့နော်အားရပါရလက်ခုပ်တီးဖို့ရန်အတွက် ready ပြီလားကျမကြေညာတော့မယ်နော်ထိုတဲ့အမောင့်ကတော့အရောက်စီတိုင်း supporter တွေရဲ့ပါဝင်မှုအားဖြင့်ပေါ့နော်ကျမတို့ဒီညမှာရရှိတဲ့ထိုတဲ့အမောင့်ကတော့ဒေါ်လာ26,920ဖြစ်ပါတယ်ရှင်မြန်မာငွေနဲ့ဆိုဘယ်လောက်လဲတွက်ကြည့်ပါဦး3000နဲ့ဆိုတဲ့ခါကြလို့ရှိရင်ကျမတို့26,920ဖြစ်ပါတယ်ပေါ့နော်ကျမတို့ဒါအားလုံးရဲ့ထည့်ဝင်ပေးမှုတွေဖြစ်ပါတယ်ခုနကျမတို့အဖွဲ့အစည်းတစ်ဖွဲ့နာမည်မဖော်လို့တဲ့အဖွဲ့အစည်းတစ်ဖွဲ့ရလဲစနိုက်ပါတလက်စာ G300 နဲ့ကျမတို့မြေပြင်ကကျမတို့ပြည်သူရဲတွေရဲ့ဝစ်စုံအထည်30ကိုပါထည့်ဝေသွားတဲ့အလှငွေပါပါတယ်ပေါ့နော်ထို့တယ်ကျမတို့ပေါင်းထားတာဖြစ်ပါတယ်ဒေါ်လာနဲ့ဆိုလို့ရှိရင်ကျမတို့26,920ရရှိပြီးတော့မှမြန်မာငွေနဲ့ဆိုလို့ရှိရင်3,800ကျော်ရရှိပါတယ်လို့เนาะကျမတို့ဒီတညထဲဒီမဲ့3,100နီးပါးလောက်ပေါ့နော်ရရှိသွားပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဖျားရှင်ကောင်းမြတ်လုံးပါတယ်เนาะကျမတို့အရောက်စီတိုင်းကိုကျေးဇူးတင်တယ်ပါဝင်ပေးသွားတဲ့သူတွေပါဝင်ပေးသွားတဲ့လူကြီးတွေအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့เนาะအခုဒါကျမတို့Zolan Slide Action Project ရဲ့နောက်ဆုံးပေးဖို့ရန်အတွက်ပေါ့နော်နောက်ဆုံး public ကိုအဆုံးသတ်ဆုတောင်းပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါရရှင်ကျွန်တော်ဆုမတောင်းခင်မှာကျွန်တော်တို့အခုချိန်ဟာမြန်မာပြည်သားအားလုံးကနေပြီးတော့အာနာရှင်စနစ်ကိုအမြင့်ပြုတ်တော်လာနေတဲ့အချိန်ဖြစ်တယ်ဆိုတာပြန်လဲပြီးတော့ပြောချင်တယ်ကျွန်တော်တို့ခုချိန်မှာလိုရန်သွားတဲ့ပြည်သူတွေအများကြီးရှိပြီမဲ့မပါဝင်သေးတဲ့လူတွေအများကြီးရှိသေးတယ်ဆိုတာကျွန်တော်သိတယ်ပေါ့နော်ဆိုတော့အားလုံးပါဝင်ပေးဖို့တရားနေတဖန်ပြန်လဲပြီးတော့ပြောကြားချင်ပါတယ်ကျွန်တော်တည်တယ်မလို့ဆိုတောင်းပါမယ်အပိတ်ဆိုတောင်းပါမယ်Anong ta kung biya ko tau papasyan long damong tuni kipata thunget ma bangina hunte chang nonggo zo pi manin long dam kong ko he tau papasyan nakha tha bek to kamau ka tun zo ding he hit chiang ka tun nau jong tau pa nang ma kha tha bek to atung ka hiwa kamanot dingu so tak na ka nga dong ong pai lai ding ni te hun te khasyang tho pasien nang manongom pi in ong pan pi lai ding ong hu lai ding te zong in adiakin akwan khia hi thatang to kanau teu ka u teu ka sia teu hi to pa mau teng ching kep sang ngat ta in lungdamung to pa tu ni ta ka tu jing sanga kangau sumte tau pa kizat na tau pa pasian nang man nam tui nong san saken la hite in tau pa nang mangam zai na ding le tau pa swa tak na malang pen ni na kanga na ding a hi ngen da ding thu kong nge no hi lungdamung tau pa pasian tu ni tu hun chiang nong gwag zo pi na te lungdam kong ko hi tau pa pasian o nang lo to ko te kai thei ke ding wa nang lâu tọ tàu pa câu tên mà cái nó thay cái điện ngô he nang công cái sao he ít chỉ ta gạo nghiệt tàu pa pasian avang lian pen tàu pa pasian nang ma công muang ngô he ngô dọ na te sọt lời mua sắc điện chị công muang ngô he tàu pa tu đi na câu PDF dầu lên sẽ đẹp dù thế na tàu pa pasian nang ma công muang ngô he nang ma công lian sắc pen ngô he mai lama ông hu lai ding ông pan pi lai ding te jai sumen to kamua ko amau te aring kong nge no hi to pa pasian so tak nai na to pa nang magam zai na hi na ding thu kong nge no hi hun te pat na panina to pa tu ni alai jang atop dong nongom pi na nong go zo pi na te lung damung honom lai ding kamanot ding hun te wa khasyang no pasian nang man ki thua pi in tu ni nong piak sa hun te lung dam ko in nazir khomi jai sumen to lung dam ko in thu kong ngen wi to ba pasian o amen amen
Ok,ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Zolan Slide Action Project Online Fundraising အစီအစဉ်ပြီးဆုံးကြောင်းကြေညာပါတယ်ရှင်